အားလုံးပဲမင်္ဂလာပါရှင်။လူစီအတက်ဒေတာ channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကတော့လူစိုးမလေးရဲ့ကိုရံတော်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇာတ်လမ်းလေးစတင်ရမှာကျွမ်းလေး channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါမယ်ရှင်။တချမ်းနေညပြီးလူငယ်အများစုလာတတ်တဲ့ကလပ်တစ်ခုမှာကောက်ခုံနေရအင်ဂျင်အနေရောင်ကိုချက်လေးနဲ့ရန်နီတော့အပါဝဲပေါ့စပန်ကြောလေလောက်သားရှိပြီးမျက်လုံးလေးရမကျဲမကျဲလေးနဲ့ကြည့်လိုက်တိုင်းညှို့ယူလိုက်လောလာပါတယ်လှပြီးချစ်စရာကောင်းပေမဲ့သူမစိုးတယ်လို့အဲ့လိုလူစုံမစိုးတတ်ပေမဲ့ယောက်ျားလေးတိုင်းကမရနိုင်တယ်လို့သဘောကျတယ်တို့ရီငါတို့ပြန်အောင်လေအရင်လည်းညံ့နေပြီရှူမှုနေပြီပြတ်တဲ့တငယ်ချင်းတုံးကိုလက်လေးဆွဲပြီးပြောလိုက်တော့ရှူငါဒီနေ့အိမ်မပြန်ခြင်းအိမ်မပြန်ရင်အဖေစုလိုက်မယ်အချိန်တိုင်းစုနေရပဲ哦မပြန်ဟိုကလေးပြန်လာရောနေရင်ငယ်မမျက်နှာကိုမမြင်ခြင်းအေးပါမပြန်လဲငါအိမ်ကိုလိုက်မိုးပြီးတော့အားလေးရှာလေးပြောနေတဲ့တော့ကိုရှူရဆွဲပြီးကနေရချာခေါ်ထုတ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဟေးဘရန်နီတော့ဖဲစံကလပ်ထဲမှာသူမကိုစိတ်ဝင်စားနေတဲ့လူတွေဟာမမူးနဲ့ရှိရလာပြီးပိတ်ရနေရောတွန်းဖဲ့ခိုင်းတာမဖဲ့ပဲကားရက်ထားလိုက်ပါတယ်ဒီမှာဖဲလို့ပြောနေရဲ့မိမလာလေးကစိတ်ကြည့်ပဲခဏလောက်စကားပြောအောင်ရှင်လှုပ်စမ်းစကားပြောမှမှာပဲသူမလက်ကိုလာခိုင်းတာကြောင့်လှုပ်ခိုင်းတာမလို့ပြီးတော့ဘေးရဘတ်တင်တလုံးဆွဲယူပြီးအဲ့ဒီသူရဲ့ခေါင်းကိုခွဲပြစ်လိုက်ပါတယ်တွန်းရှူမှာဘေးမှာပြီးရုတ်တရက်တုံးလောင်းလိုက်တာကြောင့်မတားနိုင်တော့ပဲဟာမင်းစကားမှရှဲမယ်ကြားလို့ပါကောင်းကြသေးရဲ့လားမိကလေးတယောက်ဖြစ်ပြီးရှုံရောက်ဂိတ်ရောက်လိုက်ပြီးရှဲနေရတာငါနင်းကိုဘလို့ထိန်အောင်တော့မှလေပြဲနေတော့ဦးကောင်းမြတ်မှာညအချိန်မတော်တမီးဖြစ်သူများကိုကောင်းရိုက်ခွဲလိုက်ပြီးစကဲရောက်နေရလို့တော့တွားလိုက်တယ်တော်သေးရဲ့တစ်ဖက်ကပတ်စံပြီးတော့ကြည်အေးသွားလို့ဒီလောက်စူးနေရသူနဲ့မဆိုင်တလို့နေရဲ့တမီးကိုပူပြီးစိတ်တူလာတယ်နေငါအရှိလောက်အောင်ဒီတရားစပြီးအိမ်တရားအိမ်ပြမထွက်နဲ့ထွက်မှာပဲမမြင်ကျတဲ့တူတွေကိုမြင်နေလို့အဲ့ဒီအခါမှာတွန်းပေးရညင်ပြီးသူတို့သားဖန်စကားများနေတဲ့ထဲမှာဝင်ပါပဲတိုင်းနဲ့မုံမခါကိုကြည့်ပြီးချပြောလိုက်တော့သူမဘေကိုပူပြီးစိတ်တူစေပါတယ်ဘရန်နီတော့နေဘလို့ဖြစ်နေရလဲဘာဖြစ်နေလို့လဲအမှန်ပြောပါလေဖဖေးသားဒီမိမတားအမိကိုအိမ်ဖို့ခေါမတင်လားတော့တဲလို့နေမှာမဟုတ်ဘူးဒီမိမသားမီရှိနေတွေ့လှုပ်ချင်တာလောက်မယ်ရန်နီတော့ဖဖေယူထားတဲ့မိမကိုလည်းပြန်ကြည့်အောင်တော့အသက်210နှစ်လောက်သာကွာလားပြီးတော့မေမေမဆုံးနေနေရဖဖေပွေထားမလားရန်နီတော့နေပြန်စမ်းလာစမ်းတော်ပါတော့ဦးရဲ့ပြောပြီးအိမ်မော်တက်သွားတဲ့တမီးကိုဒေါသတက်ပြီးလိုက်ရိုက်ပါစိုးတာကြောင့်မမခါထပြီးဆွဲထားပါတယ်ဟမ်မမေတော့မိခင်ကပုံလေးကိုကြည့်ပြီးငူနေမိပါတယ်မမေနောက်သာလိုက်ကျန်တော်ရင်တိလားလွန်ခဲ့တဲ့3နှစ်ခန့်ကတော့ငငယ်လေးကအရန်လိုက်ပါပြီမိဘနှစ်ပါးလုံးရဲ့အချက်ကိုအပိုင်သိမ်းထားတဲ့တူရီတော်တမီးဖြစ်ပါတယ်သူမကအရန်ချက်စရာကောင်းသလားသူမမိခင်ကလည်းနန်းဆက်ဆက်လေးနဲ့လှတယ်လို့အရန်ချော်တဲ့သူတယောက်ပါပဲဒါမဲ့တုံးဘဝကအရာရာပြောင်းလဲသွားခဲ့တာတော့သူမအသက်20အရွယ်မှမိခင်ဖြစ်သူဆုံးသွားခဲ့တယ်ဆုံးပြီးတလားကြာအထိသူမမိခင်ဖြစ်သူတိတ်ဆုံးတာမြုံနိုင်ပြိတ်ခဲ့ရတယ်ဝမ်းနေပြီးမစားမတောက်နိုင်ပြည့်နေတဲ့အချိန်တမိဖေဖေပြန်လာပြီနော်မန္တလေးကအလုပ်ကိစ္စနေသွားပြီးအဖေဖြစ်သူပြန်လာတော့ဝမ်းနေနေပြီမဲ့ပြုံးပြုံးရွှွှွှထွက်ကြုတ်ခဲ့ပြီမဲ့သူမပြန်လိုက်ရတဲ့မြင်ကွင်းကြအိမ်ဝါမှာခြေလန်းတိတ်ရက်တန့်သွားခဲ့ရတယ်ဘလို့ဆိုဖေဖေကမိမတယောက်နဲ့3နှစ်အရွယ်မှသာရှိသေးရဲ့ကောင်းလေးတယောက်ကိုအိမ်ခေါ်ခဲ့ရဖြစ်ပါတယ်တမီအိမ်ထဲဝင်အောင်လေဟုတ်ကဲ့တော့ဖေဖေတို့နောက်ကနေအိတ်ခမ်းနဲ့ပြန်လိုက်လာခဲ့တမီဒါကမုံမခရဲ့ဖေဖေရဲ့နောက်အိမ်တောင်ဒါကလည်းတမီမောင်လေးဖေဖေသားပဲတော့ဖေဖေရဲ့စကားကြမယုံနိုင်ပဲဖေဖေနောက်စနေကတက်ကြီးပိုင်းနေရဆိုတာမပြောပါဘူးအခုကတွန်းထန်စိတ်နှင်းလောက်ကြီးပြီးခလေးကလည်းမနေကြီးနေပြီဖေဖေကမမေရှင်းစံနေအောင်ဖောက်ပြန်နေကြရလားမမေစောင်းတာတက်လာပဲရှိသေးတယ်အိမ်ပေါ်တန်းခေါ်လာတော့တာပဲလေတုံးလည်းမခံနိုင်ဘူး
ဦးကောင်းမြတ်ငိမ့်နေအားနဲ့ရုတ်တရက်စိတ်ဆိုးသွားတဲ့ပုံစံနဲ့ထားပြောလာတဲ့တမီကြောင့်တမီလက်မခံလို့ရမလားတမီရဲ့မိသားစုဝင်နေပဲသူတို့ကဘာမိသားစုဝင်မှမဟုတ်ဘူးဖေဖေမမေအပေါ်မှာတစ္ဆာဖောက်ခဲ့တာပဲခလေးကိုလည်းကြည့်အောင်နှစ်နဲ့သုံးနှစ်အရွယ်ဖြစ်နေပြီမမေဆုံးတာတစ်လပဲရှိသေးရဲ့တော့ဘယ်တော့မှဒီသားမျိုးမိသားစုလို့မတတ်မှတ်ဘူးတမီဗရဏိတော့ဦးကောင်းမြတ်ကားမောင်းပြီးအပြင်ထွက်သွားတဲ့တမီကြောင့်ခေါ်လိုက်ပြီးမိကားထွက်သွားပြီးအဲ့ဒီအချိန်ရထားပြီးသုံးဖခင်အရွယ်တိုက်ရကလူဆိုးမှဖြစ်လာခဲ့ခေါင်းဆောင်မနက်ဆုံးကြီးမှန်ရှုံးခန်းတဲ့ဝင်လာတဲ့တပည့်တယောက်ကိုကြည့်လိုက်ပါဒီနေ့အစ်စ်တွေရောက်ပြီးနှစ်ယောက်ထိန်နှစ်ယောက်ထဲလားခေါ်လိုက်မန်အထူးပွဲတဝဲကကိုရင်တော်တွေလှုပ်ပေးမယ်ဆိုပြီးအခုကြောင့်နှစ်ယောက်ထဲဆိုတော့စိတ်နဲ့ပြင်းရတယ်ဝင်လာတဲ့နှစ်ယောက်ကိုမှန်းကြည့်လိုက်တယ်ဟာမင်းခံဟန်နရီနင်တို့လားဟုတ်တယ်ငါတို့နှစ်ယောက်ထိန်မန်အမေကိုမင်းခံအဖြေပြီးခုံမောင်းဝင်ထိုင်လိုက်ပါသူတို့နှစ်ယောက်အတော့ဆုံးနေပြပါမန်ကကိုရင်တော်အဖွဲစည်းဆိုပြီးမယ်မိုးရည်စိတ်တိုက်ပြည့်ရဲ့အဖွဲဆိုလဲမမနိုင်ဘူးမန်ကအရန်တော်တဲ့တိုက်ရေးသမားတနက်ပြည့်တဲ့နေရာမှာလဲတော်တယ်မန်အဖွဲစည်းရဲ့ခေါင်းဆောင်ဖြစ်ပါမိခင်ကတနက်ပြည့်မှာတော်တယ်ဟန်နရီကောင်းမောင်းကျွမ်းပြီးတိုက်ခိုက်ရေးတနက်ပြည့်တဲ့နေရာလဲတော်တယ်သူတို့ငငယ်တည်းကအဒီပွဲဝင်ခဲ့တဲ့တငယ်ချင်း၃ယောက်ပဲဟျောက်ငါတို့ဒါတော့ပိုင်းလောက်အခုမှရောက်တာနော်ငါ့ကိုလာပြီးတော့ညင်းနေတငယ်ချင်းကလည်းမတွေ့ရကြပြောပြန်တွေ့ရအထိတ်မှန်လေးပေါ့အေးမမေခက်ပြောလက်ခံလိုက်ပါတယ်ငါတယောက်မှအိပ်ပျော်သွားလားသူနှုတ်လာတော့သူမကညာမမီဓာတ်ပုံလေးပိုက်ပြီးကလေးပေါ်မှာကောင်းလေးမိပြီးအိပ်ပျော်သွားတာဖြစ်ပါတယ်အမြတ်ထားပြီးရေကျိုးကန်းနဲ့ဝင်ပြီးရေကျိုးဝင်ဆောင်လိုက်ပြီးအောက်ထပ်ဆန်းလာခဲ့မမပိုင်ထရန်ဆိုတဲ့ကလေးကသူ့မောင်ထမင်းစားကန်းကနေလှမ်းခေါ်လိုက်တော့တော့ပြန်မထူပဲကုန်းမောင်ဝင်ထားလိုက်ပါတယ်ဒီပနဲ့ဖေဖေလည်းမကြည့်ပဲဟိုသားမိနေတာမနဲ့ဆောင်ဝင်စားရတယ်တော့ဘိုင်းစာနေလို့သာစားရတာသူတို့နဲ့မစားချင်မုံမခတောင်းလျာသူ့အမကိုခင်းတွေ့ပြီးမိအမပြည့်သူကအရှိမလို့တော့မျက်နှာလေးညှိုးသွားပြီးကြည်ပြီးခေါင်းလေးအတာပုတ်ပြီးအောင်ကြည့်လိုက်ပါတယ်ဒါစားမမေကိုကြောင်းသွားပဲဟုတ်ကဲ့ခဏနေတော့သူမလည်းတားပြည့်သူခေါ်ပြီးထွက်သွားပါတယ်တော့ကြမရှိလေကောင်းနေပဲတမိတော့ဘာလို့သူတို့တားပြီးကိုမုန်းနေရလဲကွယ်တွန်းပြောနေတော့မှအိမ်ထရမေးလာပါတယ်အိမ်လုံးသမားတွေထဲမှာသူမကိုပြောခွင့်ရှိရလဲထို့တော်တာရှိပါတယ်အခုတတိကတော်ကလည်းတမီးလေးပေါ်မှာကောင်းပါတယ်ကွယ်အဲ့ဒါကြီးတော့မသိဘူးတွန်းသူတို့မြေုံမမြင်ကြတာတော့လေရဲ့ပြောပြီးထားထွက်သွားပါတယ်မမေဟမ်မမတောင်းအောင်မချက်ဘူးနော်ဖေဖေပြောတော့မမချက်ပါတယ်တောင်းမောင်းနေတာပြောကြောင့်စိတ်မကောင်းဖြစ်ရပါတယ်ဒါဟဲ့ဒါမမချက်ပါတယ်သူညာကဖေဖေအောင်စုထားတော့သူစိတ်ကောင်းနေရလေအဲ့ဒါကြောင့်တောင်းအောင်စကားမပြောတာဖေဖေကနေတိုင်းဆိုလို့မမနေတိုင်းမခေါ်ရလားကြောင်းရောက်ပြီနော်လာမူမကတောင်းအောင်ကြောင်းပုတ်ပြီးသူမအထိတ်ဆောင်ပြန်မောင်းလာခဲ့ပါတယ်တော့နေမနီးညအရန်စုခံလိုက်ရလားကျလို့ပါပဲငါဖေးကြောင်သိရမလားအပြည့်မှမထွက်ခိုင်းဘူးတုံရုပ်အမေကိုပြန်ပြောလိုက်ပါရင်တောင်စုံနေခိုးထွက်လာလားခိုးထွက်เสียလားပေါ်တင်ထွက်တာတုံးကတကယ်အဲ့လိုပါသူ့ဘေစကားလုံးဝနားမချောင်တော့ရှူတုံးကိုကြိတ်ပြီးတပြင်းဖွားဖွားလေးချလိုက်မိပါရီတုံးမတငယ်ချင်းအရှင်ကအရန်လိပ်ပါတဲ့သူတယောက်လေးအခုချိန်မှာစိုးတယ်လို့ပြောလို့ရပြီမယ်စိတ်ထားတော့ကောင်းပါလေတွန်းဘာလဲနေအမြဲတလို့ပဲနေမှလာရင်နေဖေကိုရွှဲနေရလေတုံးရှုကိုကြိတ်ပြီးဘာဖြစ်လို့လဲဖေဖေကငါမကြိုက်တာလှုပ်ထားတဲ့သူလေဒါပေမဲ့နေဖေလှုပ်တည်ဝင်လို့တဲ့နဲ့ဒါမှနေအတွက်ဖြစ်လာမှာငါသိပါရဲ့ယူပြောတွန်းပြန်ပြောလိုက်ပါလေသူမလည်းဟိုသားမိလက်ထဲအောင်မထဲနိုင်ပါဘူးလေအပြင်သွားမယ်လေအေးသူမယူနဲ့အတူစားတောင်းဆိုင်တစ်ခုမှတိုင်းနေအောင်မဲလာငါညီကိုကောင်းရိုက်ခွဲလိုက်တာဒီမှာဘာရီလာပြောနေရလဲမင်းညာငါညီကိုကောင်းရိုက်ခွဲလိုက်တာလေသူကပတ်စံအကြောင်းကြည်အေးပေးပေမဲ့ငါတော့မကြည့်နိုင်ဘူးတွန်းရှိရလာပြောနေရသူကြည်ပြီးလက်မောင်းမှလည်းတက်တူအပြည့်လေပဲဟာလည်းဘာရီလဲဆွဲထားမှမသိအယူကောင်းနေရောဘေးမှာလည်းနောက်လိုက်တရားပါသေးရဲ့သူများတွေမြင်ကြောက်နိုင်ပေမဲ့တုံးကတော့ကြောက်ဖို့မပြောနဲ့ရှက်ပါရှက်မကြည့်နဲ့တာလေခံရတဲ့သူကပတ်စံယူပြီးကြည်အေးနေပြီရှင်မကြည့်နဲ့တာဘာလို့ရမှာလဲပြောပြီးထားချွတ်လာခဲ့လိုက်ပါရဲ့မင်းအဲ့သူ့ကိုဖောင်းလိုက်စမ်းရှုမှတုံးတစ်ခုခုလုံးမှစိုးတာကြောင့်
အိမ်ညာရှိညာလုံးတယ်လေမိကလေးတယောက်သူ့ကိုယ်သူကားခွဲရပဲလေအဲ့အတွက်လည်းတောင်းမှမှာတယ်ကောင်းမယ်လားတော့မင်းတို့ဘသူဟာသွားခိုင်းလို့လဲရှုံးမှလည်းရှိအောင်ပိတ်ရထားတဲ့သူတွေကြောင့်တော့မကြောက်ပေမဲ့သူမှကြောက်လဲကြောက်စိမ့်နဲ့စိတ်ညစ်ရပါတယ်မင်းတို့မိကလေးတွေကိုအဲ့လိုဗလာအားကိုနဲ့အနိုင်ကျက်တာမကောင်းတော့ဝီလီယံအတန်ကြောင့်နောက်ကိုလှည့်ကြည့်လိုက်တော့သူရဲ့ရန်သူဟောင်းကြီးမှန်ပဲမင်းနဲ့မဆိုင်ဝဲမပါနဲ့ဟာနားကလည်းမိကလေးတွေကိုနှိုက်တက်စီးနေနဲ့လုံနေတာတွေ့အရွှမ်းကွမ်းပါချင်တာအထူးသဖြင့်မင်းပေါ့မန်ကားကိုထောက်ပြီးပြန်ပြောလိုက်တော့ဝီလီယံကျက်တက်ပြီးဝဲပါချင်နေတော့သွားပြီးစုံမလိုက်စမ်းမန်သူစီရောက်လာပြီးထိုးဖို့ပါရွှဲလာတဲ့ဗလာတောင်းတောင်းတဲ့သူရဲ့လက်ကိုအလွယ်လေးဖမ်းပြီးလက်သေးဆုပ်ထားတဲ့နေရာကိုင်းပြီးလိန်ချိုးပြလိုက်ပါတယ်အဲ့ဒီတုန်းမှလက်ကိုကိုင်းပြီးအတော်လေးနာကျင်သွားရတယ်ဟာမင်းလူကလေဗလာတာရှိရစားမရှိဘူးမန်နောက်ထပ်လာတဲ့သူတွေကိုလည်းလက်သေးတစ်ချက်ချိတ်တခန့်သာတိုက်ခန့်လိုက်ပါတယ်ခွန်းကန်လိုက်တာကြောင့်လွင့်သွားတဲ့သူအားဆိုင်မကနေဖောက်ပြီးအပြင်ရောက်သွားတယ်ရှုလဲကြိတ်ပြီးတုံးကက်ကတွန်းရေရွှားမယ်မလားအထနေပါရှုမတွန်းလက်ကိုကိုက်ပြီးသူတို့ရံပြက်နေအောင်ကြည့်နေမိပါတယ်တွန်းကအဲ့ဒီသူကြိတ်ပြီးခန္ဓာကိုယ်အချိုးအစားအစာမိမိုက်လွတ်ပါတယ်ကြိုက်တာလဲကျွမ်းကျင်ယူထားတယ်လို့ပဲမေတွေးကြသေးရပေါ့ဝီလီယံသူ့ရဲ့လူတွေခံလိုက်တာကြောင့်ခါကြရတဲ့တနက်ကိုဆွဲထုတ်ပြီးတနက်မောင်ကိုလက်မနဲ့တစ်ချက်နှိပ်ပြီးမန့်ကိုပြစ်မယ်ရွှဲလိုက်တော့မန်တနက်ကိုခြေထောက်နဲ့မြောက်ကန်ပြစ်ပြီးဝီလီယံရဲ့ရင်ဝါကိုပါကန်ပြစ်လို့ဝီလီယံကျန်းပြင်းပေါ်မှာလဲကျသွားပါတယ်မန်ပြန်ကျလာတဲ့တနက်ကိုဆွဲဖမ်းပြီးဝီလီယံကိုချိန်လိုက်တယ်ဝီလီယံနောက်ကျန်သွားတဲ့သူ့ရဲ့ရင်ဘတ်ကိုလက်နဲ့အုပ်ကန်ပေးရဲ့နောက်လေးရက်သာဆုပ်သွားပြီးထိတ်လန့်သွားတယ်ငါလက်တစ်ချက်ကွေးလိုက်တာနဲ့မင်းငရဲရောက်သွားမယ်မပြစ်ပါနဲ့မန်ရထွက်သွားစမ်းဝီလီယံသူ့ရဲ့သူတွေကိုတွဲခေါ်သွားတာကြောင့်ရုံဟောင်းလက်နဲ့ဖိပြီးစိုက်နေရထွက်သွားတယ်မန်တနက်ကိုင်းကနေလက်ညှိုးလေးဆွဲဆက်လိုက်ပြီးတနက်ကအစိတ်လိုက်ရောက်လိုက်သေးတယ်အခုကျတော့လူတက်တော့မဲ့ပုံပဲတွန်းဝီလီယံထုတ်ထွက်သွားကြည်ပြီးပြောလိုက်တယ်ကျေးဇူးပါတွန်းလည်းအဲ့ဒီသူကျေးဇူးတင်စကားပြောလိုက်တယ်ရပါတယ်ကျွန်တော်ကလည်းဒီကောင်းတွေကိုကြိတ်မရလို့ဟုတ်လေဒီမှကိစ္စရှူကအမှန်ကြီးကိုလက်ညှိုးထုတ်ပြီးပြောလိုက်တော့မလုပ်ပါဘူးဒါကျွန်တော်ပိုင်တာအဲ့ဒါဆိုရှူတို့တောင်းလိုက်ပါမယ်ကောင်းပါပြီမန်ထွက်သွားတဲ့မိန်းကလေးနှစ်ယောက်ကိုကြည့်ပြီးကျေးဇူးတင်စကားပြောသွားတဲ့မိန်းကလေးကိုတဘောကြမိပါတယ်ကောင်းတမ်းမှန်အောင်ကြည့်ပြီးမန်ဘာတော့မျက်တောင်လေးခံအောင်ရှော့မှန်အစ်စ်လဲတနက်ကြီးထိုးပေးပြီးမှန်လဲခိုင်းနဲ့မန်ကိုကြည့်ပြီးကြံခဲ့ပါတယ်စားတောက်တိုင်ဖွင့်ထားရေးဆိုပြီးမြမန်အဖွဲစီးဟားဆိုင်ရဲ့အပေါ်ဆုံးထက်နဲ့မြေရောက်ခမ်းမှာဖြစ်ပါတယ်ဒီလိုဖွင့်ထားရလဲစားတောက်ဆိုင်လာတလုံးရဲတွေနဲ့အထူးဖွဲ့စည်းပြီးစုံပြီးဆွေးနွေးဖို့အစာကပ်ဖို့များတယ်။ကောင်းတဲ့တွေးမှန်လဲဖို့ပြင်ရပါတယ်။အမြဲတူပဲဖြစ်စီနေတာ။တော့ဘာလဲ။မနေ့ကသူကလေအယမ်းမိုက်တာပဲ။တုံးခန်းနဲ့ပေါင်တငယ်ကျင်းနှစ်ယောက်တီးပြီးကြည့်နေရှုပ်ပြောကြ။မင်းကြိုက်လို့လား။ငါမကြိုက်ပါဘူး။ तू တိုက်ခိုက်တာကိုကြိုက်တာ။သူ့မျက်လုံးတရားနဲ့စီရောက်နေတာ။ဘာလို့ရှောက်ပြောနေရလဲ။ကျမငါထိုင်ပြောနေရဝတီနေတော့နောက်တောက်ပြောနေရရှုပ်ကိုလက်မောင်းကိုအသာရလိုက်ပါတယ်။မမယူပြန်တော့မလို့လားဟုတ်တယ်ပြန်တော့မယ်ရှူတို့အောက်ထပ်ဆင်းလာတော့တွန်းရပေါင်လေးအမေကိုပြောင်းပြီးပြန်ပြေးလိုက်ပါတယ်ဒီကလေးကချက်စရာကောင်းတယ်လို့တွန်းနဲ့တောင်းမှဆင်းနေသူမကတော့ချက်တယ်ဆိုပြီးမေတွန်းကတော့ကြည့်အောင်မကြည့်ဘူးတော့ငါသွားပြီအေးပါဒေါ်လေးပြပြနဲ့ဟိုမိမမတွေ့ပါလားအော်အလုပ်ကိစ္စကြောင့်မန္တလေးသွားကြတယ်ရန်လေးတောင်မနေ့ပြန်တမီးကចောင်းပုတ်ပေးဖို့တတိယပြောခဲ့တယ်မပုတ်နိုင်ပါဘူးဒရိုင်ဘာနဲ့ပို့လိုက်တားသူတို့နဲ့မသွားချင်ဘူးလေမမနဲ့မနဲ့သွားချင်တဲ့သူနဲ့သွားဟမ်ကလေးကိုပြောပြီးအိမ်မော်တက်သွားတဲ့တုံးတောင်မောင်ကြိတ်ပြီးကောင်းရန်လိုက်ပြီးပါတယ်ညနာညိုပြီးကြက်ငင်းတဲ့ရန်လေးကိုခေါ်လိုက်ပြီးလာရန်လေးပိုက်စားပြီလားဟုတ်ကဲ့ကလေးလေးချက်စရာကောင်းပြီးလိမ့်မသလားအမားဖြစ်သူကြိတ်မရတကယ်ဆိုကလေးနဲ့မဆိုင်ပဲတုံးရဲ့တရားမဝင်မှခုလုပ်ငန်းတစ်ခုရဲ့ကိုထောင်တွင်စေးသမားအများအပြားနဲ့စေးရောင်းသူတွေနေထိုင်ပြီးပြည့်နေပါတယ်တချို့ဆိုစေးထိုးရဲ့အဆင့်အထိပဲအတိတ်တရားမဝင်စေးရောင်းတဲ့ခိုင်ရဲ့ဒုတိယအုပ်ချုပ်သူပါရွှေ့နေစဉ်မင်းတို့စေးရစက်ပါနေနော်အတူဆိုတာကြောက်ရဲ့ရာဇဝင်ပါမရှိဘူးโอเคလေဂျနစ်ကဖုန်းဝင်လာတာကြောင့်ကိုင်းလိုက်ပြီဟယ်လိုကိုအကိုမလောက်နေနဲ့မင်းအမြဲပြန်လာခဲ့ဟာ
ကျမပစ္စည်းကိုမစစ်ရသေးဘူးထားခဲ့လိုက်အတူအဖွဲတွေအေရီယာထိရောက်နေပြီအဲ့ဒီအတူဖွဲကိုဘာလို့ရမှာလဲဟာအဲ့ဒီအချိန်မှာဝဲစုံအနက်ရန်ငွေခန့်နိုင်ရေမှတ်ပြီးအုတ်ထုပ်တွေနဲ့အဖွဲတစ်ခုရှောင်းလာပြီးတနတ်တန်နေရလဲတပြိုင်နဲ့ဝင်လာပါတယ်ကိုတောင်တင်းမာရဲ့လူဟီထိန်ဟာတချို့တနတ်တွေထုတ်ပြီးပြန်လဲခုခံပြစ်ခဲ့ပါတယ်ပြည်စံဂျန်နစ်အမိတ်ပေးလိုက်ပြီးသူကိုယ်တိုင်နဲ့ပြစ်ခတ်နေပါတယ်တနတ်တန်နေရအဆက်မပြတ်ထွက်ပေါ်လာပြီးကိုတောင်တန်းမှညံနေတော့တယ်ဒါပေမဲ့ဂျန်နစ်တို့အဖွဲအထိတ်ကိုက်များတယ်ဟာကျွန်တော်ကဲပါမပြစ်ပါနဲ့ကျွန်တော်ကဒီဖွဲရမဟုတ်ပါဘူးဂျန်နစ်လူတယောက်ကိုတစားခံအဖြစ်ဖမ်းဆီးပြီးတနတ်နဲ့ချိန်ရွေးထားပါတယ်တစုံတယောက်တော့အဖွဲရှက်သွားတာကိုစနိုက်ပါကန်ပြီးတိုက်တစ်ခုကနေကြည့်နေတယ်ကောင်းတန်ဈေးသမားပေမဲ့ပြည်သူတယောက်ဖြစ်နေရကြောင်းမပြေတော့ပေမဲ့ဂျန်နစ်ဆိုတဲ့လူလုံးမဖြစ်ဘူးအဲ့ဒီအချိန်မှာအဝေးတနေရာနေတနတ်နဲ့နိုင်ငံကိုတုံးချက်ဆင်းပြပြီးနိုင်ငံပေါက်သွားတော့နောက်ဆုံးတစ်ချက်ပါတစားကန်ပေးရချက်သွားပြီးဂျန်နစ်နဲ့ထင်ကိုကြည်စံထိုးဖောက်ဝင်သွားတော့ဂျန်နစ်ကိုအဲ့ဒီနေရာမှာအမိမသိသူကသူ့ဘဝနှီးကုန်းချုပ်ပေးလိုက်တယ်ဂျန်နစ်သူတွေနဲ့စေးတုံးသမားပြေကိုဖမ်းရဲကိုအမိန်ပေးလိုက်တော့အခုနတစားကန်ပါအဝင်ဂျန်နစ်လူတွေပါအဖမ်းခံရပါတယ်ပထမအကြိမ်မူရည်စီရောင်းဝယ်တဲ့ကိုရောင်တစ်ခုကိုအောင်မြင်စွာဖမ်းမိခဲ့ငါညိုဘသူပြက်တာလဲတန်ကင်းညီဖြစ်သူတိတ်ဆုံးမှုကြောင့်အကြီးအကျယ်ဒေါသထွက်နေတော့တယ်တရားတပည့်တွေမှလည်းသူတို့ဆရာဒေါသအောင်ကြောက်တာကြောင့်ဘာမှမပြောရခေါင်းနဲ့ငုံထားပြီးသူ့လူမူရည်စီလောကအရှိန်ဟန်ကြီးကိုလှုပ်ရင်းတာတယောက်သာရှိပါတယ်အဲ့ဒါကမှန်ဘာလဲမေဟိုနီးကလှုပ်လိုက်တာအရှမ်းတော်တယ်မေခက်လက်မနှစ်ဖက်ထောင်ပြီးပြုံးဆက်ဆန်းနဲ့ပြောပါတယ်ဘာတော့မလဲအလက်ခါတောင်းပါတယ်ဟာတငယ်ချင်းတို့လိုချီကျူးတဲ့ကိစ္စဒီဆိုင်ဘွဲ့တွေအကုန်အလက်ကိုင်းရနေရဲ့ဟောင်းတခြားနေရာမှာသွားတောင်းမယ်ဟာဒီကောင်တော့တောင်းမယ်လေကွာနော်သွားခဲ့ရလေးချက်မှမရှိဘူးကဲမယ်ဖြစ်ရသေးတကယ်အကြီးကြီးဆိုမှပြုတ်ကြမယ်မိကအပြင်အဲ့လိုပြောနေရမှန်းအောင်ကြည့်ပြီးမင်းရလဲကွာတခါတက်လေဦးအေးသွားမတ်မှာတော့ပြောလို့မရတဲ့တငယ်ချင်းကြောင့်လက်လျှော့ပြီးတွားဖို့ပြောလိုက်တော့တယ်စူညံနေရဲ့ကလန်တစ်ခုနဲ့အကျွင်းခုံမှာထိုင်ပြီးခေါင်းရှုပ်နေရပါတယ်ဘေးကဟိုးနှကောင်ကတော့ထူးတဲ့ကျန်စရာအငြင်းမနေပြီးရောက်ခွက်ကင်ပြီးဟောတကျင်းအတန်အတိုင်းစီးကျက်ညီညီလိုက်ကနေပါတယ်ကောင်းတဲ့မိခန့်သွားကချင်းဟိုတဲသွားဝင်ကဟာတောင်းနေနားထောင်နေရတာဟဲ့မန်းကောင်းတဲ့မှာစကားပြောလဲဆောင်ရက်ပြီးမန်းကိုခေါ်လိုက်ပါတယ်ဘာတော့ဟိုမှာမင်းရဲ့မဲတမီလေးမန်ကောင်းတဲ့လက်ညှိုးထိုးပြတဲ့ကောက်ခုံနေရဲ့အဖွဲထဲပါမှန်ကြည့်လိုက်တော့သူကူညီလိုက်တဲ့မိကလေးစကက်ချက်လေးနဲ့အင်ဂျင်နီကကောက်နေခါလေးရနေတစွန်းတက်စလေးပေါ်လာပါတယ်ဟာဒါပေမဲ့ဟိုတယောက်ကမှန်ကြည့်နေရင်ဟိုရက်ကမိကလေးတော့မတွေ့ရရုပ်ခီးတော်လူဒီနီတုံးတယောက်ထဲလာတာဖြစ်ပါတယ်တုံးကဒီနီအောင်တစ်ဖက်ကို3ရက်လောက်လာအဖေကိုရွှဲတိုက်ပြီးအပြင်းနေရှောက်သွားပြီးညရီမြောက်တာပြန်လေးရှိပါတယ်မန်ကြည့်နေသူမကအပြန်ထွက်သွားပြီးမူးနေရကြမန်ဝီလျံတို့နဲ့တွေ့မှစိုးတာကြောင့်နောက်ကနေလိုက်သွားပြီးဟဲ့ရမန်ပဲတော့ဟာဒီကောင်မိခန့်နဲ့ကောင်းတတ်မှသူတို့မေးရလဲပြန်မပြောတဲ့မှန်းကြောင့်ထားလိုက်ပါကွာဟာတုံကားနာရောက်မှကားတော့ဘယ်နာပြုတ်ကြခဲ့မှန်းမသိပတ်စံအိတ်ထဲလည်းမရှိဘူးဂျာမင်းကောင်းတော့မလားဟမ်ဟုတ်တယ်မန်တော့တွေ့ရနဲ့ရှေ့ရနေသွားတာသူ့မှပဲရှေ့ရကြောင့်သူမကားတော့မှန်တယ်လို့ကောက်လာခဲ့လိုက်တာဖြစ်ပါတယ်ဟာမင်းရရဲ့လားမန်တကားပွင့်တာတောင်မှလက်ကင်ချော်သွားပြီးလဲတော့မဲ့သူမကိုဆွဲထိန်ပေးပြီးမိလိုက်ပါတယ်သူမူးနေပေမဲ့အဲ့ဒီသူမြင်ဘူးတလို့တော့ကြည့်နေမိရဲ့ရှင်မြင်ဘူးတလို့ပဲဘာမှလည်းမသိဘူးမန်ကိုကြည့်ပြီးနှထိန်လေးကိုလှိုင်ညိုးနဲ့ထောက်ပြီးစဉ်းစားတယ်လို့ပြောနေတဲ့သူမကိုကြည့်ပြီးဟောပေါင်းလေးတွေကတောက်ထားလို့နဲ့တူပါတဲ့ရှဲရှဲလေးဖြစ်နေရဲ့စဉ်းစားနဲ့ပုံလေးရချစ်စရာလေးအော်သိပြီကျမသူ့ရဲ့ကောင်းလေးဟာမူးမူးနဲ့သူ့ရဲ့ကောင်းလေးပါထပြောနေတဲ့သူမကိုမနေထိန်ထားပါရဲ့ဟုတ်ကျွန်တော်လိုက်ပို့မယ်မင်းအိပ်ပြောလေဟမ်အိမ်လားမသိဘူးအိမ်မသိဘူးဟာဘယ်လိုလုပ်ရမလဲအိတ်ချင်နေမအိတ်နဲ့လေပြောရုံရှိသေးသူမကသူ့ရဲ့ရင်ခွင်ထဲမှာကောင်းလေးမိကြသွားတယ်မမအိမ်လည်းမသိရကြောင့်သူ့ရဲ့တိုက်ခန်းသာခေါ်လိုက်တော့တယ်တော်တော်စိုးတာပဲဘလောက်တောက်လိုက်လဲပဲအိမ်မှာမမှတ်မိဘူးတမင်းညပြတ်မလာဘူးလားတော်မောင်ဟ
ဟုတ်ကဲ့ပြန်မလာဘူးတက်ထေဦးကောင်းမြတ်မောင်ဒေါ်မောင်အပြောကြောင့်စိတ်ကတူးလာတယ်ဒီကောင်မလေးကတော့ဘလို့ထိမ့်သိမ့်ရမှလည်းမသိအောင်ဖေဖေမမကိုစိတ်မတူနဲ့နော်ဖေဖေကနေတိုင်းစုနေရောမမတောင်းနေတိုင်းမခုံဒါမုံမခါမှာဦးစိတ်တုံးနေရဲ့အချိန်တားထပြောလာတော့တားလက်တွေကိုဆွဲလိုက်ပါတယ်ဒါပေမဲ့ဦးကောင်းမြတ်ကတော့တားအောင်ကြည့်ပြီးဟုတ်လေဟုတ်ပါတယ်သူစုနေလို့တားကအမားဖြစ်သူဟာသူ့ကိုမခေါ်တာထဲနေရအေးပါကွယ်ဖေဖေမစိုးဟုတ်ပြီလားဟုတ်ကဲ့တားကိုဖေဖေမေးမယ်ဟုတ်ကဲ့မမကိုဆိုရင်မကြိုက်ဘူးပေါ့မမတားရဲ့မမလေးဖေဖေမစိုးပါဘူးအမားပြုတ်သူခင်တလောက်ချက်တလောက်တမီးကသူ့ကိုမောင်းလေးလို့သဘောမထားနိုင်တာကြောင့်တားအတွက်စိတ်မကောင်းလဲဖြစ်ရပါတယ်ငါပဲရောက်နေရလေတွန်းနိုးလာတော့သူမရောက်နေရဘယ်နေရာမှမသိထားကြည့်လိုက်တော့ဟမ်တိုက်ခန်းကြည့်လားနေနိုးနေပြီလားရှမ်းသူခန်းထဲဝင်လာတဲ့သူကိုကြည့်လိုက်တော့ဟိုရက်ကသူမကိုကူညီခဲ့တဲ့သူမင်းဟာအိမ်မမတ်မိဘူးဆိုလို့ငါရိုင်တိုက်ခန်းခေါ်လာပေးရပါကျေးဇူးပါဟိုပြန်လိုက်ပါအောင်မေပြောလဲပြောပတ်စံအိတ်ကောက်ဆွဲပြီးထွက်သွားတဲ့သူမကိုကြည့်ပြီးနာမည်လေးတောင်မမေးလိုက်ရအောင်မန်ဖုန်းမှာတော့နောက်မှတက်ထားတဲ့ကျိုးလွတ်နှက်ချက်လေးကိုနှိပ်လိုက်ပါတယ်ပြောမင်းလေးနဲ့တင်ပွဲမှာငါတို့စောင်းရမှာလေခဏနေထွက်လာခဲ့မယ်မန်နူသားမဲပွဲကဦးကောင်းမြတ်ရဲ့ရတနာလေးလံပြိုင်ပွဲပဲနိုင်ငံရဲ့အချမ်းသာဆုံးစည်ရင်ဝင်ဖြစ်တဲ့ဦးကောင်းမြတ်ဟာသူ့ရဲ့ရနာပြပွဲတွေလောက်တိုင်းသူတို့အဖွဲ့ကိုငားလင်းရှိပါတယ်နိုင်ငံခြားတထေးတွေမှသူလေးလံပြိုင်ပွဲကိုပြိုင်ဝင်ကြတာမတမသူတွေရှိရပေါ့ဦးကောင်းမြတ်ကအမြဲစိစက်တီးချတဲ့သူလေမင်းတို့ဘာအမအယိုးမှမဖြစ်စေနဲ့ငါရတနာရောဟုတ်ကဲ့ဦးကောင်းမြတ်တပည့်ဖြစ်သူမှားကြပြီးရတနာရီကိုကြည့်နေပါရဲ့အမှန်ဆိုဒါသမီးဖြစ်သူအကုန်လွှဲထားပေးဖြစ်ပါရဲ့အရွယ်တိုက်နေတဲ့သမီးကဒါရီလည်းစိတ်ဝင်စားတော့စိတ်ညစ်ရတယ်မုံမခလည်းစိတ်ဝင်စားနောက်တစ်ချိန်ဘလို့ထားခဲ့ရမှလဲတွေ့ရင်တတိကိုရန်တော်အဖွဲလေးရောက်နေပြီဝေးစားတော့မလားစားတော့ဦးကောင်းမြတ်လက်ထောက်အမေကိုပြန်ပြောလိုက်ပါတယ်ပထမဆုံးလေးလံတဲမှာကဒီလေဆွဲလီပါဦးကောင်းမြတ်စက်ပေါ်မှာမှတ်ပေါင်းပေါ်အုပ်ထားတဲ့အဖြူရောင်ပိတ်ကိုဆွဲလန့်လိုက်ပါတယ်အချောင်တလက်လက်နဲ့ချားဖားတဲ့အနီရောင်စိမ့်တပ်ပွဲမြုပ်ထားတဲ့ဗယံတစ်ခုအဲ့ဒီဗယံလေးကလူများရဲ့အာယုံဖန်းစားစေပါတယ်မန်လှတယ်နော်မိခန့်အပြောမန်အင်းတလုံးတောင်ချပြီးဘာမှပြန်မပြောဘူးသူအာယုံဆိုင်နေတာတစ်ခုတောင်ရှိပါတယ်ဒီပွဲမှာမတမသူတွေမပဘူးလို့မပြောနိုင်သူပြိုင်ပွဲလာသူတွေတောင်အာယုံဆိုင်နေလိုက်တယ်ပထမဆုံးအနေနဲ့တိမ့်တရာနိုင်ငံသားတယောက်လက်ထရာကက်ပြောင်းလေးတစ်ခုကိုမြောက်လိုက်တာနဲ့စကက်ပြန်ဟာမစ္စတာဆန်တိမ့်နေရပေးမယ်ဒီပွဲမှာဘန်ကစ်လည်းပါတယ်တိမ့်300ကက်ပြားလေးမြောက်ပြီးပြောလိုက်တဲ့သူမန်လှမ်းကြည့်လိုက်ပါတယ်ဘန်ကစ်မန်အဲ့ဒီသူရဲ့နာမည်ကိုရွှေရွှလိုက်ရင်ဒီလူကနိုင်ခဲ့ရင်တော့အချောင်းယူမဲ့သူဖြစ်ပါတယ်တိမ့်400နောက်တစ်ယောက်ကထပ်ပြောတော့ဘန်ကစ်ကက်လေးပြန်မြောက်ပြပြီးတိမ့်600စီယာတကယ်ပဲရအောင်ယူပါလားဘန်ကစ်ဘေးကတပည့်ပြည့်သူအမေကိုတက်ချက်ပြုံးလိုက်ပြီးချားပါစိတ်နဲ့လောက်ထားတာဘသူကလက်လို့ခံပါလဲမနိုင်ရင်တောင်မှအစီအစဉ်တိုင်းလို့ဟုတ်ကဲ့ဒီဖုန်းလေးတစ်လုံးထုတ်လိုက်ပြီးတခုခုနှိမ့်နေရောတိတ်900ပေးမယ်တိတ်900တစ်ကြိမ်တိတ်900နှစ်ကြိမ်တိတ်900 3ကြိမ်3ကြိမ်တိတ်တိတ်ထပ်မလာတော့တာနဲ့ဦးကောင်းမြတ်ရဲ့စီစဉ်သူကဘဲလေးတီးနေလိုက်ပြီးမစ္စတာဆန်နိုင်သွားပါပြီဟာဘာဖြစ်တာလဲအဲ့ဒီအချိန်မှာခမ်းမတွေမှာမီးမောင်ကျသွားပါတယ်ခမ်းမအတွင်းလူတွေအာမီဒိတ်တန်တွေထွက်လာတော့တယ်ဦးကောင်းမြတ်စိုးရင်သွားရတယ်ခမ်းမတရားသူတွေကိုလည်းစိတ်မပူဖို့ပြောရတယ်ငါသွားကြည့်မယ်မိခက်မသွားနဲ့မမင်းခန့်ကိုပြန်ဆွဲလိုက်ပြီးပြောလိုက်တယ်ရတနာရီကမပေါလောက်ပါပါမအမောက်တန်းစားပြီးရန်နာရွှေဘက်ကိုရှောင်းလာခဲ့ဘန်ကလူတယောက်မှတ်ပေါင်းနေနာကန့်လာပြီးဝါလှတာပဲစိတ်အနီးကကြည့်ပြီးတူတူတောင်ရွှေရွှေပြီးလိုက်ယူလိုက်စမ်းပါမင်းအဲ့ဒီသူရဲ့လက်ကိုကိုင်းပြီးလိန်ချိုးပြလိုက်ပါဒီရတနာရီလူချင်းငါ့ဟောကြောအဲ့ဒီသူမျက်နာနဲ့မေယူနှစ်ချက်ဆန့်ထုတ်ပြီးဘိုက်ကနေကန်ချပြလိုက်ပါတယ်အဲ့ဒီသူမှခုံနဲ့စောင့်ပြီးလေကြောင်သွားရင်ထိလင်းမြန်နေရမှန်ချပြန်မကုခံနိုင်ခဲ့ဘူး
အဲ့ဒီအချိန်မီးရောက်ပွင့်လာပြီးအမလီပန်ကစ်တို့အဖွဲဝင်လာပြီးတနက်ကိုအပေါ်ထောင်ပေါင်းလိုက်တယ်ခမ်းမတွေကသူတွေရုပ်ရုပ်တက်တက်ပြက်ကုန်ကြပါတယ်အားလုံးတယောက်မှအပြတ်မထွက်နဲ့ထွက်တဲ့သူအသေးပဲပန်ကစ်တနက်ချိန်ပြီးအမေပေးတယ်လို့ပြောလိုက်တော့ညင်သွားပါတယ်မင်းခန်းတို့မှခဏညင်ပြီးတိုင်းလိုက်ကြတယ်ခမ်းမတွေကသူတွေကတော့ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်မင်းခန့်မန်းရောမသိဘူးရနာပါမရှိအောင်မင်းခန့်ကောင်းတဲ့အမေကိုတူတူသာပြောလိုက်ပါတယ်တကယ်ပဲမှန်ပဲရောက်သွားတာလေမိဖို့ဝင်ကျမန်းရဲ့ရနာမပေါင်းမတွေးတော့တာဖြစ်ပါတယ်ဒီကြောင့်ရဲ့ဦးကောင်းမြတ်ကိုရှောင်းတော့ခဲ့ရမယ်စေဟာရနာရီမရှိတော့ဘာဦးကောင်းမြတ်ကိုရှာစမ်းဗန်ကေတပ်ဖဲပြက်သူအပြောကြောင့်စိတ်ကတူသွားပြီးလူများကြီးရဲ့မှာဦးကောင်းမြတ်ကိုရှာခိုင်းနေကောင်းသက်မိခက်ကောင်းသက်မျက်စာပြပြောင်းလိုက်ပြီးလက်ထဲအထောင်ဆွဲထုတ်ပြီးမိခက်အလဲအမြတ်ပဲဘေးကုံတက်ကိုအားပြုကန်ပြီးဦးကောင်းမြတ်ကိုတနက်တရင်ရဲနဲ့ရှားနေတဲ့သူနောက်ကနေဂုတ်ကိုထိုးပြလိုက်ပါတယ်တောင်မြင်သွားတဲ့ပန်ကေသူတွေကြစ်တက်ကြီးမိခက်မထီဘူးရုပ်တဲ့ရောက်တဲ့မိခက်စီရဲ့တုံရှင်လေးပေါ်ခုန်တက်ပြီးလက်ထဲမှာတနန်းနဲ့ပြက်ခုခံလိုက်ပါတယ်အားလုံးမြတ်ထွက်ကောင်းတဲ့တကားပြန်ဖွင့်ပြီးကမ်းမထဲမှာရရုပ်တဲတဲဖြက်ကုန်တဲ့သူတွေကိုအပြင်ထုတ်ရပါတယ်ဦးကောင်းမြတ်ပန်ကေဦးကောင်းမြတ်ကိုတွေ့ပြီးခြေထောက်တူးကွေးနှစ်ဖက်ကိုပြေးချပြလိုက်ပါတယ်ကောင်းတဲ့အမြန်ဆွဲခေါ်ပြီးအဲ့ဒီတူဖွဲတနန်းထုတ်ပြီးပြက်လိုက်တယ်ကောင်းတဲ့အမြန်မင်းတို့ထွက်အားလုံးပဲကောင်းခန့်အပေါ်ကနေမင်းခန့်အပေါ်ကနေပြေးခန့်နေကောင်းတဲ့ကိုပြောရင်မဟုတ်ရင်ဟိုဘွဲကများနေပြီးဖမ်းမိနိုင်တယ်မင်းခန့်သွားကောင်းတဲ့ဦးကောင်းမြတ်ကိုတွေ့ပြီးအပြင်ပန်းခုခံရထွက်ခါမှအဖေကမင်းခန့်တို့လူကြီးပြက်လိုက်တာထိသွားတယ်ကျေးဇူးအဲ့ဒီအချိန်မှာဟန်နရီကောင်းထရဲမောင်ချင်းဝင်လာပြီးပေါင်ထိလို့ပြုတ်သွားတဲ့မင်းခန့်ကိုကောက်အောင်မှုဖွင့်ပြီးဝန်ခံပေးလိုက်တယ်ဟန်နရီကောင်းကိုပန်ကင်းနဲ့သူ့ရဲ့လူတွေဘက်ကိုကြွေမောင်းပြက်လိုက်တယ်အဲ့ဒီသူတွေရဲ့ပေါင်ကွေးဆောင်တဲ့သူတွေကတန်းတန်းနဲ့ကောင်းပြန်ပြက်တယ်ရော့ရှဲမောင်ဟာဟန်နရီမင်းခန့်ကိုကားတိရရင်စီအရာတုံးပုတ်ပြီးနောက်ကဝင်ပြီးအမိုးကနေအလိုလိုထွက်လာတဲ့တနက်ကိုကိုင်းပြီးအဲ့ဒီသူတွေကိုပြန်ပြက်ပါတယ်အကြက်ကပြက်လိုက်တိုင်းကြီးစံအမြောက်တွေထွက်ပြီးလှဲထွက်သွားတဲ့တနက်ကြီးကြောင့်ဘန်ကက်သူတွေတော်တော်ထိခိုက်သိဆုံးကြတယ်ဆရာကျွန်တော်တို့ဓာကြီးနဲ့ဆိုရင်အကုန်တေးကုန်နေပဲဘန်ကက်တို့ခုခံရနေပဲကမ်းမအနောက်ဘက်ကိုပြန်ဆုပ်သွားတော့ရင်ရှင်ပိုင်တော့ဟန်နရီကောင်းမောင်းခိုင်းထားတဲ့မင်းခန့်ကိုဖယ်ခိုင်းပြီးကောင်းမောင်းပြီးပြန်ထွက်ခဲ့ရင်ဟာရှင်ရလေယောက်ျားလေးမဟုတ်တဲ့အတိုင်းပဲနာတက်နေတာဟာနာတက်တာပေါ့ကွာနေတော့အမြတ်မောင်းဟာဟန်နရီအမြတ်မောင်းဆိုဘာဖြစ်တာလဲအမြတ်မောင်းဆိုတာတလောက်ကြီးပြောတာမဟုတ်ဘူးအကြီးတဲ့မဖရောက်နေမှမသိဘူးမရတနာရီနဲ့ဥကောင်းမြတ်ရဲ့ဘန်ကိုသွားဟာလေဟုတ်တယ်သူသွားပြန်ထားတာအော်ဟမ်ဒေါ်မောင်ကအိတ်ဖုံးလာတာကြောင့်ကန်လိုက်ပါဟယ်လိုဘယ်လိုအမလေးဒေါ်မောင်မှာတပတ်ခပြောတဲ့စကားကြောင့်အိမ်မောင်အမြန်တက်ပြီးတထေးကြီးရဲ့အခန်းဘက်ကိုသွားပြီးဒေါ်မောင်မှာပြက်လို့လေတကားဖွင့်လာပြီးမိတဲ့မုံမောက်ခေါင်းကြည့်ပြီးဟိုတထေးတနတ်မှန်လို့ဈေးရောက်ရောက်နေရတဲ့မုံမကဒေါ်မောင်အပြောကြောင့်စိုးရိမ်သွားပါအစိုးအမြန်လိုက်သွားမှာပေါ့ဟမ်တားတယောက်တည်းကြိုင်းခဲ့ပါမုံမကဖုန်းနဲ့ပတ်တာကြီးလွယ်ဆွဲပြီးအပြင်ပြန်ထွက်လာပြီးမှတားကိုတတိယသွားတယ်ရှာရဲ့တထေးကတော့မမလေးရှိရဲ့ဟမ်သူရှိရဲ့ဟုတ်တယ်မုံမကဒီနေ့ညမှသူ့အိမ်မှာရှိရဲ့ဆိုလို့အံ့ဩရပါတယ်အရင်ဒီချိန်သူမရှိဘူးလေဘာပဲဖြစ်ဖြစ်တားကိုထားခဲ့ရမယ်ချက်မှာလေသွားမယ်တော့မောင်မုံမကဒေါ်မောင်နဲ့ဈေးအောင်လိုက်ခဲ့ရောဦးကောင်းမြတ်ကြတာကိုရှက်ထီအောင်ပြစ်တာဆိုတော့တိတ်တော်မစိုးရင်ရပြီနဲ့ဈေးအောင်မှာတစ်ပတ်လောက်နေရမှာဖြစ်တယ်မုံမခရှမ်းတမီးရောအိမ်မလေးအဖေတရားလုံးဒီလောက်ပြစ်နေအောင်မလားဟိုသူမသိသေးဘူးဦးဟာဒီညမှာပြစ်တာဘယ်တရားမလဲမနေ့လောက်ကိုဖုံးဆက်ပေးပါမယ်မုံမခတမီးကိုမလာလို့စိတ်ဆိုးတဲ့ဦးကိုပြန်ပြောလိုက်တော့ဘာမှပြန်မပြောတော့တကယ်ပါမုံမခလည်းအခုမှတီးလို့လိုက်လာတော့သူ့ကဘယ်တရားမလဲလေမူချင်းတန်တဲ့တို့မိုးပေါက်တွေကျလာပြီးအသေးတန်ရွာချလာတော့ဟာမမေဘာလဲသူနှကန်းကြောင်ကအတန်ဆူဆူလေးကြောင်နှုတ်သွားပါတယ်မိုးရီကလည်းရွှာနေတော့သူနှကန်းကြောင်ဟိုကလေးအခန်းကိုတတိယသွားတယ်
သူ့မိရှိမှာပေါ့အာမမေကတဲ့ကောင်းရင်တော့တုတ်ကန်ပြီးစောင်းကြီးကန်ပြီးမျက်နာတွေပါနေရဲပြီးအသေးအတန်ငုံနေရဲ့ပိုက်ထက်ရံကိုကြည့်ပြီးကြည့်မရဘူးဒါသူ့မှာအမြဲပြောနေမိမိမိတွေ့တာတုတ်ဆက်မှုကြောင့်မောင်လေးတယောက်ဖြစ်နေရလဲမကြည့်ရပင်သူ့အမေကဖေးရောက်သွားလဲလာလာမငုံနဲ့တားကြောက်တယ်မမသူကလေးဘေးနားမှာထိုင်ပြီးလက်ရက်ခေါ်လိုက်တော့သူမလာဖက်ပြီးငိုနေတဲ့ကလေးကိုကောင်းလေးအသာပုတ်ပေးပြီးအေးပါမမရှိတော်မပါဇက်ကလှုပ်ခနဲ့မမဆိုတဲ့စကားထွက်သွားပါတယ်မမေပဲသွားလိုက်ရင်မသိဘူးလာသွားကြမယ်တော့ရှန်လေးကိုခေါ်ပြီးဖေဖေတို့ခေါ်လာတော့တကားကြီးရောက်ဝင်နေသူကြည့်လိုက်တော့ဖေဖေရောမမခါရောမရှိကြည့်ဘေးသွားကြတယ်ဖေဖေစိတ်ပြောက်ဝဲသွားရင်လေမမေရောငါ့ပဲတိပါလေတော့မှလည်းဖေဖေပြောက်ဝဲဟာခလေးရမှတည်ရင်နေမေလိုက်သွားလာပေါ့ဒါဆိုတာအိတ်ရဲဦးနော်မိုးကလည်းရွာပြီးမိုးဖာကျိနေရောရှန်လေးမအိတ်ရဲဟာကြောက်ပါရဲ့တော့မှဘာလို့အမလဲမသိလာလာငါအခန်းကိုလိုက်အရန်ရှုပ်တာပဲတောင်းကိုပြောရလားရင်မဟုတ်လားဟုတ်ရရန်လေးကအခုနောက်ငိုနေပေမဲ့အခုတော့ပြုံးပြီးတုံးကိုကြိတ်နေပါရဲ့ဒါလေမမစကားပြောလို့လေငါအရင်အနေလို့လားမဟုတ်ဘူးလေတားနဲ့စကားပြောရင်လေနေတအားစကားရှိရင်အဲ့တော့မှဒီညဒီကလေးနဲ့အိတ်ရတော့ရင်ဒီညမှာအပြည့်မသွားချက်တာကြောင့်အိမ်မနေပါရဲ့ဆိုခလေးကထိန်ရတယ်ဟမ်မင်းတထေးကြီးဥကောင်းမြတ်လင်တားနော်ဥကောင်းမြတ်အခန်းကိုဘိုက်ကလူနာဆောင်အောက်ခဏသွားတော့တွေ့တော့ရောက်ပြီးဥကောင်းမြတ်နှူးသွားတော့ပြောလိုက်ပါရဲ့ကျတော့မှပတိစီထားပြီးလှုပ်လို့မရသေးတာကြောင့်ငင်းနေရဲ့ဥကောင်းမြတ်ကိုကြည့်ပြီးလက်မလျှောက်နိုင်ဘူးပေါ့လက်မလျှောက်နိုင်တာမဟုတ်ဘူးမင်းလဲချက်ကြောင့်လုံးဝလျှောက်လို့မရတော့တာကွာဥကောင်းမြတ်ကပါနဲ့သူပြီးအဲ့ဒီအတိုင်းပြောလိုက်တော့ဖန်ခေးရောက်သွားတယ်ကောင်းတာပေါ့ခညာပိုင်ဆိုင်မှုတွေအလွယ်လေးရတာပေါ့ဒါနဲ့ခညာအချက်တော်သမီးလေးကအရင်ချစ်စရာကောင်းတာပဲမင်းပိုင်ဆိုင်မှုတွေတည်းမဟုတ်ဘူးငါသမီးမြန်ဥကောင်းမြတ်ကသမီးဖြစ်သူအထိမခံဖြစ်တဲ့အတွက်သူရဲ့အားနည်းချက်မှန်သိပါတယ်ဒီမှာမင်းအဖေရဲ့ပိုင်ဆိုင်မှာဆိုတာတော့မင်းအဖေရဲ့ပိုင်ဆိုင်မှာဆိုတာရှိတော့တာမဟုတ်တော့မင်းနဲ့ဘယ်ရမှမဆိုင်ဘူးနားလေလားဟာကျုပ်ဘေခမည်းစီဝင်ထားတဲ့ရှေ့ဟာမနေဘူးအဲ့ဒီအချိန်မှာမန်နိုးရှောက်လာတယ်မင်းငါဥကောင်းမြတ်ဘာမှမလုပ်ပါသေးဘူးတနက်ထုတ်ချိန်လာတဲ့မန်နဲ့သူ့ရဲ့လူတွေကိုလက်နှစ်ဖက်မြောက်ပြီးဘန်ကိပြန်ပြုံးလိုက်တယ်တွန်းလိုက်မယ်ကိုရန်တော်ကောင်းဆောင်ကြီးထွက်သွားတဲ့ဘန်ကိကိုမန်တော်သားထွက်ပြီးတောက်တစ်ချက်ခေါက်လိုက်မိပါတယ်အငယ်ချက်တော့တက်တာရဲ့လားဘာမှမဖြစ်ဘူးသမီးကိုစောင့်ရှောက်ပေးပါဦးဗျာသမီးရဲ့ကိုရန်တော်ဖြစ်နေဖွဲ့ရလူတယောက်ကိုငှားချက်နေပိုင်ဆိုင်မှုတွေဟာသမီးနာမည်နဲ့လောက်ထားမှန်ပန်ခဲ့သေးရဲ့ဒါဆိုအန်ကဲသမီးပုံပြောင်းလို့ရလားရှားတယ်မုံမခါဝင်လာတော့မုံမခရှမ်းသမီးပုံမင်းပုံထဲမှာရှိရမလားပြောင်းလိုက်ဟုတ်ကဲ့မုံမခလည်းဘာမှမသိပေမဲ့ဘေးရလူသူမပုံထဲကတုံးရဲ့ပုံကိုပြောင်းလိုက်ပါတယ်မန်တွေးလိုက်တဲ့ပုံလေးကြောင့်ကျွန်တော်ကိုယ်တိုင်တိအုပ်လက်ခံနေကျွန်တော်ကိုရန်တော်လောက်ပေးမယ်ဘေးကကောင်းတက်မှန်းကိုထူတိုက်ချင်တော့တယ်ကိုရန်တော်လုံနေရဲ့လားခေါင်းဆောင်တယောက်ကဥကောင်းမြတ်မှမန်းကလည်းကိုယ်တိုင်အလုပ်ကိုလက်ခံတော့ဝမ်းသာပါတယ်အေးမင်းတို့ဘွယ်ကိုလှုပ်အပ်တာအကုန်အကယ်ထောက်ပံ့ပါပါဟုတ်ကဲ့ပါမန်းတော့သူ့သဘောကျတဲ့မိန်းကလေးကိုကိုယ်တိုင်ကောက်ွယ်ရမယ်ဆိုတော့ကြိတ်ပြီးတော့ပြုံးနေမိရော်တယ်တော်လေညကဖေဖေတို့ပြန်မလာဘူးလားတတိကတော်ကဖုံးမဆက်ဘူးလားတမီးကိုမသိဘူးတော့မနှက်ဆောင်ဝိုင်းမှာလည်းဖေဖေမရှိရကြောင်းဒေါ်မုံကိုမေးလိုက်တော့ဒေါ်မုံပြောကြောင်းဖုန်းကိုဖွင့်ကြည့်ပြီးတော့မမခစိုးရဖုန်းကြီးခေါ်ထောင်တွေ့ရတယ်ဟုတ်တယ်ဖုန်းခေါ်ထိုင်ဘာဖြစ်လို့လဲတတိတနတ်မှန်လို့စိတ်ယုံရောက်နေရရှင်ဖေဖေတနတ်မှန်နဲ့ဒါဆိုတွန်းသွားအောင်မယ်မမတားလေးလိုက်မယ်လေဘေးကမုံဆိုင်နားထောင်နေရရှန်လေးကပြောလိုက်တော့အဖေခုလိုဖြစ်တာလဲမနှက်စာပဲမစားနိုင်စိုးရင်ကြီးစွာဖြစ်သွားတဲ့တုံးတော်မောင်းကြိတ်ပြီးအရှင်လိုပြန်ပြင်ကောင်းမယ်အခုဆိုအပြင်းနေရှမ်းထွက်တဲ့တုံးစိတ်ပူမိရဲ့သူမလေးငငယ်ရဲ့ထိန်းလာတဲ့တော်မောင်းကသမီးလေးတယောက်လိုချက်တယ်ဖေဖေတမီဖေဖေအစင်ပြေးရအောင်ချက်တော့ကတတ်တာပါတယ်ဖေဖေပြောစရာရှိအပြင်တအားမထွက်နဲ့အလုပ်လဲဝင်းလုံးတုံးမစိတ်ဝင်စားတာဖေဖေ
ရှန်လေးကိုခေါ်ရလားဟုတ်တယ်လိုက်မယ်ပြောလို့လေအပြင်မှာသူ့မိနဲ့တွေ့လို့ထားခဲ့တာတော်ပြောပြီးဘေးရခုံလေးပေါင်ဝင်ထိုင်ပြီးရန်လေးဖေနာသွားကောင်ဖေတက်တာလားရင်တော့ရှန်ဒီနေ့တမိအပြင်သွားမလားသွားမှာဒါဆိုသွားလို့ရှိရင်တော့မန်တက်ရှိန်နဲ့သွားဖေပဲသူနဲ့တမိကိုစောင့်ရှောက်ဖို့ငှားထားတာရှူးနေပဲသွားကြအောင်ဖေလူနဲ့သွားအောင်စောင့်ရှောက်ဖို့ထက်ဖေစောင့်ကြည့်ခိုင်းနေတယ်လို့ပဲအနေချက်တယ်တော့သူမချုပ်ချယ်တယ်လို့လုံးရင်လုံးဝမကြိုက်ဘူးအခုသူမအဖေကအသက်အန္တရာယ်ထိခိုက်မှာဆိုလို့ကိုရန်တော်ငားတဲ့ကိစ္စသူမစောင့်ကြည့်ခိုင်းတဲ့တံပေးပြောနေရအတောင်းရှိလို့ငါစီစဉ်တာအထွတ်မတက်နဲ့ဖေဘရနီတော့ပစပိတ်ထားဖေပါတာလှုပ်ချင်တာလို့ဦးကောင်းမြတ်သူအွန်လိုင်းတော့သူပြန်ပြောပြီးထွက်သွားတဲ့သမီးကိုကြိတ်ပြီးဒီသမီးတယောက်နဲ့ရောမင်းတို့ပြည်စီစုံမရဲ့နော်မင်းစီအောင်ပတ်စံသားထုတ်ရပြီဘက်ကဲသူတွေတခြားတစ်ဖက်နဲ့ဘေးအရောက်ွယ်လုံနေရောတစုံတယောက်ကတော့တောဆက်ပြစ်တာကြောင့်ကပြန်တစ်ခုပွားနေတနက်နဲ့ချိန်ထားလိုက်တယ်ရှော့တယောက်နဲ့တယောက်အေးချင်းလဲပြီးဘက်ကလူတွေတစ်ဖက်ကပေးတဲ့ပတ်စံထည့်ထားတဲ့ box ကိုဖွင့်ကြည့်လိုက်တော့စက်ကူရီတောင်တွေ့ရတယ်မင်းတို့လူလိမ့်နေဟာလားမန်အောက်ထုံးနဲ့ mask ကိုချုပ်လိုက်ပြီးပြောလိုက်တော့မင်းတို့အဲ့ဒီတူတွေမှထွက်ပြေးမယ်ပြင်လိုက်စဉ်မန်နောက်ကနေအင်းကြီးကိုဂုတ်ကနေကောက်ဆွဲပြီးမျက်နှာတွေစင့်ထိုးပြီးနောက်ကနေနောက်တစ်ယောက်လာထိုးတော့ခြေထောက်နဲ့နောက်ပြန်လှန်ကန်ပြစ်လိုက်ပြီးရှေ့မှာကြောက်ထားတဲ့ကောင်စောင့်တုံးပြေးချလိုက်ပါတယ်နောက်ကနေတမြောင်ကန်ပြီးပြေးလာတဲ့သူဟန်နရီတင်းနဲ့လှမ်းပြစ်လိုက်တယ်မပြစ်ပါနဲ့မန်တနက်ကိုဆွဲထုတ်ပြီးအဲ့ဒီဖွဲ့ဝေးရန်လှမ်းချိန်မှာဒီမှာကြောက်တဲ့သူတွေကမပြစ်ဖို့ပြောတယ်ကျန်တဲ့မန်းရဲ့သူတွေရောက်လာပြီးဖမ်းခေါ်သွားတယ်ဘာငါလူတွေနဲ့ပစ္စည်းအဖမ်းခံရတယ်ဟဲ့လားဟုတ်တယ်ဆရာမန်ထက်ရှိန်တော့ပါတယ်ဘက်ကင်းနောက်ကနေလိုက်သွားတဲ့သူ့တပည့်ဖြစ်သူအပြောအကျဒေါသအကြီးကျယ်ပောက်ကွဲရော်တယ်ဒီကောင်မန်ထက်ရှိန်ငါအလုပ်တွေအားလုံးလိုက်ပြီးနှောက်ယှက်နေရောပဲတွေးကြအောင်ပါပေါ့ကွာဘက်ကင်းမန်ကိုကျိန်းဝါနေတဲ့ဒေါသထွက်နေရော်တယ်ဟဲ့အောင်မန်မင်းဟိုဦးကောင်းမြတ်တမီးရဲ့ကိုရံတော်လောက်မယ်ဆိုဟုတ်လားမင်းခန့်ကောင်းတန်းစီကကြားလာတဲ့တရင်ကြောင့်မန်မေးလိုက်တော့ပြုံးပြီးမန်ကငါလက်ခံလိုက်တာအဲ့ဒီကောင်မလေးတို့မင်းကိုရံတော်လောက်မှာအေးမင်းခန့်စိတ်မရှိပဲပြန်ပြေးလိုက်တဲ့မန်ကိုမင်းကလည်းသူ့အကြောင်းမင်းမသိဘူးလားစိုးရင်နော်ဘာဖြစ်လဲဟိုတလုံးကဆိုရဲစကန်ပါရောက်တာဟာမင်းဘလို့သိလဲငါမှယောက်ျားလေးဦးကောင်းမြတ်ကငါသိအောင်ပေါ့အေးဟုတ်တာမိကအဆက်အသွယ်နေပဲဦးကောင်းမြတ်ကမန်တို့အဖွဲအကြောင်းတီးပြီးငှားတာပဲဖြစ်ပါတယ်အခုမိကစီကကြောင်းလိုက်ရတဲ့သူမလေးကရဲစကန်အထိပါရောက်တယ်ဆိုတော့မတ်မှာအော်တလို့လက်မိတော့တယ်ဒါနဲ့ရဲစကန်ကဘလို့ရောက်လာလဲမိကမှာသူမအကြောင်းဆိုအကုန်သိချင်နေမှန်ဝင်ကြည့်ပြီးသူ့လက်ကိုယောက်ျားတစ်ယောက်ကမူပြီးရှိတက်တဲ့နဲ့လာကင်လို့ပလင်းနဲ့ခေါင်းရံခွဲပြတာအဲ့ဒါသူ့ကိုယ်သူကောက်ခွဲရပဲဟာမန်မိခန့်မန်ဝင်ကြည့်ပြီးခေါင်းရံလိုက်တော့တယ်ဒီမှာမင်းကိုပြောပြမယ်စိုးရင်ကွာမင်းပြောတယ်လို့ကောက်ခွဲထားတာမူပြီးသူ့မကြည်နေတဲ့သူရဲ့ကောက်ခွဲတိုက်ပြက်တာမင်းသိလားဦးကောင်းမြတ်မှာရောရတာပြောမနေနဲ့ဒါတော့တမီးပြက်လို့နော်ယောက်ျားလေးဆိုရင်ဦးကောင်းမြတ်ရှိတယ်များစီးစိမ်အကုန်ပြုံးပါအခုလည်းဘာမှမဟုတ်ကလည်းရှောင်းနေလောက်ပြီဟိုနေ့ကလည်းတွေ့ရမလားအေးဟုတ်တယ်ငါတောင်းမယ်သူ့ဖေးစီမှာအလောက်ကလက်ခံပေးနေပြီမိခန့်မှာပြောပြီးထောင်းထွက်သွားတဲ့မအောင်ကြည့်ပြီးကောင်းရလိုက်ပါတယ်ဒီကောင်ကွာစုညံနေရကလန့်အတွင်းမှာမိုင်းရောက်လာခဲ့သူထင်းတဲ့အတိုင်းတွေ့ပါပြီသူမတငယ်ချင်းတဲ့အတူကနေရဲ့အဖွဲကြီးရဲ့မှာရှိနေပါတယ်မူးနေရဲ့ပုံပဲမိခန့်ပြောတဲ့အတိုင်းဆိုတော်တော်စိုးနေပုံမကုံတစ်ခုမှဝဲထားလိုက်ပြီးစောင့်နေမိပါတယ်။တွန်းရိပ်ပြန်ရအောင်။မပြတ်ဘူး။ဟာနေရလေလာ။သူမတငယ်ချင်းကအရှာဆွဲထုတ်လာတော့မလိုက်ချင်နဲ့ပြီးကက်နဲ့ပါလာတဲ့သူ့မန်ကြည့်ပြီးထသွားလိုက်ပါတယ်။ရှူဟိုနေ့ကသူမတို့ကုညီရဲ့သူကအနားကိုရှောက်လာတွေ့ရောရှင်ဟိုနေ့ကသူဟုတ်တယ်။ကျွန်တော်ဘရန်ဒီတုံးကိုစောင့်ရှောက်ဖို့သူ့ပဲလွှတ်ထားတဲ့သူပါ။ဟမ်တော့အဲ့ဒီသူကိုအတန်ကြောင့်မောကြည့်မိရောရှက်လားကျမသူ့ရဲ့ကောင်းလေးဟာတော့ပြန်မယ်မပြန်ဘူးရတယ်ကျွန်တော်ပို့ပေးမယ်
ရတယ်ကျမပဲပို့ပေးပါမယ်ဒါသူ့ဘုံနော်ဟုတ်တယ်လေမင်းမရင်ကျွန်တော်သူ့ဖေကိုဖုန်းခေါ်ပေးမယ်ကျမသူ့ရဲ့ကောင်းလျာကိုရန်တော်လောက်ပါဟလားဟုတ်တယ်အရန်ချက်ဖို့ကောင်းတာပဲတော့ဘာတွေပြောနေရလဲဘာပြောလို့လဲအမှန်ကိုပြောပါလေချောင်းလိုက်တာရန်နီတော့နေတော့ရှုအမှန်ရောတုံးရလုံးရကြမျက်လုံးတွေပြူးကျိတ်သွားတော့ဘာလို့ဆိုတုံးဟာမုံမုံနဲ့ပန်းရပေါင်းနမ်းလိုက်လို့ပြက်ပါရီရှုသွန်းနာမည်ကိုခေါ်ပြီးအရာပြန်ဆွဲခေါ်တော့မမလည်းသူ့မပြုတ်မှုကြောင့်နှလုံးခုန်နှုံးတွေအတိုင်းအဆမရှိခုန်လာတယ်ဒါပေမဲ့အဲ့လိုဖြစ်သွားအောင်အတားထားပြီးတုံးကိုသူ့မအိမ်ရောက်အောင်ရှုနဲ့အတူပြန်ပို့ပေးရပါတယ်ရှုဘာလဲအိတ်ချင်တည်းရဲ့မမတုံးရဲ့နေဘလို့ဖြစ်ပြီးငါအိမ်မှာအိတ်နေရလဲကြည့်ရမ်းမောင်းထုတ်နေရလားမဟုတ်ဘူးလေနေညအများသွားလို့လားမေးတတ်တယ်အမိုးလွန်တဲ့သူကအများကြီးမတောင်းရတဲ့သူပြန်ပြီးမင်းနေတကယ်ပါပဲရှုသွန်းကြည့်ပြီးကားကြံကဲလို့ငါအမိုးမလွန်ဘူးအမိုးလွန်တာနေအဖေလှုပ်လိုက်တဲ့သူသွားနေတာလေနေပဲဘာငါကနန်းနေဟုတ်တယ်လေငါမှမနေပြန်ဆွဲထားတိလားရှက်လိုက်တာဘာအခုမှသွားနေတော့ကနန်းပြီးဖားတယ်လေပြောသေးတယ်ချောလိုက်တာတဲ့ရှုနင်းတော့ထူးတက်ပြစ်မယ်နော်မလောက်ပါနဲ့ဟဲ့ငါလည်းမျက်နှာတက်ပြီးပြန်တော့မယ်ပြောပြီးရှုခီကျုပ်ခန်းနဲ့ဝင်သွားပါရဲ့တွန်းမှာတော့ဟိုလူအိမ်ရှောင်းနေရကြမျက်နှာကျဲမဆိုင်ခဲ့ပဲဖေဖေကလည်းဘာလို့ခေါ်ထားမှမသိဘူးတမီတော့ဘာပြောမလို့လဲဖေဖေတွန်းဟိုလူအိတ်ကန်းတဲ့ပါမှုအမြင်ကျအောင်ဆောင်ပြီးခြံထဲစစ်မှုပါဆိုဖေဖေကခေါ်တော့စိတ်ညစ်သွားပါတယ်လောင်ဖေဖေမိတ်ဆက်ပေးမလို့တီးပြီးနာမည်မသိရသေးဘူးလေဗျာမန်သူ့တမင်ရှောင်းနေခြင်းနဲ့သူ့မအောင်ဦးကောင်းမြတ်ရှိမှပဲပြန်ပြောလိုက်တော့စိတ်ပြက်လက်ပြက်ကိုအိတ်ကန်းထဲပေါင်ဝင်လာတော့တယ်သူ့မအဲ့ဒီသူမကြိမ်မနဲ့ပြက်တော့တယ်ရှောင်းနေမှတီးလို့ဒီလိုတတ်မှန်လောက်တာမန်တာဦးလေးတမီပြနေတော့ဟုတ်ကဲ့တမီကိုစောင်းရှောက်ဖို့ဖဖေငှားထားတာမန်ထိုင်ရှိနေဟုတ်ကဲ့ပါတော့တော့မယ်ဖဲလေအပြေမမဟုတ်ဘူးချမ်းနေအပြေအောင်ထွက်သွားတယ်တမီကိုဦးကောင်းမြတ်လှမ်းမရောလန့်အောင်ပြောသွားပါတယ်ဒီတစ်ခေါက်တေးချလို့အလုပ်ကိုဟုတ်ကဲ့ဆရာမင်းတို့ပြောအဲ့ဒီအတိုင်းပဲဟိုကောင်နဲ့တွေးတော်လဲခန်းရတာပဲဘန်ကက်ကသူ့ရဲ့လူပြောရင်းနဲ့ဒေါတောက်ထွက်လာတယ်ဟိုတစ်ခေါက်ကသူ့ပစ္စည်းတွေပါကုန်တယ်လို့ဒီတစ်ခေါက်တော့ဘာလို့မဖြစ်တော့တေးချလို့နော်ဟုတ်ကဲ့ဘန်ကက်လူတွေတောင်းမှတောင်ကြားနှစ်ခုရဲ့ကားလဲအတိုင်းရှောင်းလာတော့ဒီတစ်ခါမောင်းရင်စီဟာငါတို့တတ်တော့မှာအေးကွာစီဟာလဲမန်ထိုက်ရှိန်အဖွဲကိုသူကြားမခဲ့နိုင်အောင်ငါတို့ကဘယ်လိုလုပ်နိုင်မှာလဲကြည်လဲပြောဆရာကြားရင်ဒုက္ခရောက်မယ်အေးပါကွယ်အဲ့ဒီသူရဲ့စကားပြောရင်ကာကြည့်ရုပ်တဲ့ကရှေ့ရထိုးရက်လာတယ်ဘာပြက်ကြလဲရှေ့မှာလူတယောက်လဲနေလို့အရေးရဲကွာဆင်းကြည့်လိုက်လဲနေရဲ့သူကလက်ထဲပေါင်ဖုံဖုံတီကုတ်ထားကြထို့သူမျက်နှာကိုပြန်ချလိုက်တော့တယ်အဲ့ဒီသူမှမျက်လုံးကိုလက်နှစ်ဖက်နဲ့အုပ်ပြီးရိုက်ထိုးသွားတယ်ဟာပါလေကားရဲ့လူတွေပေါင်းလေအမိုးတွေကတခုခုကြအတန်ကြောင့်တနက်ကိုခိုင်းပြီးအပြင်ဘက်ကိုထွက်လာတော့ဟန်နရီကားအမှုပေါ်ကနေအဲ့ဒီသူနှစ်ယောက်ရဲ့ခေါင်းကိုကိုင်းပြီးခေါင်းနှလုံးတိုက်ချပြလိုက်တော့တယ်။အဲ့ဒီသူတွေမှာခေါင်းတွေမူးသွားပြီးမှလည်းဟန်နရီကိုတေးတန်းနဲ့ပြက်ပလိုက်ပါတယ်။ဟန်နရီအမှုပေါ်ကနေကျွန်းပြန်ဆင်းပြီးအလဲအမြန်တနက်ကိုင်းထားတဲ့လက်တွေကိုဖမ်းကိုင်ပြီးလေကျုပ်ပြက်ပြီးတယောက်ကိုတယောက်ဘိုက်ကနေကန်ချပေးရနောက်တယောက်ကိုလှည့်ပြီးမျက်နှာကန်ချပြလိုက်ပါတယ်။ကောင်းတဲ့ကားတကောက်ဖွင့်ပြီးအထက်ရောက်ဘိန်းနေထည့်ထားတဲ့ဘောက်စ်တွေကိုလက်ကန်ကနေဆွဲယူပြီးကားထဲထည့်လိုက်ပါတယ်။ဟန်နရီသွားမယ်။အေးနင်တို့တတိကိုပြောလိုက်မန်ထိုင်းရှိန်ရဲ့အဖွဲမသိအောင်ဒီအလုပ်ကိုလုပ်လို့ပြောလိုက်နင်တို့၃ယောက်ထဲဆိုတော့လွတ်ပေးလိုက်မယ်ဘန်ကိတ်ကိုတော့ဆက်ပြောပြီးဟန်နရီကားပေါ်တက်သွားတော့ရင်အဲ့ဒီ၃ယောက်ကိုပြောလိုက်တယ်တပတ်စီမောင်ပူတွဲပြီးကျုပ်ချီထားခဲ့ပါတယ်။ကွာမိန်းကလေးတယောက်ကိုမနိုင်ဘူးဖြစ်ရတယ်လို့အဲ့ဒီမန်ထိုင်းရှိန်ရဲ့သူကရှော့တက်လို့မရအောင်ပဲကျန်တဲ့သူ၃ယောက်ကတော့ပသွားတဲ့ပစ္စည်းတွေကြောင့်ခံပြင်းစွာကြံ့ခဲ့ရော်သူအပြင်သွားဖို့အတွက်မတိုက်ရှိန်ဆိုတဲ့သူမခေါ်သွားခြင်းလီကားအစင်ပြီးအဲ့ဒီသူမတွေ့ရနဲ့ပြန်ထွက်ခဲ့ဟဲ့မဲပဲလေဟာမန်ကုတ်ချောင်းနဲ့ကာနာလျှောက်လာတဲ့သူလှမ်းပြောလိုက်တော့တိကနေရက်သွားပါတယ်တော့မှမျက်နှာကျဲမဆိုင်ကျမဘူးဆိုထိတ်တိုက်လာတော့စိတ်ညစ်ပြန်ပါတယ်ဘဲမှမတော်နေရတကလိုက်မေးနေဟာ
ကို့မှာမင်းကိုစောင့်ရှောက်ဖို့တောင်းဝင်ယူထားတာမမေးလို့ရမလားမသွားတော့ဘူးအမလီဟာမင်းတော့မှအိတ်ထဲမှာပြန်ဝင်လိုက်တော့ရှန်လီရဲ့ကောင်မတွေ့ဘဲတက်နေမရောတယ်နောက်လန်ကြတော့အဲ့ဒီတူကဖန်ထိန်ထားပြီးတော့မှအဆိုင်ရညနေချက်မဆိုင်ရဲပါဘူးဆိုအခုလိုကြည့်သူ့ရဲ့ရင်ခွင်ထဲမှာပြက်လဲရောက်ပူဆိုးရော်တယ်သူ့အမြန်ကိုပြန်မှန်းလိုက်ပြီးရန်လေးသာစိတ်ဆိုးမိရော်တယ်တိုင်ထက်ရန်ပြားမမမမခလည်းတားဖြစ်သူမှလှမ်းអော်လိုက်တာကြောင့်ပြန်ထွက်လာကြည့်မိရဲ့နင့်ကောင်ကစားခန်းနဲ့ထားလို့ရဘူးလားငါလဲလဲတော့မလို့ပဲအဲ့ဒါနင်းမိပြီဟုတ်တားရဲ့ကောင်းဘာလို့ဒီမှာထားရလဲမမေသားကမောင်ကြီးနဲ့တီးရောက်သွားနောက်တခါအထဲမှာပဲမောင်ရှုပ်တယ်လာဒါနောက်ဆိုရင်အထဲမှာမောင်ရင်ချမ်းနေခြင်းတော့ဟုတ်ကဲ့မမေမမကသားဖြစ်သူလက်ကိုဆွဲခေါ်သွားလေကြောင်းတယ်ဘာကွာငါပစ္စည်းပါသွားပြန်ပြီဟလားဘန်ကဲတို့ပစ္စည်းပါသွားရင်ဆိုတော့ဒေါသကြီးကျယ်ပေါက်ခွဲပြီးဘေးရပစ္စည်းဖောက်ခွဲပြစ်လိုက်ပါတယ်မင်းတို့အတုံးမကြရဲ့ကောင်းပြီဒါလေးလောက်ခိုင်းတော့ဘန်ကဲဒေါသကိုကြောက်တာကြောင့်သူ့တစ်ဖက်တွေမှာဘာမှပြန်မပြောရဲဘူးကောင်းနေငုံထားတော့ရင်မင်းကငါခိုင်းဆရာရှိရလိုက်ခင်ဟုတ်ကဲ့ဘန်ကဲတစ်ဖက်ဖြစ်သူခေါ်ပြီးအလောက်ခန်းထဲဝင်သွားတယ်မှန်မင်းဘန်ကဲမကောင်းတာလုပ်နေမှသိပြီတခါလေးရဲနေပူပေါင်းဖမ်းရတဲ့ကိစ္စဘာလို့မဖမ်းလဲရဲတွေကိုယ်တိုင်တက်တေမလုံလောက်လို့မဖမ်းတာလေသူ့ရှိမှဘာတွေလောက်ပြထားလဲမင်းမတွေ့ဘူးလားအေးဟုတ်တယ်နော်သူကစောက်လို့ရေးကုမ္ပဏီကြီးထောင်ထားတာကိုဘန်ကရဲ့သူတွေကဖမ်းမိတယ်ဖော်မထုတ်ပဲသူတို့ပဲအဖမ်းကိုခံသွားတာများတယ်လူတွေကလည်းတက်တေမရှိတော့မဖမ်းခဲ့အောင်မန်ကလတ်ထဲလာပြီးလူသားတဲကနေတော့ကြည့်ပြီးတပြင်းချပြီးရောတယ်ဘရန်နီတော့မပြန်သေးဘူးလားပြန်ကြမယ်မပြန်ချင်းမပြန်ဘူးရှင်းပူပါလားတချက်နဲ့နေကြတဲ့မှာမန်အပြောပြီးဘရန်နီတုံးကတော့သူ့အလိုမကြားတဲ့မျက်နှာလေးနဲ့ပြန်អော်လာတယ်ဟာမင်းဘလို့ဟာလေးလဲကြက်ကက်ကန်းနဲ့ညနေနေပြီလားခဲ့မပြန်ဘူးဆိုတုံမောင်လက်စဲခေါ်ပြီးခေါ်ထုတ်လာတဲ့မင်းရဲ့လက်ကိုခါချောင်းလိုက်ပြီးပြောလိုက်ပါတယ်ဒီအချိန်မှာမင်းနဲ့တလို့အပြန်ထွက်နေလို့မရဘူးဘန်ကက်သူတွေကမင်းတို့ရှားနေရဲ့အဲ့ဒီမိန်းကလေးကဒီအမြဲလာနေကြမလားအေးလေအဲ့ဒီအချိန်မှာဘန်ကက်ရဲ့တဖက်ကြီးကသူ့လူနဲ့ပြောလာမန်တွေ့သွားတယ် sorry တော့မန်တို့နေရာမှာကြောက်ခန့်လိုက်ပြီးခေါင်းပေးကိုထိန်ကန်ကနှကန်းလေးထက်နှံလိုက်ပါတယ်ဘန်ကက်သူတွေမြင်သွားမှဆိုလို့အဲ့လိုပြုတ်လောက်လိုက်ခြင်းပဲထိုလူနှစ်ယောက်ကတော့အဲ့လိုလုံးမှတကယ်တည်းထားမိသွားတော့တော့မိုင်းရဲ့လောက်ရဲ့ကြောင့်မျက်လုံးတွေပြူးကျဲသွားတယ်ရှင်လည်းခုန်သားတယ်လို့ဒေါသတွေပဲထွက်လာတယ်လို့ဖြစ်ပါတယ်ရှင်ပြတ်မယ်ဓမ္မချက်နေလို့မကောင်းအခုနောက်ကိစ္စကိုတောင်းပန်ပါတယ်မင်းညားတွေပြတ်မထွက်ပါနဲ့တော့အခုချိန်မှာမင်းအသက်အန္တရာယ်ရှိရဲ့မသူပြောတာကိုအင်းပိန်ချနေတဲ့သူမကိုကြည့်ပြီးကောင်းရလိုက်မိပါတယ်တကယ်ဘလို့ကောင်းမလေးလည်းမသိပါဘူးလေဟဲ့နင်ချင်းချင်းနေရဆိုရှူဟာတော့အိမ်လာပြီးခန်းထဲကိုဝင်းနဲ့မေးလိုက်ပါတယ်အေးဘလို့ဖြစ်တာလဲဒီလိုဟာတော့တငယ်ချင်းဖြစ်သူကိုအကြောင်းစုံပြပြလိုက်ပါတယ်ဟေးတော့အဲ့ဒါဆိုရင်အပြင်းမထွက်တာအကောင်းဆုံးပဲအဲ့ဒီဘန်ကစ်ဆိုတဲ့သူနဲ့တပည့်တွေကအတော်ဆူဆူလို့ကြားရင်ငါကြားဖို့ကတော့အေးအဲ့ဒါကြောင့်ပေါ့ငါအပြင်းထွက်လို့မလို့လားကားတော့လေဟိုမန်ထိုင်ရှိန်ဆိုတဲ့သူပဲပေးထားတာနေ့ပဲကနေကိုစိတ်ပူလို့နေပါပါဟာဟုတ်မှာပေါ့သူတငယ်ချင်းဖြစ်သူပြောအဲ့လိုသာပြောလိုက်ပါတယ်မင်းရဲ့တက်ခဲ့ပါလေအခုတလောချိန်နေနေရပေါ့အေးဟိုညကလတ်တီသူ့လာရှာချလို့ပြောလိုက်တာပြီးတော့သူကားတော့လေငါရှိမှာပါဟာပိုင်းလာကြည်လားမဲ့ပြောမိကအအော်တရားကြည့်ပြီးပြောလိုက်ပါတယ်မိကကိုရန်တော်လောက်မှတကယ်ပဲအဲ့ဒီကောင်မလေးချိန်နေသွားခဲ့ကြည့်ဗျာဘရန်နီတို့ရအောင်ဖမ်းမခေါ်နိုင်သေးဘူးလားအခုတလောအဲ့ဒီမိန်းကလေးအပြန်ထွက်တာမတွေ့ဘူးထွက်ရင်လည်းဘေးမှာမန်းအမြဲပါတယ်တော်တော်ရှုပ်တဲ့ကောင်မိလိုကတော့အဲ့ကောင်နဲ့အရွှေမထောင်းဘက်ကမန်းမကြည့်နဲ့ဆိုတာပြောနေရောတယ်တော့ပေါ်ပွားတို့အိမ်ကိုသွားကြက်နေဖေဖေနေပါဦးနောက်2ရက်လောက်နေပါသွားမန်လည်းအခုမအားသေးဘူးဖေဖေကလည်းသူ့ဘာတွန်းသွားနေကြအောင်အရှိန်ရလဲဘရန်နီတော့ဖေဖေနဲ့အတွက်ပြောနေတာဘန်ကစ်ကစီးစိတ်နေပဲမဟုတ်ပဲနင့်ကိုပါရမ်းရှားနေရသိရလားဟုတ်ကဲ့ပါသူဖေဖေပြောဘာမှပြန်မပြောတော့ပဲဟုတ်ကဲ့သာပြောလိုက်ပါရီဒီနေ့တုံးပြင်သွားတော့မတ်တက်ရှိန်ပါတာကြောင့်စိတ်ကညှင်းရတယ်တယောက်ထိတော့ကျန်တာရှောက်ကတမျိုးဘာပြောရမလဲဘာပြောလို့လဲဟာမ
မမကောင်းမောင်းနေဘေးဖီယာတူတူပြောနေတဲ့သူမောင်ကြောင်းလိုက်လို့ပြန်မိလိုက်တော့ပြန်အော်ခံရပါတယ်။ကျမရှင်းကိုပြောမယ်နော်။ shopping center မှာဝယ်စရာအများကြီးရောရှင်းအရန်လိုက်လာကြတော့အကုန်တဲပေးရမယ်။အော်ဟုတ်ကဲ့ပါမမတော့မထဲခေါ်စရာမလိုကျမအတန်ငငယ်လေးရှိသေးရဲ့။ဟုတ်ကဲ့ညီမလေးရှင်တော့ကားပေါ်တွတ်ချခန့်ကြနေရလားမသိဘူး။တမင်တခါလိုက်ပြောပြီးအရွှေတိုက်တလို့တွေပြောနေရမှန်းတကယ်တုံးချချက်မိပါရဲ့။ဘလို့ကောင်းမလေးလဲမနဲ့မခေါ်နဲ့ဆိုလို့ညီမလေးခေါ်ရလဲမန်တို့အော်ခံရပဲမန်ပေါင်းမမပြောရတော့ပဲကားသာစောင်းမောင်းနေလိုက်ပါရဲ့မဟုတ်ရင်တကယ်တွန်းချခံရမယ်တော့ကြကိုရန်တော်လောက်ပြီးကုကြမကွာကွဲနိုင်အောင်ဖြစ်အောင်မယ် shopping center ရောက်တော့တကယ်ပဲအင်ဂျီတွေရောအလားကုန်နေရောဝယ်ပြီးဝယ်တယ်မြအိတ်မန်ဆွဲရပါလေရှော့ဒီမှာတအိတ်ဆွဲလာခဲ့များနေပြီလေဘာအောင်များရပါလဲနည်းနည်းလေးရှိသေးရဲ့လက်ထဲမှာပြည့်နေပြီးနည်းနည်းလေးတဲ့မတ်မှာလက်လန်ကျန်တော့ပါရင် shopping center တစ်ခုလုံးဝယ်နေရလားလို့ပါဘာမပြောပါဘူးလေးလေးပါလေးဝယ်တိုက်ပါလားလိုက်လာတော့ဘာမှမစားရသေးဘူးရှိနော်ခဏစတွန်းလူလဲကြောက်သွားတော့တကယ်ပဲမန်အတွက်ရေပဲဝယ်လာခဲ့ပါရင်သူမလက်ထဲမှာအေးဘူးတွေရောမုံနေရောပါပြီးမောင်းအောင်ပဲရေပဲတိုက်ပါရင်တကယ်ရေပဲတိုက်တာလားရှင်းရရေဝဲတိုက်ဆိုအော်ဘမ်းမှာရေဘူးယူပြီးရေပဲဗဇက်ကပြောလိုက်မိတာကိုရေပဲဝဲတိုက်မှာပေါ့မန်တို့ကိုရန်တော့လောက်ခါမှအတော်ဆိုးပါလားနော်မန်ဟာအဲ့လိုတွေးလိုက်မိပါတယ်ထအဲ့ဒါကြီးတဲခဲ့နော်ဟိုနားမှာဝဲစရာရှိလို့လေပြောပြီးခုံလေးပါထိုင်းနေရင်စိုင်းတဆိုင်ပဲရှောက်သွားတော့မန်မှာတော့သူမဝဲထားပြီးအကုန်တဲပြီးလိုက်ရပြတ်ပါတယ်တော်ဆိုးတဲ့ brand နေတော့သူတို့စိတ်ကြိုက်ဝဲပြီးဒီနေ့လောက်မှာကားထားခဲ့တဲ့နေရာကိုစမ်းလာတော့လူနှစ်ယောက်ကသူတို့ကြားရောက်နေပါတယ်သူစီကအိတ်တီနင်တို့အိမ်ပြန်ပို့လိုက်ဟုတ်ကဲ့မမလေးထိုလူနှစ်ယောက်ယူကျူးစာပြောပြီးမက်လက်ထဲမှာအိတ်တီယူလိုက်ပါတယ်မမထိုလူနှစ်ယောက်တဲသွားမှပဲလက်ညှောက်တက်တာတော့ဒါနဲ့ဘယ်ကိုသွားအောင်မလဲမသိဘူးသွားမယ်တုံးကားထဲမှာဝင်ထိုင်ပြီးပြောလိုက်တော့မန်ကောင်းမောင်းသူနေရာမှာဝင်ထိုင်ပြီးဘယ်သွားအောင်မလဲလို့ကျမပြောမယ်လေကားဆက်လို့လေအော်မန်လည်းတုံးပြောတဲ့အတိုင်းသာကောင်းမောင်းလာပြီးမြို့ပြပန်းမှာပြတ်ပါတယ်ဘာနာလို့တာလဲဟိုနားမှာတွေ့လားအိမ်ဟိုသွားမှာမန်အိမ်ရှိရက်လိုက်တော့ခြံထဲမှာပန်းလေးတွေအပြေးဆိုင်ထားတယ်ပန်းပင်လေးတွေကလည်းအစုံပဲအိမ်လေးကတထက်တိုက်လေးကြီးလိုက်တော့ရှင်ထဲမှာအေးချမ်းနေရောပန်းပင်လေးတွေကလည်းလှတယ်အိမ်ထဲမှာအဖွားတယောက်ထွက်လာပြီးတုံးကိုခေါ်တယ်မြေးလေးဖွားစီနာလားဟုတ်ကဲ့လာလေဒါကျမဖွားသူဟာမန်ထက်ရှိန်နဲ့ဖေဖေဆောင်ရှောက်ဖို့ခေါ်လာခဲ့ရအော်တွေ့ရတာဝမ်းသာပါရဲ့ကွာအေးကွယ်မန်နှုတ်ဆက်လိုက်တော့အဖွားကလည်းပြုံးရွှွှနဲ့ပြန်ပြီးနှုတ်ဆက်ပါလာအိမ်တဲဝင်ညီဖုံဟာဟိုကောင်လေးနဲ့မြို့ထဲဘက်သွားတယ်သူအဖွားအိမ်တဲဝင်ပြီးအိတ်ခဲနဲ့ပေါင်ခွင်းထားလိုက်ပါတယ်အဖွားကသုံးမေရဲ့မိခင်ဖြစ်ပါတယ်မေကတော့အဖွားတို့ထက်အရင်သွားလေရဲ့မြို့ပြင်ဘက်နေပြီးပန်းလေးတွေဆိုင်ပြန်သွင်းနေသူတို့ထောက်ပံ့နေပေမဲ့ပန်းပင်လေးတွေစိုက်ဖို့စိတ်အားထက်သန်နေရောခွင့်ပြုပေးထားလိုက်တာဖြစ်ပါတယ်မြို့ပြင်ဘက်ဆိုပြီးပဲအရင်တော့မဝေးပေသူဘာမှမစားရသေးဘူးဘာချက်လဲဘိုက်စာနေပြီတော့မှဖွားကိုဖက်ပြီးအဖွားရှိဆိုရင်ခလေးလေးလိုပဲကက်ကျွေးနေပါတယ်မန်တော့ကြည့်ပြီးဟိုမှလည်းပုံနေစားလာအောင်ဘာမှမစားရသေးဘူးလေဖွားကဘယ်ဆိုဟင်းချက်ထားတယ်လာလူလေးလေးထပ်ပင်းစားလေလာလေရှယ်ဘာမှမစားရသေးဘူးမန်တော့အပြောကိုခေါင်းညှိလိုက်ပြီးထမင်းစားကန်းနဲ့ဝင်သွားလိုက်ပါတယ်တွန်းတမီးအပြစ်နဲ့ရမ်းထွက်တယ်လို့တမီးဖေပြောရင်တော့အဖွားတို့ကတော့စိတ်ဖွာမလုံးနဲ့ဟုတ်ကဲ့ပါဖွာရဲ့မမခါတို့ရှန်လီတို့ကတမီးပေါ်ကောင်းပါရဲ့ဖွားကစိတ်မစိုးဘူးလားမမေနေရဝင်ထားတဲ့သူလေအော်မြင်းလေးရဲ့တမီးမရှိတော့တာမဟုတ်ဘူးလေအချိန်ကြီးကြပါပြီဖွားတို့ကဘာလို့စိတ်ဆိုးရမှာလဲတုံးကတော့စိတ်ဆိုးတယ်မမေရှိရဖေဖေကဖောက်ပြန်ခဲ့ရလေကန်အကြောင်းလိုပဲတဘောထားလိုက်ပါမြည်ရဲ့ဖွားကအဲ့လိုပါဆိုတွန်းလာတိုင်းခွန်းလို့ပေးဖို့အမြဲပြောတယ်ဘာလို့လဲစိတ်ထဲဘလို့မှမနေကြဘူးလားတွန်းအဲ့ဒီစကားတွေအပြည့်နှောက်ထုတ်မပြောမိဘူးညီရောက်လာတာညီဒါမြည်ရဲ့ကောင်လေးလားဘိုးကအိမ်တဲဝင်ကျဲမှာအိတ်ခန်းထဲမှာထိုင်းနေရမှန်ကိုလှညှိုးထိုးပြီးမေးနေပါတယ်တွန်းမှာတော့ဘိုးအမြည်ကိုဘိုးကလည်းဘေးရမှာလေမြေကိုစောင်းရှောက်ဖို့ဖေဖေထည့်ပေးလိုက်တာဟေးဖိုးကမသိဘူးလေ
ယောက်ျားလေးခေါ်မလာဘူးလို့မေးလိုက်တာပါဒီမှာအေးပါလားမြေဟာခဏနေပြန်တော့မှာအေးပါကွယ်တုံးအဖိုးဟာကားပြုံးလိုက်ပါရဲ့သူတို့လည်းတိတ်မကြပါဘူးပြန်ခင်းရောတတိမထန့်ရှင်တို့မြို့ပြင်ဘက်မှာတွေ့ရင်ဒီတခါနဲ့အဆက်ဖြောက်ပြဟုတ်ကဲ့သူတို့မြို့ရဲ့ဘက်ကိုဝင်လာတော့ကားတစ်စီးဟာဖွားတော့အိမ်ဟာထွက်လာပြီးလိုက်နေရကြောင်းမန့်ကိုကြည့်လိုက်ပြီးမန့်နောက်မှကားလိုက်လာရင်နော်အဲ့ဒီအချိန်မှာပဲနောက်ကနေကားဝင်ဆောင်တော့တယ်ဟာဒီကောင်တော့မန်ကားအကွေးမောင်းမရလိုက်ပဲတိုက်နေရောဘေးဥပါရောက်တော့မန်အရှိန်တဲ့မောင်းလိုက်ပြီးမရဘူးဘေးကနေလာတိုက်နေရောဟာမန်ဘာလို့ကားကိုတလောက်တိုက်နေရလဲကျမမသိချင်သေးဘူးနော်နောက်ဆုံးတစ်ချက်တိုက်ချလိုက်တော့မန်တို့ကရေထဲကျတော့ပါလေတွန်းရွှေထဲမှာမှပြီးတတိလှည့်သွားတဲ့တွန်းကိုရက်ပတ်လေးပါဖေးပြီးခေါနေရလဲမရအောင်မန်မနှခမ်းကျင်းလေးထိကပ်ဖို့ပြန်လိုက်ဆက်မှာရှက်ပါလုံးမလို့လဲဖေးတော့မှတရိယာကျုံနေကပ်နေရဲ့မျက်နှာကြောင့်ဖိတ်ခန်းလိုက်ပါလေချားထိုင်လိုက်ပြီးအဲ့ဒီကဘာလို့လိုက်တိုက်နေရလဲမသိဘူးဖုန်းနေလဲရေးစုပ်ကုန်ပြီကားလေးကတော့ဆုံးရှုံးလာပြန်ပြီတွန်းရေထဲမှာနှင်းမြုပ်သွားလေးရဲ့ကားကိုကြည့်ပြီးပြောလိုက်ပါလေဟာကားကိုနှမျောတည်တည်ရဲ့လူတောင်ခုနောက်မှတရိယာလာတဲ့ကိစ္စအောင်ရှေ့ကဘာသိလို့လဲကျမကိုဒီကားထပ်ပြီးပြက်စီရင်ဖေဖေကမဝယ်ပေးအောင်လေမဲဖေကဘာလို့မဝယ်ပေးရမှာလဲလေးစီရှိပြီမလို့လေဘာဘလို့မင်းတော်ဆိုးတာပဲမထိုက်ရှင်ဒီကနေ့ဘလို့ပြန်အောင်မလဲမတွေးဘူးသူမြောက်ပြက်လိုက်ပြန်နေရမိုးဟန်၆တော်မှာဘလို့ပြက်မှာတော့ဒီနေ့လေးမှခဏနေရောရှေ့ရပဲတော့ဟာတော့ပြောနေတော့မှပဲတနန်းနဲ့လှမ်းပြေးခံရတာကြောင့်မန်သုံးလက်ကိုလှမ်းဆွဲပြီးဘေးဘေးကိုကြည့်လိုက်တော့တနန်းတီနဲ့ဘန်ကေးရဲ့လူတွေတွန်းလာမတ်မှာတနက်ကလည်းရေထဲကြားခဲ့ရကြောင့်သူရဲ့လက်ကိုဆွဲပြီးတောအုပ်ဘက်ကိုပြေးဝင်သွားပါတယ်လိုက်ကြစမ်းနှစ်ယောက်လုံးရှင်းနိုင်လေအေးလေးပဲအဲ့ဒီသူတွေမှာတောအုပ်ထဲပြေးဝင်ပြီးမန်တို့နောက်ကိုလိုက်ပါတယ်တွန်းတိပါနေဟိုလူတွေလိုက်လာတာကြောင့်တက်ပံကြီးဘေးမှာခဏဝင်ပုံးနေလိုက်ပြီးဟာဖဲရောက်သွားတာလေမင်းတို့ဟိုဘက်ကိုသွားငါတရားသွားမယ်လူခွဲပြီးမန်တို့လိုက်ရှာတဲ့လူ၃ယောက်ထဲကနောက်ဆုံးမှကြက်နေကောင်းကိုမန်နောက်ကနေကုတ်ကိုခါရဲဆောင်ထားတဲ့ဓမြောင်နဲ့ပါလာသေးရကြောင့်ဆွဲယူပြီးစောင့်ထိုးပြလိုက်တယ်ဟိုမှာရှေ့ကလူနှစ်ယောက်မှအတန်ကြောင့်နောက်ပြန်လှည့်ကြည့်ပြီးမှမန်ကလဲကျသွားတဲ့သူ့လက်ထဲကတနက်ယူပြီးနှစ်ယောက်လုံးလှမ်းပြလိုက်တော့တယ်တွန်လာဟိုလူတွေအများကြီးထက်ရောက်လာနိုင်တယ်ဟုတ်မန်တက်ကလူတွေနဲ့မျက်ကြည်ပြတ်အောင်လို့တွန်းခေါ်ပြီးတစ်ဖက်ကိုသွားပါတယ်ဟဲ့ဟိုဘက်ကတနက်တန်ကြားရတယ်လောင်ဆန်းသွားမယ်ဂျေရုကိုအခုမှကြားတဲ့နေရာရောက်တော့သူတို့လူတွေမှာတင်းနေပြီးပြတ်ပါတယ်လာလီလန်တိုင်းသွားရနေမှာပြောပြီးတပည့်ဖြစ်သူနဲ့နောက်ကလိုက်တော့တယ်အာဟာတွန်းသွားရင်လည်းဖနက်ကတောစီဖနက်မဟုတ်တော့တွန်းချိတ်ကြောပြီးတင်းငေါက်ကကြေးပေါင်းထုံးမိရတယ်တွေးရီကျတော့ကညနေခင်းပြတ်တာကြောင့်မှခဏတွင်းနဲ့တွေးရီကရဲပလောင်းခန့်လာတော့တယ်အကြောထိသွားလားမသိဘူးလားတွန်းမမတုံးရဲ့ခြေထောက်ကိုကြည့်ပြီးစိုးရင်ထားပါတယ်တွန်းပေးကြည့်လိုက်ပြီးဒီမရွာရီရှိလားမသိဘူးသွားကြည့်ဟာပြောပြီးတော်လန်အတိုင်းရှောက်လာခဲလိုက်ပါတယ်မိုးအမောင်းနေပြီးမနေ့အလံဝေးတဲ့နေရာအရောက်မှာပဲတဲအိမ်လေးတလုံးတွေးလို့အကူကြီးတောင်းကြည့်ဖို့တောင်းလိုက်ပါတယ်တွန်းဒီမှာခဏနေအောင်နော်အိမ်ရဲ့အနည်းလေးကတက်ပင်လေးအနာသုံးကိုခဏနေခံပြီးတဲလေးဘက်မှာမှန်တောင်းလိုက်တော့တယ်ဦးလေးတဲလေးဘက်ကိုရောက်တော့အသက်50ရွယ်ဦးလေးတယောက်သာရှိပါတယ်သူခေါ်လိုက်တော့မိမွေးနေလှည့်ကြည့်ပြီးအေးဘာဖြစ်လို့လဲကွယ်ကျွန်တော်တော်ရဲမှာလက်ပြောင်းလာတော့ဗျာကျမခဏလောက်နေလို့ရမလားကုညီပါဗျာအေးရတယ်အဲ့ဒီတော့လည်းချက်ချင်းမှကုညီဖို့လက်ခံလိုက်ပါတယ်ကျွန်တော်တို့ဆိုတော့တယောက်ပါသေးရလားဟုတ်ပါတယ်ဒါဆိုသွားခေါ်လေကွယ်တွန်းမပန်းကိုစောင့်နေပြီးမိုးလေးမှောက်လာပြီးစောင်းရသည်ပြတော့အေးစိမ့်စိမ့်လေးပြက်လာပြီးခြေထောက်ကိုက်လာရပါတယ်တွန်းလာမန်တော့ဝေးကျင်လိုက်ပြီးတဲလေးဘက်ကိုပြန်လာလိုက်ပါတယ်ဟာမိကလေးလားခြေထောက်ကဘလို့ဖြစ်တာလဲဟုတ်တယ်ကျွန်တော်ဇနီးပါလက်မတင်းငုတ်ထုံးမိရမမညာကြီးပြက်နေရကြမိကလေးတယောက်နဲ့ယောက်ျားလေးတယောက်ဆိုတော့ဇနီးလူသာပြောလိုက်ပါတယ်ဒါပေမဲ့တုံးမျက်နှာကြည်ရင်ဟာကြည်ရသည်ဦးလေးစီမှာတော့ဒဏ်ရာတက်တောင်လင်းလို့ရမယ်စိတ်တော်ရှိဒီစီကိုဒဏ်ရာပြက်တဲ့နေအောင်တိတ်ပေးလိုက်နည်းနည်းတော့ဆက်တယ်အဲ့ဒီဦးလေးကဈေးတန်လိုက်ဖို့အတွက်စေးပူးလေးကိုလာပေးလိုက်ပြီးမန်ယူလိုက်ပါတယ်ကျေးဇူးပါဗျာရပါတယ်မင်းတို့ဒီမှာအဲ့ပေါ့ဦးလေးကတော့ဟိုဘက်တဲမှာတော့အိမ်လိုက်တော့မယ်ပြောပြီးဦးလေးကစောင်းနဲ့ခေါင်းအောင်လာပြီးရင်ဟ
ဟုတ်ကဲ့ပါဗျာဒီနောက်မှာတဲရှိသေးလားအေးဒါကရှာတော့လေဖုန်းနောက်မှာတဲရှိသေးရဲ့ပြောပြီးအဲ့ဒီဦးလေးကဓမီလေးတက်လန့်နဲ့ထွက်သွားတော့ရဲ့အရန်နာနေလားတုံးချိပုံဟာလေးကိုအသာကိုက်ပြီးမိလိုက်တော့နားတာပေါ့အဲ့ဒီစီထဲမှာလားစက်တယ်နော်တုံးမတိုင်ဟာနာတာထက်စီးစားဟာပူကြောက်နေခဲ့ပါတယ်ရှင်ဘာမှအိတ်မှလဲကိုလာမသိဘူးမြေကြီးပေါ်အိတ်လို့လည်းအဆက်မပြေဘူးတွန်တန်လျာကွက်ပြက်လေးတက်ခုထဲမှာမှုမိလိုက်တော့သူပြန်ပြေးလာတဲ့စကားကြောင့်မျက်နှာလေးရွှဲပြီးကြည့်တော့တယ်ကိုမင်းကိုဘာမှမလုပ်ပါဘူးအိတ်လို့မရဘူးရှားမလားယောက်ျားလေးနဲ့မိန်းကလေးအတူအိတ်လို့ရမလားမမ်မီလေးငေါ့ပြီးပြောလိုက်တော့သူမလေးကပြန်ပြောလိုက်ပါတယ်အဲ့ဒါဆိုမန်ဆောင်းလေးတက်ထဲကိုယူပြီးလိမ့်လိုက်ပါတယ်သူမနဲ့သူကြားမှာချထားလိုက်ပြီးအဲ့လိုဆိုရပြီလားတွန်းတို့မျက်စောင်းထိုးပြီးဟိုဘက်လှည့်အိတ်လိုက်တော့တယ်အခုကြည့်မိုးကလည်းကြောက်နေပြီးရှာလို့တွေးမှာမဟုတ်ဓမ္မနာရအောင်တော့အပြင်ဘက်ထွက်လဲလမ်းပြောင်းမယ်ရှင်အေးကြည်ဟာသူ့လူရဲ့ပြောတဲ့အတိုင်းရှာတွေးမှလည်းမဟုတ်တာကြောင့်အဲ့ဒီတော့ထဲမှာပဲတစ်ပင်တပင်အောင်နာမှာနားလိုက်ပါတယ်ဓမ္မသမီးဖေသွားမေပြောသွားလေဦးကောင်းမြတ်မှာမိုးကအတော်လေးချုပ်နေပြီးပြန်မလာသေးရဲ့သမီးကြောင့်စိတ်ပူပါပါတယ်သူ့ဖွားရုံသွားမယ်ဆိုပြီးပြောသွားပါတယ်တောင်ဆိုသူ့ဖွားအိမ်ညအိတ်လာမသိဘူးအဖွားအိမ်သွားတယ်ဆိုတော့စိတ်အေးရပြီးမြစိတ်ထဲမှာတက်ခုခုဖြစ်နေပြီလားထင်နေမိပါတယ်မောင်ရင်ပြမန်တဲ့အပြင်ဘက်ကနေညကဦးလေးလာခေါ်ကြောင့်အပြင်ထွက်လာခဲ့လိုက်တယ်ဒီမှာဦးလေးစိနဲ့စားစရာတွေရှုလာပေးရင်မိကလေးတိုင်းဟာပြောင်းမှပြန်ပေါ့ဓမ္မမင်းတို့နေလို့ရရဲ့ဦးလေးညာဘက်ပဲလေးစောင်းလာရတာဟုတ်ကဲ့ပါဗျာကျေးဇူးပါပဲရပါတယ်ကွယ်အဲ့ဒီဦးလေးလည်းစားစရာတွေနဲ့စိတ်တွေပေးပြန်ထွက်သွားတော့ရင်ခြေထောက်ကန့်လိုက်တာတွန်းနေပြီလားမနှက်စာစားပြီးစိတ်တောင်းလိုက်ခြေထောက်ကြိုက်တာတက်တာအဲ့မှာဘလို့အမေတမီးမရှိဘူးအေးလေမနေ့တည်းကပြန်သွားငါမြေးပါပြည့်လို့လေပြန်မလာလို့ဟဲ့တော့ဘာမှတော့စိတ်မပူပါနဲ့ကျွန်တော်လူလို့ပြီးရှောက်ခိုင်းလိုက်ပါမယ်ဒါပဲနော်ဦးကောင်းမြတ်ကရှောက်ကမတွေစီဖုံးဆက်တော့တမီးဖြစ်သူမနေ့တည်းကပြန်သွားဆိုတော့အခုပြန်မလျောက်တော့စိတ်ပူနေရပါတယ်ဒေါ်မောင်လောင်ဟုတ်ကဲ့မထက်ရှိန်ပါသွားလားဟုတ်ကဲ့ပါသွားတယ်ဦးကောင်းမြတ်မှာစိတ်ရှုံးရပါတယ်ဘန်ကေးလူတွေနဲ့ပဲတူလာမသိဘူးမူမခမိခကိုဖုံးဆက်ပြီးမြို့ပြင်ဘက်ကိုရှောက်ခိုင်းကြကြဟုတ်ကဲ့မူမခမှာချက်ချင်းပဲပေါင်ဖြစ်သူဖုံးဆက်ပြောရတယ်ကောင်းတက်ဖားတော့မန်တို့ပြောက်လို့တဲ့မြို့ပြင်ဘက်သွားရှောင်းဘန်ကေးဖွဲ့နဲ့တူလာမသိဘူးမင်းနဲ့တန်းတဲ့သူတွေနဲ့လိုက်ခဲ့အေးကောင်းတဲ့ဖွဲ့ကလူတချို့လောက်တောင်ခေါ်ပြီးမိခနဲ့မန်တို့ရှာဖူးလိုက်လာတယ်ဘာလှုပ်သွားတယ်ဟာလားငါအဲ့ဒီကောင်တက်ဟာမှာကျင်းနေမှာငါညီကိုတက်ခဲ့အောင်ငါအဖေကိုမက်ရဲ့အဖေတက်ခဲ့တာတွေရောငါရဲ့အလုပ်တွေကိုလည်းရဲဖိနဲ့ပူပေါင်းပြီးလုပ်နေအောင်တခုမှမကျင်းနေဘူးပန်ခေတပည့်တွေလာပြန်ပြောတာကြောင့်ဒေါသထွက်နေရောတယ်တတိငါထားတဲ့အဖွဲတွေရောက်နေပြီအေးကြည်မင်းအဲ့ဒီအဖွဲနဲ့မန်းဆိုတဲ့ကောင်ရှာငါသူ့အဖွဲကိုဖျက်ဆီးရမှကျင်းနေမှာကောင်းမလေးကိုမတတ်မိစေနဲ့ဟုတ်ကဲ့ဘန်ခေမန်တို့အဖွဲကိုဖျက်ဆီးဖို့နိုင်ငံခြားကြီးစားအဖွဲ့ကိုတိတ်တဆိတ်ငှားခဲ့ရဖြစ်ပါတယ်ဒါမှမန်ကိုတတ်နိုင်ပါလေမိခမျိုးပြင်ကိုရောက်တော့ကြောက်ဘက်ကားပိန်းရတွေတွေ့ရပါတယ်မန်တို့ကားတိုက်မှာဖြစ်တာလားပဲမိခဟိုးမှာဖန်ခစ်လို့ရမလားရုတ်တရက်တွေးလိုက်တဲ့သူတွေကြောင့်ကောင်းတက်ကမိခကိုပြောလိုက်တော့မိခလှမ်းကြည့်လိုက်ပါတယ်ဟာအေးညီအရှိတောအုပ်ဘက်ကိုမောင်းသွားတဲ့ဆက်လီကိုကြည့်ပြီးမိခခတ်မှန်းမိလိုက်ပါတယ်တေချောက်ဘောက်ကိုမန်တို့အဘက်မှာရှိလောက်တယ်ကောင်းတဲ့ငါတို့အနောက်ကိုလိုက်ရအောင်မိခနဲ့ကောင်းတဲ့ကမြေစိတ်ကံကိုသွားပါတယ်အခုကျွန်တော်တို့ဒီလီရောက်မှာမရအောင်တပတ်ကကတ်တက်တက်နဲ့ပြန်ပြောပါတယ်ဒီလောက်ဆိုရင်တော့အေးရောက်နေမိခပတ်စံထုတ်ချဘေးဘေးပြောမှလက်ခံပါတယ်သူတို့ထုတ်မှဘန်ကရဲ့တရေနောင်လိုက်လာတော့မှန်စိတ်ထဲမှာတမျိုးပဲအိမ်ပြန်ကျနေသူရဲ့စိတ်ထဲမှာတခုခုဖြစ်တော့မယ်လို့ထင်မိပြီးမန်းကိုပြောလိုက်ပါတယ်ခြေထောက်ကနေမပြောက်သေးပဲဘာမှမဖြစ်ဘူးကိုကောက်ွယ်ပေးမယ်ကောက်ွယ်လို့ပဲထွက်ပြေးလာရတယ်မဲပါလို့လေရှင်ကျမအပြစ်တင်နေရပေါ့မပြောလိုက်တဲ့စကားမှားသွားတာကြောင့်အခုနောက်စကားအကောင်ပြောင်းနေရတော့မှသူ့ကိုထောင်းထော်တယ်အဲ့လိုမဟုတ်ဘူးရှေ့မှာတိုက်ခိုက်နေတော့မဲပါသွားမှစိုးလို့လေပန်ကေးကမင်းကိုဖန်ခတ်လိုက်မှတေးကြတယ်ဘာလို့လဲသိလားပိုင်ဆိုင်မှုတွေမင်းနာမည်နဲ့မလို့လေ
တော့မှသူ့ရဲ့ပြောကြောင်းအံ့ဩရပါတယ်ဖေဖေပိုင်ဆိုင်မှုတွေကသူ့နာမည်တည်းလားမင်းဖေကအစရမင်းနာမည်နဲ့လှုပ်ထားအောင်ဘန်ကေးတည်ရဲ့ဘန်ကေးအဖေကဦးလေးစီမှာရှေ့ရောက်ဝင်ဖူးတယ်နောက်တော့ဦးလေးကိုပြန်ရောက်သွားတာကိုဘန်ကေးတည်ရဲ့သားနဲ့အကြောင်းလူချင်းနေရတီးပြီအဲ့ဒါကြောင့်ပြေးရတာပေါ့ကျမဖမ်းမှာဆိုလို့ကိုရှိရဲ့သားနဲ့အဖမ်းခံရမခံစားနိုင်အောင်ဘေးကိုကတ်ထောင်လိုက်တဲ့မရဲ့လက်မကိုရှိုက်ပြီးတွန်းထုတ်လာတော့ဘလို့လူလည်းမသိအတိတ်ရဲနေရတော့ဖားလေတကယ်လို့ဘန်ကဲလူရင်ရှာတွေ့ခဲ့ရင်မင်းလောက်အောင်ပြေးပါနောက်မှကိုဘာဖြစ်ဖြစ်ကိုမင်းတခုခုပြတ်မှာစိုးရိမ်နေဘာလို့လဲဘာလို့ကိုချက်နေရရင်ကောက်မလေးမှလို့လေတော့တွေ့လေးဖြစ်သွားပါရဲ့ဒါမှမဟုတ်ရှိစားစကားတွေပြောနေရလားကိုကမင်းကိုစတွေ့ရန်ချက်မိသွားတာကိုလည်းအပြေးပြန်ပြီးနော်အခုချက်တယ်ပြောအခုအပြေးတောင်းနေရဘလို့လူလဲအဲ့ဒါကြောင့်အသက်ကြီးရဲ့သူတွေမကြိုက်တာနားလေလားရီစားစကားပြောတယ်တဲ့ဘလို့ကြီးလဲအခုနာပြောတာစကားတစ်မျိုးကောက်ကငင်ကချက်တယ်ထားပြောနေရဲ့အရှူ30ကြောင်လေးကိုအသက်ကြီးရင်လားချက်တော့ပြပါအောင်ရှောင်းနေလားမရအောင်တက်တာရဲ့တမချက်တော့လေးဒိန်ရလေးကိုလာကန်ကြည့်ပြီးပြောနေရဲ့မှန်းလက်ကိုဖယ်ပြီးပြန်ပြောလိုက်ပါတယ်လာဒီလန်တိုင်းသွားရင်တော့လေတော်ရီရှိရင်နဲ့အဲ့မှာမန်ထက်ရှိန်ဆိုတဲ့ကောင်ဟာရှိမှာပဲဂျေတုဘယ်နဲ့တော်လန်လေးတိုင်းလာတော့မိခက်မန်တို့ဘက်မှာရှိရသေးချလားရှိလောက်မယ်ထင်တာပဲကွာမိခက်လည်းဂျေတုသွားတဲ့အတိုင်းနောက်ကနေလိုက်လာတော့အခုဂျေရှိမှတဲရီတွေ့ရဲ့တွားကြည့်မယ်မင်းညာသူတို့ဒီကိုရှောင်းလောက်တယ်လူရှိလားမန်ပြင်ဘက်ကအတန်ကိုဟုတ်ဦးလေးအတန်မဟုတ်တော့တက်ကင်လေးပြကဂျာနာကထားနေအပေါက်လေးဖောက်ပြီးကြည့်လိုက်တော့ဘန်ကေးတစ်ဖက်ဂျေဟိုပွဲပြက်ပါတယ်တုံးရှောင်းနိုင်လားဘန်ကေးသူတွေရှောင်းနေပြီတော့ဟာအနောက်ဘက်လေးကနေအသာထွက်ပြီးကွင်းပြင်ကြီးဆိုတော့ဘလို့မှပုံးရှောင်းလို့ရှားမှာမဟုတ်တာကြောင့်မန်တုံးကိုကြည့်လိုက်တယ်ဒီပုံစံဆိုရင်တော့ဖမ်းမိသွားနိုင်တယ်ဒါယူထားတကယ်လို့ဖမ်းမိသွားရင်တောင်ရှောင်းအောင်ရှူသွား GPS ချိတ်ထားတာမန်နိုင်ကျိုးတွေဖြုတ်ပေးပြီးဒိုင်ခွက်လေးသားပေးလိုက်ပါတယ်လူရှိလားရှုပ်တယ်ကွာဝင်ကြည့်စမ်းဟုတ်ဟာမန်မတူတော့အမို့တက်ခိုက်ဖို့တောင်ရှိရော်တယ်မနီကယူလာတဲ့တနက်နဲ့ဝင်လာတဲ့သူကိုပြန်ပြပြီးလက်ထဲတနက်ကိုယူပြီးရဲ့တဲပြင်ပန်းထွက်လိုက်တယ်မန်ထက်ရှင်ဘရန်နီတုံးပါမလဲဒီတနက်နဲ့မန်ကိုချိန်ထားပြီးမေးလိုက်ပါတယ်မန်ဟာတော့မင်းလေတာငါအိတ်နေတဲ့လောက်ပဲရှိရမှန်းဘယ်ချိန်ကတော့ဖမ်းလိုက်မှန်းမသိတော့ခေါ်မှမှန်တွေ့ပါတယ်ဂျီကတော့သူ့ကိုယ်သူလဲလာပြီးအထက်နဲ့မန်ကိုပြောနေရောမင်းအခုလွတ်လိုက်တော့ဂျီဟာအဲ့ဒီချိန်မှာမင်းခန်းတို့ရှောင်းလာပြီးဂျီတို့အပွဲတွေမှာလူတယောက်ကိုတနက်နဲ့လှမ်းပြလိုက်တော့တယ်တွန်းဆန်းကွာအဲ့ဒီကောင်လေးတေးအောင်တနက်ခိုင်ထားတဲ့ဂျီရဲ့လက်ကိုကန့်လိုက်တော့မင်းဂျီမှလွန်ကျသွားတဲ့တနက်ပြမကောက်ပဲမန်းမျက်နှာပြန်ထိုးတော့ရင်မာပန်းရုပ်ထိပြီးကွဲသွားရင်ဂျီမန်းရဲ့ရက်ဖက်ပါလက်နဲ့ကောက်ပြီးရိုက်ချလိုက်တော့လဲကျသွားတယ်မန်လဲကျသွားတော့ဂျီပဆောင်ရှာထုတ်ပြီးတစ်ချက်ပြုံးလိုက်ပြီးကျွမ်းကျင်စင်နဲ့ဘာဖြစ်သွားလဲထောက်စမ်းမှာမန်ဂျီအငိုက်ပါလေနေရင်နဲ့ခြေထောက်ကိုထိုးကန်ပြက်ပြီးထိုင်ရလိုက်တော့ဒူးထောက်ရန်လေးသွားတဲ့ဂျီရဲ့ကြောပုံမှာခြေကုံခုန်တက်ပြီးတုံးချုပ်ထားတဲ့သူရဲ့လက်ပင်လက်ထဲမှာဓာတ်နဲ့လှမ်းပေါက်လိုက်တဲ့အချိန်တုံးမှကြောက်ပြီးမျက်လုံးစုံနှိပ်ချလိုက်ပါတယ်တုံးချုပ်ထားတဲ့သူမှရှောင်ဖို့အတွက်အချိန်မမီလိုက်ပဲဓာတ်ကလည်းပဲစိုက်ဝင်သွားပါတယ်မင်းအများမင်းခက်မှာတနက်နေ့တာပြစ်ခတ်နေပြီးဘက်ကိနိုင်ငံသားဖွဲ့ကိုငှားထားပဲရန်စံတင်မှတွေ့လားဘက်ကိပါလာပြီးသူ့တပည့်ရိတာမရိပ်မိပြီအခုမှတနက်တစ်ချက်ဖောင်းလိုက်ပြီးတုံးကိုပြန်ပြီးချုပ်ထားရင်နှထင်ကိုတနက်နဲ့ချိန်ထောင်းလိုက်ကြတယ်အခုနာပြက်နေရမန်ပါရက်သွားတယ်ဟာမန်တရားမှရှိတုံးမလားနဲ့ဒီကောင်မလေးကောင်းထဲမှာကြည်စံထိုးဖောက်သွားလိုက်မယ်မင်းခန်းတို့ရွှေတိုးလို့မရတော့မေဘရန်နီတုံးကတေးရင်ဥကောင်းမြတ်သူကိုပြစ်တဲမှာတေးကြတယ်ခမရတော့လွှတ်ပေးလိုက်ငါနဲ့စိတ်ရရှက်မယ်မေပြောတိုင်းကလွှတ်ပေးရမှာလားမထိုက်ရှင်မင်းတို့တစ်စက်မှမလို့တေးသွားမယ်ဒီမင်းကလေးတနက်ကိုကြံခဲတဲ့သူ့ဘက်မှာဝေးရန်ပြီးတုံးတနက်နဲ့ပြန်ချိန်လိုက်ပါတယ်အဲ့ဒီကောင်တေးအောင်ရိုက်တက်ပြစ်ကွာတုံးရှိမှပဲမန်ကောင်တယောက်ကတန်တုံးနဲ့ရိုက်ချပြစ်တော့တယ်မန်အပြန်မခုခံနိုင်ပြီသူတော့ပြန်လို့ရင်တော့တွန်းသေးမယ်ရိုက်ခံရတဲ့တန်းကြောင့်ခေါင်းနဲ့မွေးဝေသွားပြီးတရင်လက်လဲကျသွားတော့ရင်မ
မိခက်မှလူနေနေတာခေါ်လာချောင်းဘာမှမလုပ်နိုင်ခဲ့ပြီတွားမယ်မန်တော့မန်ကိုကြည့်ဟိုမရော်ရင်ရွှာလန်းတိုင်းဘက်ကင်းအဖွဲဟာရှောင်းလာချောင်းအဲ့ဒီကားနဲ့မန်ကိုပါဖမ်းခေါ်သွားတော့တယ်မိခက်တငယ်ချင်းတယောက်လုံးကိုမကဲနိုင်တာကြောင့်စိတ်တူဒေါသထွက်ရတော့တယ်ဘက်ကင်းနိုင်ငံသားဖွဲ့တွေနဲ့ပူးပေါင်းလိုက်ဌာနကိုသွားမယ်အဲ့လိုပြောပြီးသူ့ရဲ့လူတွေခေါ်ပြီးပြန်ထွက်သွားတယ်နင်တို့ဘလို့စုံစမ်းမှလဲဖေးခေါ်တော့မှမသိပဲမိခင်စိတ်ဟာအမေကိုမက်ဆီမှာနိုင်ရှိရလေမေ့နေရကောင်းတဲ့သူ့ရဲ့ကွန်ပျူတာဘက်မှာလဲစားတောင်းဆိုင်မှာမိခင်တို့စားတောင်းဆိုင်ပြန်ပြီးကောင်းတဲ့မက်ကွန်ပျူတာနဲ့ GPS ကိုရှာကြည့်လိုက်ပါတယ်ဟယ်လိုမကြီးမိခင်မိုးမမကိုဖုန်းခေါ်လိုက်ပြီးအကြောင်းစုံပြောပြလိုက်တယ်ဦးကောင်းမြတ်ကိုပိုင်ဆိုင်မှုစာချုပ်တွေရှုလာခိုင်းပေးတဲ့ပုံစံတူပေါ့အေးမိခင်လည်းဖုန်းချသွားပါတယ်အတုနဲ့လုံးမလို့လားမိခင်ပြောကောင်းတဲ့ကလှမ်းမိလိုက်တော့ဖုန်းချပြီးအေးလေဗန်ကေးလူကအစိတ်ရရင်တော့မန်တို့တတ်မှာပဲရှာတွေ့လားမတွေ့သေးဘူးဟာကွာမိခင်ရှာမတွေ့သေးအကြောင်းစိတ်ကရှုပ်လာပါတယ်မိခင်ဘာပြောလဲဦးကောင်းမြတ်မှာမုံမခောက်မိလိုက်တော့တုံးဟာဖန်းခံလိုက်ရပြီးရဲ့စာချုပ်ပုံစံတူရှူလာခိုင်းနေဟာလားဦးကောင်းမြတ်မှာချက်ချင်းကိုထွက်သွားတော့တယ်တမီးကိုအရိကောင်လက်ထဲမှာကြကြထားလို့မပြည့်ဘူးမလားမင်းကဦးကောင်းမြတ်တမီးရဲ့လားအချောလေးပဲချစ်စရာလေးတော့မေးပြားလေးကိုလှမ်းကင်တော့မျက်နှာကိုဆွဲလည်ပြက်လိုက်ပါတယ်မတ်မှာတော့ခုံမှကျုပ်တုပ်ထားပြီးမိခေါင်းငိုင်းဆိုင်ခေါင်းဆိုင်ကျနေပြီးတတိမရလာသေးရအောင်ဗက်ကင်းလှမ်းကြည့်လိုက်ပါတယ်စိတ်မကောင်းစရာပဲနော်အခုထိတတိမရသေးဘူးတင်းမြဲတီးသွားသလားမသိဘူးမသိရင်တောင်ငါအသက်အောင်မှာဒါမဲ့မင်းတာလိုက်ပါမယ်ဆိုမင်းချစ်သူကမသိဘူးပေါ့ငါမိမလောက်ရင်ပေါ့ရှင်လူရုပ်မှာရှက်မှာနှမတွေအမတွေဆိုတာမရှိဘူးလားရှေ့လဲငါမစနိုင်တတ်ဘူးနောက်ရက်မှာမင်းဖေမရောက်လာလို့ကတော့ငါအကြောင်းသိမယ်သူတို့စောင့်ကြည့်ထားအဲ့ကောင်တရိရလာရင်ငါ့ကိုပြောဘယ်ကေသူ့ရဲ့လူတွေကိုပြောထွက်သွားပါလေမိခန့်ဦးကောင်းမြတ်ကရှောက်ပြီးကျွန်တော်တို့ရှာမတွေ့သေးဘူးအေးပါသမီးတို့စိတ်မချဘူးတော့ဘာမှမဖြစ်စေရပါဘူးရှာမတွေ့သေးဘူးလား GPS မတက်တရားရှာတာအခုညအထိမတွေ့သေးရကြောင့်ကောင်းရှုံလာပါတယ်ဒီမှာမဟုတ်ဘူးလားမသိဘူးမင်းရဲ့လက်တော့ထဲမှာလားအေးကောင်းတဲ့ပြုတ်ပြီးမက်ခမ်းဘက်တက်သွားပါတယ်အာတွန်းဟိုကောင်တရီရလာပြီးဆရာကိုသွားပြောမန်တရီရောက်လာပြီးဆိုတာနဲ့ချက်ချင်းကိုသွားပြောရဲတွန်းလှမ်းကြည့်ပြီးမန်အရန်နာနေလားစိုးရင်ထဲပေါ့ရှင်အခုလိုဖြစ်နေရတာအဲ့လိုကပြောနေသေးရဲ့ဟိုကလေနိုင်ဘယ်ရောက်သွားလိုက်မသိဘူးကားပေါ်ဖမ်းခံရတော့ပါသေးရဲ့ဟာဟိုကိုရတော့ခေါင်းဆောင်ကြီးတတိရလာသေးရဲ့တေးပြီးထဲနေရသူတို့စကားပြောနေရောမှဘန်ကေးရောက်လာပြီးမန်ကိုကြည့်ပြီးပြောနေရောတုံတက်ချကြည့်ပြီးမင်းဖေရလဲမနဲ့လင်းလာလဲပါမလားမင်းတို့ချစ်စရာတမီးလေးကိုပိုင်ဆိုင်မှုစာချုပ်နဲ့လာလဲပါမလားပြောရင်ပေါင်းလေးကိုအသာကန်လိုက်တော့ရှင့်ဖိတ်စံမတ်မှာတုံးကိုချစ်စရာကောင်းနေပြောတာတောင်မှမကြိုက်ချင်ပါပေါင်းလေးကန်လိုက်တော့သူ့တော်တော်ထွက်ပါတယ်မကြည်နဲ့လို့တောက်ခတ်နေရဲ့ပုံလေးဒီလောက်ရိုက်ထားအောင်လဲအမှတ်မရှိဘူးမင်းတက်တိရှိငါ့ကိုကျုပ်ပြပေးလိုက်စမ်းပါမင်းတက်တိမရှိလို့ငါ့ကိုကျုပ်ကြည့်ထားပါကွာမင်းလည်းယောက်ျားပဲမရှိရင်ဘူးလားမတ်မှာဘက်ကိလေးလုံးတီးနေရာတွေကြောင့်ဒေါသနဲ့စိတ်တူပြီးပြောနေရတယ်ယောက်ျားဖြစ်ပြီးတက်တိမရှိရဲ့ကောင်မိခင်ရေကျွေးပြီးသွားရအောင်စောင်းလန်းစားတိုက်မှာကွာဟုတ်လားသွားအောင်မိခင်စီကတောင်းထားတဲ့သူနဲ့မန်ဖွေးရသူတွေပါခေါ်ပြီးမျိုးစုံတော့တိုက်စီကိုထွက်လာခဲ့ပါတယ်ဆရာဟိုကောင်ကြီးရောက်နေပြီဘယ်နှစ်ယောက်လဲ၄ယောက်တည်းဦးကောင်းမြတ်နဲ့အေးမိခင်သူ့ဘက်တွေကိုတိုက်ရက်နေဟာတိုင်းချပြီးနိုင်ရင်နဲ့ကောင်းတိုက်ရဲ့ဦးကောင်းမြတ်မြေဟာသူရဲ့ပဲဘန်ကစ်ကိုတွေးမှဖြစ်ပါတယ်ဘန်ကစ်ထွက်လာပြီးကဲဦးကောင်းမြတ်ခမရဲ့ပိုင်ဆိုင်မှုတွေထုတ်ဒီမှာအဲ့ဒါကုန်မယ်ဦးကောင်းမြတ်ပေးလိုက်တော့ဘန်ကစ်တစ်ဖက်တယောက်ယူလာပြီးဘန်ကစ်ကြည့်လိုက်ပြီးခမကကိုပိုင်ဖန်ရှိရဲ့နော်အဲ့ဒါရောအမအကုန်ပါတယ်အကုန်တက်ကွာမိခင်တွေးထားတဲ့အတိုင်းကိုဘန်ကင်လှုပ်တော့တာပဲအကုန်တက်တဲ့မိခင်အချက်ပြောင်းလိုက်တော့တိုင်ပတ်ပတ်လေးကပြစ်ခတ်တော့တာပဲဘန်ကင်မိရဲ့နိုင်ငံသားအဖွဲ့တွေကိုတက်ခွက်နိုင်ငံသားနေအောင်ယူထားပြီးနော်မနောက်တွေထောင်းမနေနဲ့မိခင်ပြစ်နေရုံအော်ပြောနေရောတယ်မနဲ့တုံးလှုပ်ပြီး
ဘိုက်ကေးတိုက်ထဲမှာသူ့တစ်ဖက်တွေအကားနဲ့ဝင်သွားတော့ရင်ကျိုးပြေစံတွေ့မယ်မင်းမနိုင်တော့မလားမန်အတန်ကြားရပါတယ်မင်းခန့်တို့ရောက်ပြီဆိုတာမင်းတို့တုံးကိုထိဖို့မကြိုးစားနဲ့လာစမ်းတော့ပတ်မှာလဲခဏနေတိတ်ရမယ်ပြောပြီးဖန်းကိုခေါ်ထုတ်သွားရင်ရင်စမ်းမင်းတို့အကုန်လုံးဟိုမှာတွေ့လားငါခလုတ်တက်ချက်နှိမ့်လိုက်တာနဲ့အတီးပဲဘန်ကေးပြတဲ့နေရာကိုကြည့်လိုက်တော့တုံးဘုံနေတက်ထားပြီးကျတော့အောက်ပိုင်းတစ်လုံးမှချထားတယ်ဥကောင်းမြတ်မှာတမီးရဲ့ပုံစံကြောင့်သူ့ရင်ကိုဓာတ်နဲ့မှုတ်လိုက်တယ်လို့ပဲဖေတုံးကြောက်တယ်မတ်မှလည်းတုံးကြောက်ပြီးငိုနေရကြောက်နှလုံးသားတစ်ခုလုံးအစိမ့်စိမ့်အမောင်မှာဖြစ်သွားတယ်လို့ပဲလှုပ်ရက်လိုက်တာဟန်နရီပဲရောက်သွားလေရှေ့မှာဘတ်ပြောဟန်နရီမတွေ့ရကြောက်မင်းခန့်ကောက်တော့မေးလိုက်တော့ငါလည်းမသိဘူးမန်တော့မသိချင်ဘူးဟာမင်းလမ်းမှာချုပ်ထားတဲ့ခြေထောက်တွေကိုထိုးကန်လှဲပြက်ပြီးဘက်ကက်လက်ခလုတ်ကိုဆွဲလှူပြီးမျက်နှာကိုစင်ထိုးပြက်လိုက်ပါရင်မိခင်တို့လူတွေကိုတနက်နဲ့ဆွဲချိန်ပြီးတော့ဟုတ်ခုလို့မဟုတ်ရင်တော့မင်းစရာတီးသွားလိမ့်မယ်မန်ကဘန်ကစ်ကိုကြောက်ထားပြီးတနက်နဲ့ရွှဲကပြောင်းလိုက်ပြီးမယ်ဟာရှင်းရတယ်ဘရနီသွန်းစီကအချိန်ကိုက်ပုံနေကွာနံပါတ်တွေတဖြည်းဖြည်းနဲ့ရှော့ရှော့လာပါတယ်မန်စိတ်တူပြီးဘန်ကစ်ကိုတနက်နဲ့ပြက်တက်တယ်တီးစမ်းသူရှိအောင်ပြေးသွားလိုက်တယ်တော့ဘာမှမကြောက်နဲ့ကိုရှိရဲ့ဟန်နရီဗက်ဒီအေးအိုက်ဖြစ်ဖြစ်စီရမှာဒီတိုင်းပြုတ်လို့ကျုံးမှာသွားနိုင်တယ်တော့မှကြောက်ပြီးမလုပ်ရဲ့ဗက်ဒီအေးခဲပူနဲ့ဖြန့်လိုက်ပြီးဒါပေမဲ့တေချာမရက်သွားပဲဖြည်းဖြည်းကျန်နံပါတ်တရားသွားနေပါတယ်ဟန်နရီမဲဖေမန်ပုံပြုတ်တဲ့ကရိယာတွေယူပြီးလက်တွေတုံ့ရင်နေပါတယ်မပြုတ်ရဲဘူးအမပသွားရင်တေးနိုင်တယ်သူမျက်နှာကိုတက်ကြကြည့်ပြီးခြေထောက်ဖြည်းဖြည်းကျမလိုက်ဟန်မန်တုံးရဲ့ခြေထောက်အောက်ထဲမှာမန်ရဲ့ခြေထောက်ထိုးခံလိုက်တော့တယ်ဟန်နရီသူ့ကိုခေါ်သွားမင်းခန့်မှာမိုက်ခင်လှုပ်ရဲကြောင်ဆုံးအားသွားတယ်သူ့ကိုအသက်ပေးပြီးအောင်ကြက်မာတယ်လားမန်တော့ကုံမင်းကိုတိတ်ချက်တယ်အားလုံးတော့ကြဟဲ့မန်တော့မတော့လာပါဟန်နရီတော့အရှာဆွဲခေါ်သွားပါတယ်မန်ချောက်ဘက်ကိုခုံချလိုက်တာနဲ့တပြိုင်နက်ဘုံကပောက်ကွင်းသွားတော့တယ်မန်မဟုတ်ဘူးသူ့မအသက်ကောင်မန်နာမည်ကိုခေါ်ပြီးရှုံးကွင်းချငုံမိပါတယ်မဟုတ်ဘူးမန်ဘာလို့အဲ့လိုလောက်ရလဲရှင်ကိုချက်တယ်လို့တော့မပြောရသေးဘူးလေသူရှင်ကိုချက်တယ်လေရှင်ကတော့ချက်တယ်ပြောပြီးထားခဲ့ရလားမိခင်တို့မှသူ့ကိုကြိတ်ပြီးစိတ်မကောင်းဖြစ်ရပါတယ်ဥကောင်းမြတ်တမီးဖြစ်သူပခုံးလေးကိုကင်ပြီးတမီးအိမ်ပြန်မယ်နော်လားဟဲ့တော့မပြန်လာပါတမီးရဲ့တော့မှမန်သိရဲ့လို့လည်းမယုံကြည်ရဲ့ဒါပေမဲ့မန်ကပြတ်မလာတော့မန်ရဲ့ရှင်တော့အလောင်းအသက်ပေးပြီးအောင်ချက်တယ်လားတော့မန်ရဲ့စာပနာလုပ်ပေးပြီး9လလောက်ကြာတော့မန်ရှိရဲ့နေရာကိုတက်လာခဲ့မန်ထိုင်ရှင်လို့နာမည်ထိုးထားတဲ့အုပ်ကူလေးရှိမှရပ်ပြီးပန်းစည်းလေးတက်လိုက်ပါတယ်မန်ရှင်တကယ်ပဲထွက်သွားရင်နော်သူ့နာလုံးလှုပ်ဆက်တာတော့ဟာကနေဒါသွားတော့မယ်နောက်ပါကြပြန်ဆောင်ကြမယ်အဲ့ဒီချိန်ကြရင်လေတွန်းရှင်ချက်တယ်ဆိုတဲ့စကားလေးကိုပြောပါမယ်ပြောပြီးသူပြန်ထွက်လာခဲ့ပါတယ်တမီးတကယ်ပဲတမီးအဖိုးရီစီမှာသွားနေရောပါလားဟုတ်ပါပြီတမီးတဘောပါတော့ဖဖေးဖက်ကပူးဖွားရီနဲ့တော်ရှိရဲ့ကနေဒါကိုသာထွက်သွားပါတယ်မရဲ့တော့မောက်အရန်ချက်ပါတယ်သူတို့ကပေါင်းလာပူကံပပလောင်နဲ့တူပါတယ်တွန်းရဲ့တွေးလေးနဲ့တူလင်းရင်လေးကကောင်းကင်ပေါ်မှာပြန်တက်သွားပါတယ်နှစ်နှစ်ခန့်ကြာတဲ့အခါမှာတော့ညီမင်းအလုပ်ဝင်ရတာဘယ်လိုလဲအဆင်ပြေရမလားဟုတ်ကဲ့မင်းကမြန်မာနိုင်ငံမှာကုမ္ပဏီထောင်ပေးကြတာမင်းကလက်မခံကွာကျွန်တော်ဒီမှာအလုပ်လုပ်ရအဆင်ပြေပါတယ်ကျွန်တော်သွားတော့မယ်အဲ့လိုပြောပြီးကုမ္ပဏီထွက်လာပြီးကားလေးနဲ့မြို့ရဲကိုမောင်းထွက်သွားလေတော့တယ်တုံးရင်တမကြည့်တွေ့ပါရဲ့မိမိလေးလားယူဟာအခုဆိုကောင်းတဲ့နဲ့အထက်ပြီးခလေးလေးတယောက်ပဲရနေပြီပြတ်ပါတယ်တုံးကော်ဖီဆိုင်ကောင်းတာမှထိုင်နေရင်းနဲ့ရှုနဲ့ဗီဒီယိုကောပြောရင်ရုပ်ခလေးလေးကိုပြတာကြောင့်မေးလိုက်တော့နင်လက်ထပ်ပြီးတားလေးမွေးတိလားငါတမတ်တော်မလို့ဟဲကြည့်တမီးရှင်မလို့ပဲငါကဒီတခြားသူနဲ့ဆိုလက်မထပ်ပြတော့ပါဘူးငါတို့မမေ့နိုင်သေးဘူးနင်အကူမှန်မမေ့နိုင်သေးရသိပါရဲ့ငါဒီတိုင်းစားပါနေဖိနဲ့ဖုံးပြောရလားနင်အဖိုးကော်ဖီစားအစိမ့်ပြည့်ရမလားအခုတော့တီတီကမအောင်ငါဆိုင်ရောက်နေရ
ဒါပဲနော်ရှုအေးတုံးဖုန်းချပြီးတော့မရဲ့ရှင်းထွက်သွားတာ3နှစ်တောင်ပြည့်တော့မယ်ရှင်းသာပြန်လာရင်လေသူအရန်ပြုံးမိမှတိလားအဲကြောင့်မှတက်တက်လောင်ကိုရန်တော်လှုပ်ခိုင်းပြစ်မယ်တိလားတုံးမမပြတ်နိုင်တဲ့အတွေ့အကြုံနဲ့ကျင်းနှံ့နေမိပါတယ်ဟမ်သူရဲ့ကောက်တာမှာထိုင်နေစိုင်ပေတုံးဝင်လာမှမသိတော့တတိပြန်ထွက်သွားတဲ့လူတယောက်ကြောင့်မျက်နှာမတ်စတက်ထားလို့မမြင်လိုက်ပေမဲ့မန်နဲ့တူနေရကြောင့်နောက်ကနေစိုင်ပြင်ကိုထွက်လိုက်လာပေမဲ့အပြင်းဟုတ်တော့ကောင်းလေးတောင်အောင်ထွက်သွားတွေ့ရပါတယ်ငါအမြင်မှာပဲနေပါပါသူကဘယ်လိုလုပ်ဒီမှာရှိပါလဲသူစိတ်ပြက်လက်ပြက်စိုင်လေးထဲမှာပြန်ဝင်သွားပါတယ်သူရဲ့ကိုမတွေ့ကြလို့မဟုတ်ပါဘူးကိုရဲ့ပုံစံကိုသူ့မမြင်စေချင်တာပါမန်ပုံပေါက်ကွဲတော့မထိခိုက်ခဲ့ပေမဲ့ကြောက်သေးကြတဲ့အချိန်ကြောင့်မျက်နှာထိခိုက်သွားပြီးတန်ရအမားရုပ်ဖြစ်ပြီးကြိုက်ခဲ့ရတယ်ခင်မင်းနေပညာတွေနဲ့ကုလူရှာလို့ကုညီထားတဲ့အကွာကုသပေးမယ်ပြောတာသူလက်မခံခဲ့တာပုံမှန်မျက်နှာပြန်ရပါမလားဆိုတာမသိချနိုင်ပေမဲ့အခုမှတွန်းတိမှရှိနေမှန်သိလို့ကော်ပီဆိုင်လေးကိုတွားဖြစ်ပါတယ်တမီးပြန်လာရဲ့လားဟုတ်ကဲ့တမီးဘူးအိတ်ခမ်းမှာစောင့်နေတွားလိုက်အောင်ပြောစရာရှိလို့တဲ့တွန်းတိအပြောကြောင့်အိတ်ခမ်းနဲ့ဝင်လာခဲ့ပါတယ်အဖိုးကလူငယ်တယောက်နဲ့စကားပြောနေရမြေးလာထိုင်သူတို့ဒါဖဖမြေးမလေးဘရန်နီတွန်းဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်ဗျာဟုတ်မြေးဒါမြေးနဲ့လက်ထပ်ပေးမယ်သူရှင်ဖဖတွန်းလက်မထက်ကြအောင်နော်မြေးဘလို့ပြောလိုက်တာလဲတွန်းလက်မခံနိုင်အောင်ဟာဘရန်နီတွန်းပြောပြီးအိတ်ခမ်းနဲ့ထွက်သွားတဲ့တွန်းကြောင့်ဦးမြတ်မောင်သူတို့ကိုအားနာသွားရတယ်ဘလို့ကလေးမလဲခွဲအချက်နေရမပြဘူးဟိုတောင်းပန်ပါတယ်ကွယ်ရပါတယ်ဗျာသူအဆင်ပြေတဲ့အချိန်ပေါ့ဗျာကျွန်တော်ပြန်လာအောင်မယ်အေးပါကွယ်မောင်မြတ်ရှမ်းဖေနေတုံမောင်အိမ်မော်တက်သွားပြီလေဒီကောင်မလေးလေနေ့အတိုင်းလာတော့မလားမသိဘူးဘာဆိုင်လို့လဲဖေရလဲဘာလို့မဆိုင်ရပါလဲဖေယောက်ျားမပေးစားလို့မရအောင်အသက်က25ကျုံနေပြီနေတုံးကလည်းအဲ့လိုကနေအပြိုပြက်သွားတာလေဒေါ်မောင်မြတ်မှာအဖေပြည့်သူအပြောကြောင့်စိတ်ဆိုးပါတယ်အဖေကလည်းဖဖေမြေပါတာဖဖေမြေမယူတာတမီးနဲ့မဆိုင်ဘူးတကယ်ပါပဲအရေးရှိအပြူကြီးဖြစ်တဲ့ကိစ္စပဲလာပြောနေရအောင်မေငါ့ကိုပြန်ပြောသွားသေးရဲ့တို့မကြီး2ယောက်စလုံးတူတူပဲအိမ်မော်တက်သွားတဲ့တမီးဖြစ်သူနဲ့မြေဖြစ်သူအောင်ပြောနေပါတယ်တီရေဒီနေ့လေတွန်သွားမှာပဲလားအေးလေနေသွားလိုက်ပတ်စံပေးရမှာနော်ဟဲ့နေဟာလေးတော့ပေးဦးလားမပေးဘူးဟေးမပေးဘူးတကယ်လေကိုယ့်ရဲ့ချမ်းသာနေတဲ့တော့ပစ္စံလာပြန်တောင်းနေဟမ်အဲ့ဒါဘာဖြစ်သွားတာလဲပြူကြီးရလဲဟဲ့နေငါရရင်နာတော့မယ်တော့မှအတော်ပြည့်သူစပြီးထွက်သွားပါတယ်ဆိုင်ထဲကနေရကြောင်တွန်းချတောင်းနေတာသွားရတယ်လမ်းကွေလေးကျုပ်ရရင်ပြီးပြီမို့အထွတ်မှာကားတစ်စီးနဲ့ဝင်တိုက်မလို့ဖြစ်ပြီးတွန်းလှပ်ပြီးလဲသွားပါတယ်အမလေးဟဲ့ကောင်းဘလို့မောင်းလာလဲဟာမဟုတ်တော့ပါဘူးမပြာနေတော့မပြောပြီးစင်းသွားပြီးသူမနောင်သွားလိုက်တယ်အမဘာဖြစ်သွားသေးလဲဘာအမလဲအော်ညီမလေးဟမ်မန်းလားဗျာဘယ်ရမှန်လဲဗျဘာမှမဖြစ်ဘူးဆိုကျွန်တော်သွားတော့မယ်ဟမ်အဲ့ဒီသူမပြောပြီးကားပေါ်တက်ပြီးမောင်းထွက်သွားတော့ရဲ့တော့မှအရိကောင်မျက်လုံးထဲကနေပျောက်သွားတဲ့အထိကြည့်နေခဲ့မိပါတယ်တွန်းဆိုင်ရောက်တိုင်းအဲ့ဒီသူအမြဲပဲလာတက်တာမို့ရှာကြည့်တယ်မဖြစ်နေမလားလို့ပေါ့ဒါပေမဲ့ဒီနေ့မတွေ့မရမှန်းမဲတွန်းသမီးဘသူ့ကိုရှာနေရလဲမရှာပါဘူးဒေါ်မမြတ်မှာတွန်းမဖြစ်သူကစပွဲဝိုင်းလေးတွေဘက်ကိုခဏလှမ်းကြည့်နေရကြောင်းမေးလိုက်ပြီးခေါင်းလေးတောင်ရမ်းပြီးပြောလိုက်ပါတယ်တူမလေးကမြန်မာပြည်လဲပြန်တော့ခဏလေးပဲမပြန်ဘာတွေဖြစ်လဲဆိုတာမမေးမိဒီနေ့တော့မေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဘရန်နီသမီးကိုတီးလေးမေးစရာရှိရဲ့မေးလေတီးလေးရဲ့သမီးပါလို့မပြန်ချင်တော့ရလဲတွန်းအတိတ်ကိုမေးကြလို့ကနေတောင်လာတာပါမပြန်ချင်တီလူတယောက်ကိုချက်ပို့လာရင်အမလီဟဲ့ငါ့ကိုလာမေးနေရလားမေးကြည့်ရပါတွန်းကတော့ချက်ပို့တယ်တွန်းလေသူ့မေးမရဘူးဟမ်ဖေးရောက်သွားလို့လေသူဟာတေးသွားပြီဒါမဲ့တွန်းမယုံဦးကွယ်တွန်းသူ့မမေးနိုင်ဘူးသူကလေတွန်းအသက်ပေးသွားခဲ့တာဒါကြောင့်တွန်းဖဖို့စီစဉ်တဲ့သူတော်ညင်းခဲ့တာအခုတော့မရတော့တော့ဟိုဘက်အတိုင်းဝမ်းကြည့်ရင်နေ့ဘွာတကယ်စီစဉ်တော့မှာဟမ်တွန်းမတပ်ပြင်းရှိချမင်းရယ်ဖဖို့ကလေမင်းရဲ့ရှင်အသက်ရှင်နေဆိုလဲပြန်လာပါနော်အခုလက်ထပ်တော့မှာဆို
မန်အေကန်လေးရဲ့ပေါင်ဝဲထိုင်နဲ့သူတို့လှမ်းမိလိုက်ပါတယ်ကောင်မလေးကလက်မခံသေးဘူးသူ့ဘွားတော့စိတ်ချမ်းတာပဲအကူကအောင်သဘောကျလာကောင်မလေးကချစ်စရာလေးကွာမင်းကိုပြမယ်သူ့ပုံလေးအဖို့စီကတောင်းလာတယ်သူတို့စိတ်ရင်းဆောင်လေးတရနေထုတ်ပြတဲ့ပုံလေးကိုမှန်ယူကြည့်ပြီးနှလုံးသားလေးဘလောင်စုသွားတယ်လို့ပဲတုံးနေလားညီချုံးလားဟမ်အော်ဟုတ်ကဲ့သူတုံးထဲမှာမေ့မျောနေချိန်မှာသူတို့ကတောတောင်တပောင်ကလေးလာရေးအဖွဲထဲပါလာရင်သူ့ကိုကဲခဲ့ပြီးဒီကိုခေါ်လာခဲ့တဲ့သူမန်အတွက်တော့အသက်ကိုကဲခဲ့တဲ့ကျေးဇူးရှင်ပဲအခုတော့သူ့အရန်ချရတဲ့သူနဲ့လက်ထက်တော့မှာတုံးရဲ့လက်ခံလိုက်ပါအခုနဲ့မင်းကလိုက်ဖက်ပါတယ်ကိုဘွားတွေတော့မခေါ်ကြတော့ပါဘူးညီဗျာမန်ဒရီနဲ့အကူခေါ်လိုက်တဲ့အတန်ကြောင့်ကြည့်လိုက်ပြီးမြန်မာပြည်ကကုမ္ပဏီကိုမင်းကိုဦးစီးစေချင်တယ်ဟုတ်ကဲ့ကျွန်တော်မငင်းတော့ပါဘူးဦးစီးပါမယ်မန်ခုတော့လက်ခံလိုက်တော့တယ်တော့စိုက်သွားတော့မလို့လားကိုလိုက်ပို့ပေးမယ်လေမလို့ရရင်ခြေတော့ပါတယ်နီးနီးလေးတော့မှစိုက်သွားမှချန်ပီယံနေစောင့်နေပြီလိုက်ပို့ပေးမယ်ပြောတဲ့တတို့ထို့အတိုင်းပြောပြီးထွက်လာခဲ့ရတယ်တတို့မှကားနားလေးရက်ပြီးကြိုင်ခဲ့တယ်တွန်းဆိုင်ရောက်တော့ဒီနေ့ဟိုလူကိုတွေ့ရင်သူ့ဘသူမှမသိတေချာမသိပေမဲ့တွန်းစိတ်ထဲမှာရနေတယ်လို့ပဲဒါပေမဲ့ကော်ဖီလည်းမမောက်အမြဲတော့မတ်စတာထားတတ်တယ်မန်ဒီနေ့နောက်ဆုံးချိန်နေနဲ့တွန်းကိုတွေ့ကြလို့လာပြပါတယ်အခုပြောတဲ့မြန်မာနိုင်ငံကကုမ္ပဏီကိုတူသွားပြီးဦးစီးရမှာဖြစ်တယ်ဒီမှာရှင်နဲ့စကားပြောကြနေရလားဗျာဟိုကျွန်တော်သွားတော့မယ်ဟမ်မန်ရှင်မမလာရင်အတန်လေးတိမ်ဝင်သွားပြီးမေးတဲ့တုံးကြောင့်စိုက်ပြင်းထွက်တော့မရဲ့ကြိတ်လန်းနဲ့ရက်တန့်သွားပါတယ်မမဟုတ်ဘူးဆိုလဲသွားပါကျမလူမပဲနေပါငူတန်လေးနဲ့ပါပြောနေတဲ့တုံးကိုမန်တနာမိပါတယ်တုံးရဲ့မန်ပြန်လှည့်လာပြီးတွန်းကိုလေးကိုဆွဲဖက်လိုက်မိပါတယ်ဟမ်မန်လားရင်ဟုတ်ပါတယ်ကိုပါခွာမငူရအောင်နော်တွန်းရှင်ကိုအရန်တတိယနေအောင်သိရလားရှင်တွန်းပြက်ထားတယ်မငူနဲ့နော်အဲ့မှာမန်တွန်းရဲ့ပါးပြန်ထက်ကစီးကြလာတဲ့မျက်ရည်စားပြီးလက်မလေးနဲ့ဖိပုတ်တက်ပေးလိုက်ပါတယ်တွန်းကိုတို့နဲ့လက်ထပ်လိုက်ပါကွာဘာရှင်ယူနေလားဘာလို့ကျမသူ့နဲ့လက်ထပ်ရမှာလဲမင်းဘွားသူ့နဲ့သဘောတူပါလေကိုတို့မပြတ်နိုင်တော့ပါဘူးတွန်းရဲ့နော်ဟာတော့မှဘာမှပြတ်မပြောပဲရက်နေရဲ့တူနှောင်လျှောက်လာပြီးရုတ်တရက်မတ်ကိုဆွဲချော့ပြလိုက်တယ်မမျက်နှာကိုတစ်ဖက်ကိုလှည့်ပြလိုက်တယ်မန်တွန်းကိုကြည့်ဟမ်တော့မျက်နှာလွှဲသွားတဲ့ဘက်ကိုသွားပြီးတွေးလိုက်တဲ့မရဲ့မျက်နှာကြောင့်ဝမ်းနေမိသွားတယ်မျက်နှာတစ်ဖက်ကျန်းလုံးဟာအရှမ်းကိုထိခိုက်ခဲ့မဲ့ပုံစံတိုင်ဟာအမရွတ်မြင်မကောင်းစေဟာပဲမျက်လုံးတောင်မှဘာမှမဖြစ်ခင်ကဲကောင်းနေတော့မရဲ့မျက်နှာသူ့မလက်နဲ့အသာဆန်းပြီးမျက်ရည်တွေဟာအတားအဆီးမရှိကျလာပါတယ်မတားကြောင့်တော့မတွေ့ရလားတော့အစားတောင်ဝဲမခံခင်တလို့ပြက်မှာမဟုတ်တော့ကိုတရုနဲ့လက်ထပ်လိုက်ပါနော်ကိုပါတွေကိုမလာပါနဲ့ရောဟဲ့ရှင်ဘလို့ပဲဖြစ်ဖြစ်တွန်းရှင်ကိုချက်တယ်နော်ရှင်နောက်မှပဲနေပြရစီရှင်မျက်နှာခွဲစိတ်ကူးသားလို့ပြန်မရတော့ဆိုလဲရှင်နောက်မှပဲနေပါတွန်းရှင်ကိုချက်တယ်နော်သူ့ဘက်ပြီးပြောနေတဲ့တွန်းကိုပခုံးလေးအတာဟတ်တောင်းမိပါတယ်ကိုလေတွန်းအရန်ချက်ပါတယ်တွန်းရဲ့နှစ်ယောက်သားဖတ်နေတဲ့တင်းမြင့်ခွင်းကိုတွန်းစီလာရင်အပမရှိရဆိုလို့ရှောင်းလာတဲ့တရုတ်တွေ့သွားပြီးလေကားနားလေးမှတင်ခြေလန်းတိတ်ရက်သွားတယ်အော်တွန်းလက်မခံတာထားကြောင်လားအရှင်ရက်ကမှန်ကိုသူနဲ့လက်ထက်မဲ့သူရဲ့ဓာတ်ပုံလေးကိုပြရရမျက်နှာပြက်သွားလဲတတိထားမိခဲ့ပါတယ်တတုံးကြီးဘာပြောတယ်ညီမလေးနဲ့လက်မထက်တော့ဟလားဟုတ်ကဲ့ဗျာအဖိုးကျွန်တော်တောင်းပန်ပါတယ်ဟိုနေ့ကမြေးလာလေးပြောလိုက်တာကြောင်းလားကွယ်ကျွန်တော်ကိုယ်တိုင်ကလည်းမိဘတွေသဘောစမ်းထားကြလက်ခံခဲ့ရလေအချစ်မပါတဲ့အိမ်တောင်ရေးကိုတော့မထူထောင်ခြင်းအေးပါကွယ်ဦးမြတ်မောင်ပါလေမင်္ဂလာကိစ္စလူသိရှင်ကြားမပြည့်သေးရကြောင်းသူတို့ပြောတာကိုလက်ခံလိုက်တော့တယ်မှန်ဒီမျက်နှာဆရာဝန်ကြီးပြီနဲ့တိုင်ပင်ပြီးခွဲစိတ်ကူးတောင်းအောင်လေနော်တွန်းတဘောမရဲ့ရင်ခွင်ထဲမှာတွန်းကိုပါလေးအပ်ပြီးပြောလိုက်ပါတယ်ပြီးရင်တွန်းတို့မြန်မာပြည်ပြန်ကြမယ်ရှင်ရဲ့ကော်ဖီဆိုင်လေးကိုတိုးချဲ့လောက်ကိုင်မယ်ပြီးရင်ကလေးတွေမွေးမယ်မန်ရှင်တော့အကောင်းပြောနေအောင်ကျမကိုလက်မထပ်ပဲကလေးမွေးခိုင်းမလို့လားဟုတ်မလားကွလက်ထပ်ပြီးတော့ပြောရလေမန်လို့မခေါ်နဲ့ကွာဘယ်လိုခေါ်မှာလဲကိုလို့ခေါ်မခေါ်ဘူးလားဘာအင်းလဲကိုလို့ခေါ်မယ်ပြောတာ
ခေါ်ကြည့်ပါမခေါ်ဟာအခုနောက်ကျတော့ခေါ်မင်းစုခေါ်တော့ကြားကြလို့ကိုဗျာမမတော့အဲ့လိုခေါ်တာသဘောကျနေပြီရော်မန်တွန်းကိုလေးကိုတင်းနေအောင်ဖတ်လိုက်ပြီးတော့ကိုမျက်နှာပြန်မရရင်ဘယ်လိုလုပ်မလဲဘာဖြစ်လဲမျက်နှာပြန်မရလဲတော့ဟာရှက်မျက်နှာလိုချင်တာမဟုတ်ရှက်နှလုံးသားကိုလိုချင်တာမဲဘဲရဲ့ဘက်ကိုလက်ညှိုးလေးနဲ့ထိုးပြီးပြုံးနေရတော့လက်လေးကိုကမ်းလိုက်ပြီးကိုကလည်းပြီးသားပါဗျာမန်တော့ပြုံးရွှင်ကပြုံးလိုက်တယ်မန်တော့ရဲ့နှကန်းလေးကိုအကြည့်ရောက်သွားခိုင်းပါနီနီရဲတော့ရဲ့နှကန်းဖူးဖူးလေးကိုသူ့နှမ်းချက်နေရဲ့မန်တော့ရဲ့မျက်နှာလေးအနာတုတ်ခဲ့သွားမြည်ဟမ်ကိုမင်းရဲ့နှကန်းလေးကိုနှမ်းချက်နေတော့သူ့ရဲ့ပြောကြောင့်မျက်လွှာလေးချလိုက်မြည်သူ့ဘက်ကဘာစကားမှပြတ်မပြောလာလို့မန်တော့မရအောင်ကြိုက်ပြီးမောလိုက်ပြီးနှကန်းလေးထပ်ပြီးအနမ်းလေးကြောင်းရောက်သွားတော့တယ်တွန်းစီရလဲတုံ့ပြန်နှမ်းလေးပြီးပြန်လာပြီးရင်နှစ်ဦးသားချစ်ချင်းနေကြောင်းမန်သူမလေးကိုအချက်ပဲလည်းပေါင်ခေါ်ဆောင်သွားတယ်ဟမ်မန်နိုးလာတော့သူ့ရဲ့ရင်ခွင်နဲ့ပေါင်နေချိန်သွားပြီးအဲ့နေရဲ့တုံမလေးပေါင်နမ်းလိုက်ပါတယ်တွန်းနိုးပြီလားမန်တော့ကိုတောင်းမှန်ပါတယ်မနေ့ကကိစ္စမန်သူ့ကိုကြည့်ပြီးမျက်လွှာလေးချက်ချင်းပြန်ချတဲ့သူမပြောလိုက်တယ်ရှားရမန်တွန်းလေးမန်ကိုချက်လို့လက်ခံခဲ့တာပါမျက်နှာကရဲကပြန်ကျွန်းလာတဲ့တုံးကိုမန်ပြောင်းကဖတ်ထားလိုက်ပါတယ်တော့ဆိုင်သွားမလို့လားတီတီကိုသွားကူမလို့နေ့လေတွန်းပြန်လာမယ်လေကစ်ပေးပါအောင်တွန်းသွားတော့မောင်တကားနာထိလာပြီးမျက်နှာကြီးတိုးကပ်နေရမှန်နှကန်းလေးအနံပေးပြီးမှကြီးနဲ့သွားရဲပြုံးလိုက်ပါတယ်သွားတော့မန်တွန်းထွက်သွားမှတကားလေးပိတ်ပြီးတိုက်ခန်းလေးရဲ့ပြန်ဝင်ခဲ့ရတယ်အမလီကျမတူမလာမြဲလာပါမလားလို့တီတီကလည်းတုံးရောက်ပြီလေတော့နောက်၄-၅ လလောက်ဆိုပြန်တော့မယ်အေးပါနေဖေလဲတရိယာနေရောပေါ့မုံမခအမြင်ကြီးလောင်ဟုတ်ကဲ့ပါသူတော်လေးပြောင်းကိုပြန်ပြောင်းလိုက်ပါတယ်ဒီနေ့တည်းမှာသူမပို့ပြီးမုံမခအကြောင်းကိုသိလာတယ်ဖေဖေပုံလေးသူကငွေတွေမှတ်ပြီးယူခဲ့ရမဟုတ်တလို့အမူရီရဲ့၃ ပုံ 2 ပုံတုံးရခဲ့အောင်လေသူကြည်ကြည်နန်းနန်းလက်ခံပေးရင်ပြီးတော့သူနဲ့ဖေဖေကိုလက်ထပ်စီးခဲ့တာလေမမေမဆုံးခင်3 နှစ်လောက်တည်းကသူရဲ့ယောဂအချိန်တွေကိုတီးပြီးတွန်းကိုစောင့်ရှောက်ပေးဖို့ဆိုကမမေလက်ထောက်ပြတဲ့မုံမခေါလက်ထပ်စီခဲ့ရတယ်လေဒါနဲ့ဟိုကောင်လေးမျက်နှာကိစ္စရောအဲ့ဒါကုပြီးမှပြန်မှာမို့၄-၅ လကြာမယ်ပြောတာအော်အေးပါကွယ်တွန်းအတော်ပြည့်သူပြောပြီးဒီလားရဲ့ငွေစိမ်းတွေကိုစစ်နေကျင်းလိုက်ပါတယ်တားပါပြောရင်တမီးတွန်းနဲ့လက်မထက်တော့ဟလားဟုတ်တယ်မမီကျွန်တော်ဆုံးဖြတ်ပေးပြီဟိုမရပါဘူးမမီတို့ကစီစဉ်ပေးနေပြီမမီတို့အတိုင်းဝိုင်းတစ်ခုလုံးနဲ့တည်နေပြီသူတို့ရဲ့မိခင်တောင်းလက်မခံသူမတို့အတိုင်းဝိုင်းထဲမှာပြောပြီးနေပြီဖြစ်တယ်လို့သူကအမွေရထားလဲနေရမဟုတ်လို့တွန်းကိုချွေးမပြေးရခင်သူတို့စီးပွားရေးပို့ပြီးအောင်တောင်းတန်းလာမှာပဲမမီကျွန်တော်စက်နာလေးကိုလိုက်ရောပေးလို့မရအောင်လားတားပါနားလေလို့လေမင်းနဲ့မမီတို့ရဲ့ဂုံတိတ်ခါရှိတ်တည်းရလေမပြတ်ဘူးဦးမြတ်မောင်ပြန်ပြောရမှာပဲပြောလေပြောအဖိုးဦးမြတ်မောင်ဖုန်းခေါ်နေပြီသူတို့ကောင်းရက်မိရောတယ်အကဲကျမတို့မနှက်ပြန်ပဲတုံးကိုလာတောင်းရမ်းကြပါတယ်အေးမနေ့ကသူတို့ပြောတော့လက်မထက်တော့ဆိုအော်အဲ့ဒါကကလေးချင်းစိတ်ဆိုးနေကြလို့နေမှာပါဒါသူတို့ဟာတမီးဘရန်နီကိုအရန်ချက်တာလေအေးမြေးလေးကိုပြောပြထားလိုက်ပါမယ်မမီတုံးဟာလေမရန်ချက်သူဘာနင်အဲ့ဒီကောင်လေးတွန်းနေကိုယ့်ရဲ့ခွင့်လန်းအောင်ဆုံးလွတ်တယ်ပေါ့နေမမီကတော့အမွေပြီးမှလို့ချွေးမတော်ကျင်လားသူတို့နေမေဘလို့ပြောလိုက်တာလဲနောက်တဲလို့ဆိုတိလို့အထွတ်မတက်နဲ့တားပြက်ပါဆုံးလွတ်ခြင်းနေတဘောတိုင်းလို့ပေါ့သူတို့မိခင်ဖြစ်သူဘာမှပြတ်မပြောနိုင်တော့ပဲဟယ်လိုပူတမီအိမ်ပြန်လာပါအောင်ကွယ်အဖိုးပြောချင်ရှိလို့ဟုတ်ဖူဘာပြောမလို့လဲတမီကိုမနှက်ပြန်မောင်းသူတို့မိဘတွေကလာတောင်းရတော့မယ်လေတမီရှင်တော့လက်မခံအောင်တော့ဖူတော့ပြန်တော့မယ်ဗရန်နီတော့ရက်စမ်းဦးမြတ်မောင်မြေးပြည့်သူအော်ပြီးသူ့ရဲ့လူတွေကိုမျက်စာပြစ်ပြောင်းလိုက်တော့တကားကနေပိတ်ရပြီးဖဖတွန်းသူတို့လက်မထက်နိုင်ဘူးတွန်းမန်းနဲ့ပဲလက်ထက်ပါငါသဘောမတူအခုချက်ချင်းအိမ်မော်တက်ဆန်းဖဖတွန်းလက်မခံဟဲဆန်းနေတို့ဦးမြတ်မောင်သူ့ပြန်အော်ပြီးအပြင်ကိုအရှာထွက်ဖို့ပြင်းနေရမြည်ကြောင့်နောက်စီကိုရိုက်ချပြီးတတိလက်သွားတယ်တွန်းတတိပြန်ရလာတော့သူမခန်းထဲမှာရှောက်နေပြီသူမခေါင်းမုံနေရအောင်အမှုပဲကောက်ထားလိုက်ပါတယ်ဖဖိုးတွန်းတကောင်းပွင့်ပေးပါနော်တွန်းတကောင်းပွင့်လည်းမရလို့တကောင်းထုတ်ပြီးအဖိုးဖြစ်သူခေါ်တယ်ဖေဖေဘာလို့တွန်းအတင်းကျပ်စီစဉ်ရလဲ
မုံမြဟိုဘက်ကမနှက်ပြန်လာတောင်းတော့မှလေပြီးတော့အတိုင်းဝိုင်းကလည်းတိတ်ပြီးပြီတဲ့တွန်းပါလို့ပြတ်မလားလေဖုန်းလည်းခေါ်လို့မရဘူးတမီးတီတမီးထမင်းစားလိုက်အောင်မစားချင်ဘူးတွန်းစကားနားထောင်ပါကွယ်တွန်းမမစားချင်တာတီတွန်းကိုတတိုးနဲ့လက်မထပ်ချင်ဘူးမရတော့လေမနှက်ပြန်မယ်လာတောင်းတော့မှဟဲ့တီတင်းကိုကိုညင်ပေးလို့မရဘူးလားတွန်းလေမန်းနဲ့ပြုံးလေတမီးမန်းနဲ့ပါပေးပြီဟဲ့တော့တွန်းနေဘူးတင်တက်တော့မှာပဲတွန်းမဟုတ်ပဲချက်တယ်တီတွန်း3ရက်အသက်သူ့အသက်ကိုပေးပြီးကဲခဲ့တဲ့ထက်သူ့ပါတွန်းမန်းနဲ့ဘွားဖြတ်တန်းကြတယ်အေးပါကွယ်တီလေးကိုညင်ပါမယ်တမီးအဖိုးအိတ်နေအောင်တကားရီခွင့်ထားပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ကျေးဇူးပါတီတွန်းအတော်ပြည့်သူဖက်ကပြောလိုက်ပါတယ်ဟင်းတွန်းညအချိန်မန်တကားခောက်တဲ့အကြောင်းလာဖွင့်ပေးလိုက်တော့တွန်းပြက်ပါတယ်ကိုတွန်းတို့တချောင်းမှသွားနေအောင်လေဘာဖြစ်လို့လဲတွန်းဖိုးဖိုးကကိုတို့နဲ့လက်ထပ်ပေးဖို့အတင်းစီချက်နေပြီအခုတောင်မှတွန်းထပ်ပြေးလာလားဟုတ်လားအဲဆိုတွန်းတဖို့ဟုတ်မန်တုတ်တဖို့လက်ခံလိုက်ပါတယ်ဘာပဲဖြစ်တွန်းသူ့တောင်းဝင်ယူရတော့မှာပဲမလားမုံမြတ်ရှမ်းဖေတော်မမြတ်ဖခင်ဖြစ်သူခေါ်တဲ့အကြောင်းချက်ချင်းရောက်လာပြီးနေတူမှာပဲရောက်သွားလေတမီလည်းမသိဘူးလေဖေဖရနီတုံတိတ်ရောက်နေရောလေဦးမြတ်မောင်မေးဖြစ်သူလောက်ရကြောင်စိတ်တူရပါတယ်တော်မမြတ်ထပ်မမေးတော့ပဲအဖေကြောင့်သူမနင်းနေတော့အပြည့်လွန်သွားရပါတယ်ဟယ်လိုအန်ကယ်ကျမတို့ထွက်လာပြီနော်အန်ကယ်တို့ဘက်ကနေပဲစိတ်ဆက်ပွဲဖြတ်သိမ်းပေးပါတယ်ကွယ်ဒါလို့ဟုတ်ပါတယ်အန်ကယ်မြင်မရှိတော့ပါဘူးမန်ထိုက်ရှင်ရဲ့တိုက်ခန်းမှလည်းမရှိဘူးတရုံးမိခင်ဖြစ်သူဖုန်တဲကနေလှမ်းကြပြီးဝမ်းသာသွားပါတယ်သူမိခင်ကတော့ဒေါသတွေနဲ့ပေါ့အဲ့ဒီစိတ်ဆက်ပွဲကတော့တရုံးနဲ့တော့မလို့ကျန်တဲ့အတိုင်းပြတ်သွားခဲ့ပြီးမျက်နှာခွဲစိတ်မယ်ဆိုလဲပုံမှန်တိုင်းပြင်ရနိုင်ပါတယ်တကယ်လားဒေါက်တာနောက်လာခွဲစိတ်ကြတာပေါ့ဟုတ်ကဲ့တွန်းကိုဘေးနေပါရှိနေပြီလို့ကျေးဇူးပါပဲကျေးဇူးတင်စရာမလိုပါဘူးတွန်းဟာရှိအောင်ချက်တယ်လေကိုလည်းတွန်းကိုချက်ပါတယ်ကွာတွန်းရဲ့ကိုလေးကိုဖတ်ထားပြီးပြောလိုက်ပါတယ်ဖေမမပြန်လာတော့မယ်တဲ့ဟာဟလားဟောင်းမမမေကိုဖုံးဆက်တာလေနောက်2လလောက်နေပြန်လာမယ်တဲ့ကောင်းတာပေါ့ဦးကောင်းမြတ်မှာတမီးဖြစ်သူပြန်လာမယ်ဆိုတော့ဝမ်းသာသွားတယ်တမီးကပြန်မလာတာ2နှစ်ကျော်3နှစ်ပြည့်တော့မယ်လေကဲအစင်တဲပြက်ပြီလားဖတ်တေးပြေတော့မယ်ဆရာမမမရဲ့မျက်နှာခွဲစိတ်ကူးသားမှုအောင်မြင်ပြီးတပတ်အကြာမှပတ်တေးပြေပေးလိုက်ပါတယ်ပတ်တေးတက်ချက်ချင်းပြေးပြီးသွားပြီးအောင်ပြီးသွားတော့မှမန်မျက်နှာကြည့်ပြီးမဟာအရှင်ထိုက်တာမှခန့်ချောဖြစ်သွားတယ်လို့တုံးပတ်စံနေထောင်ကြည့်ကုန်သွားပြီးမြင်ကျင်းနေပါတယ်မျက်လုံးပါဖြည်းဖြည်းချင်းဖွဲ့တော့မန်မျက်လုံးပွင့်ပြီးရှေ့ရတုနာပြုကမှန်လေးထောင်ပြောင်းလိုက်တော့တွန်းကိုမျက်နှာပြန်ရပြီအစင်ကြီးသွားပြီဆိုတော့ဆရာလည်းခွင့်ပြုအောင်ကိုတွန်းဝမ်းတာပါတယ်ကိုမျက်နှာကိုပြန်လဲရလို့လေကိုတို့မြမပြေးပြန်ကြမယ်တွန်းထားတော့အိတ်အောင်မယ်အမလီပြုတ်ကြမယ်ကိုရဲ့အိတ်ပုတ်ကြီးနေရလေမျက်နှာတက်ပေးမယ်ပြုတ်ကြမယ်မနှမ်းနဲ့မျက်နှာမသိရသေးဘူးလာမျက်နှာတက်မယ်ဖိုးဖိုးတွန်းတို့မနှက်ပြန်တော့မယ်အေးပါခွင်တမီးတို့လက်ထပ်ဖို့ရက်နေလောက်ပေါင်းဖိုးဖိုးနဲ့တမီးတိလာခဲ့မယ်ဟုတ်ကဲ့မန်နှုတ်ဆက်ပါလေကွာဘာပဲဖြစ်ဖြစ်မင်းဟာကိုယ့်ရဲ့ညီပဲဟုတ်ကဲ့ကျွန်တော်တက်ကိုကဲခဲ့တာအရာအလုံးအတွက်အခုကျေးဇူးတင်ပါတယ်ဗျာရောက်ပါလေကွာမလို့ပါဘူးကဲသွားတော့ကိုပြန်ရောက်ရင်တုံးတိုက်ခံမှာပဲသွားနေနော်တို့ရမွေးနေ့ကြားမှာအလုံးအသိပေးမယ်โอเคဗျာတမီးဒါမှထက်ရှိမလားဟုတ်တယ်လေဖေရဲ့ဖေတိတ်နေနော်အေးပါပြန်လာကြမယ်လာပြန်ကြမယ်ဦးကောင်းမြတ်မှာမန်မတီးဝမ်းသာပါတယ်တမီးလေးတွေ့ရောပေါ့မန်3ရက်တိုက်ခန်းလေးမှာပို့ထားခဲ့ပြီးတုံးကတော့ဖေနဲ့ပဲအိတ်ပြန်လာခဲ့ပါတယ်မမအမလီဟဲ့တောင်းတော့ပါလေမပအောင်ဟမ်စတာအောင်နေရလေဖိုးဖိုးလက်ဆောင်ထည့်ပေးလိုက်တယ်လာအိတ်တဲဝင်ကြမယ်ဟုတ်ကဲ့မထက်ရွှေဆိုရင်တုံးရဲ့ချက်သူပြောချက်နေတုံးကိုဘဝတက်ခုလုံးအတွက်ကိုရန်တော့လောက်ပေးနိုင်မလားမန်နဲ့ဟာတကယ်ပဲမန်ကိုတွန်းစင်မောတက်လာတဲ့မန်ပန်းစည်းလေးတွန်းလက်ထဲမှာထည့်ပေးလိုက်ပြီးကိုကိုလက်ထပ်ပါတော့တွန်းလက်ခဲ့ပါတယ်ဟဲ့အံ့ဩသွားလားမန်ပြန်ရောက်နေရကျမဟိုရက်တည်းကတွေးကြရပါနော်ကဲမွေးနေ့ရှင်လေးကိုနမ်းမှာကွင်းဟာဟုတ်တယ်မန်ကြီးအနမ်းလေးမပေးအောင်လားဟာရောက်ခမကြီးအင်းတင်းဝင်သွားပြီကိုဘလို့ပြက်နေလဲโอเคအားလုံးပြောတဲ့အတိုင်းတော့မှတော့လူများရှိမှအနမ်းခံလိုက်ရတာကြောင့်မျက်နှာတစ်ခုလုံးပူရှိန်လာပါတယ်မန်တုံးကိုနှက်ခမ်းလေးနန်းတာနေပြန်လှော်ပေးလိုက်ပြီးကြည့်လိုက်တော့မျက်နှာလေးရဲနေရဲ့မန်ကွာမင်းငါတို့တောင်အတိမပေးဘူးနောက်မှတော့ကွာတေးပြီးထဲနေရဟာဟဲ့
ရှင်တို့နော်ကိုအဲ့လိုမပြောနဲ့ဟာတော့ကိုပြန်တော့မယ်နော်သွားပြီနော်ဟုတ်မန်ကောက်ပေါ်တက်ပြီးကျန်းနေကနေတရွေ့မောင်းထွက်သွားတော့ရင်မမမမကအခုနဲ့လက်ထပ်ပြီးဟိုဆိုင်မှာသွားနေပါလားဟမ်မမသားတို့နဲ့မနေဘူးပေါ့မမယောက်ျားနောက်ပဲလိုက်နေရမှာပေါ့ရန်လေးဆိုင်ကိုလာလို့ရတယ်လေဟုတ်ကဲ့တော့မင်္ဂလာဝတ်ဆောင်သွားကြရတို့မင်္ဂလာဝတ်ဆောင်ကြည့်ဖို့အတွက်ဝတ်ဆောင်ဆိုင်လေးကိုထွက်လာခဲ့ပါတယ်မင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာဝတ်ဆောင်မှာထားလေဟုတ်ကဲ့လာပါရှင်ဒီမှာပါတော့ဝတ်ကြည့်ပါလားအမဒီဘက်ကိုလာပါနော်အမနဲ့အရှမ်းလိုက်တာပဲညမဝတ်ဆောင်လေးနဲ့ဆိုလဲလှနေပါအခုနောက်အကူမြင်ချက်ချင်းလက်ထပ်ွယ်လောက်ချင်နေရောမှာမန်တုံးလာရင်အရန်လာရေကွာချစ်စရာလေးမင်္ဂလာပွဲတောင်မှအမြင်ရောက်ချင်နေပြီဘလောက်မှမလို့တော့ပဲကဲပါသွားပြန်လဲအောင်မယ်ပြီးပြန်ချမယ်မန်တကားလေးဖွင့်ပြီးစောင့်နေတဲ့တူရဲ့တို့သမီးလေးစီလာတော့အမလီတို့သားကြီးလာပြီးဖယ်ပေးလိုက်ကြပါကွယ်တော့ရမင်္ဂလာကမ်းမတွေဝင်လာတဲ့တို့သားတို့သမီးကိုကြည်လာပြီးဧည့်သည်တွေကတော့တကယ်နေနေလာရွှေနေမြလိုက်ဖက်လော်နေတဲ့မင်္ဂလာစိတ်မြင့်ထိတ်ရောက်တော့မင်္ဂလာစကားပြောပြီးလက်ထပ်ပန်းကုန်းလေးတွေအပြန်လှန်ဆင်ပြီးလက်ထပ်လက်စုပ်လေးတွေပါအပြန်လှန်ဝတ်ပေးလိုက်ကြပါတယ်။တော့မနဲ့နိုးလာတော့လူဟာနှုံကြည့်နေပါတယ်။ညအကြောင်းလေးကောင်းနေဝင်လာပြီးမျက်နှာလေးကပူရှိန်လာပြန်ပါတယ်။အိမ်အောင်ကိုအိတ်ချင်သေးအိတ်တော့ကိုမသားကိုအိတ်ပါလား။မရအောင်ကိုဟာမိမကိုဖတ်ပြီးအိမ်မှာဘာမိမလဲ။ကိုမိမပဲလေ။အေးဒီနေ့ဆိုင်လည်းမဖွင့်ဘူး။မပြောပြီးတုံးကိုဖတ်ပြီးပြန်အိတ်တော့တယ်။တော်လဲတို့ရဲ့ရင်ဝင်ထဲမှာငိမ့်နေရင်အိပ်ပျော်သွားရပါတယ်။မန်လာလီကွာမိခက်နှုတ်လာပြီးမန်ကိုခေါ်တော့မင်းဆိုင်တစ်ကတော်တော်လှပြီးကြီးကျယ်ရပဲ။တွန်းစိတ်တန်းကြောင့်ပုံဖော်ထားလေ။မင်းရောက်ခမရဲ့ကုမ္ပဏီအောင်ဘသူဦးစီးလဲ။ငါမိမအောင်ကသူမအားငါသွားတယ်။အော်အစင်ကိုပြေးနေရပဲ။အေးပေါ့တော့အရန်ချက်တယ်။ခလေးယူတော့စိတ်မတောင်းနဲ့။တော့ခလေးယူမှာပဲ။ဘာလေးလှူချင်လဲ။တသားလေးပေါ့။ကိုနဲ့တူတဲ့တားလေးမွေးမယ်။အားကြောင့်ကိုမိမလေးကိုချစ်နေရတာ။ဟဲ့ကို3လအကြာမှအခုဆိုရင်3မှကိုဝင်3လရှိနေပြီဖြစ်တာကြောင့်မတ်မှာတဲတဲလုံးဖြစ်နေရပါတယ်။တုံးရင်မိမရေထမင်းစားမယ်လေ။တော့မစားချင်သေးဘူး။တုံးကလည်းလာပါ။နည်းနည်းဝင်အောင်စား။အဲ့ဒါမှခလေးကကြီးထွားလာပါလေ။လာတော့ရရင်လာတော့မရဘူး။တော့လာကိုတွဲပေးမယ်။ညအချိန်တော့အိမ်နေနဲ့ဖိုက်ထဲကနားလာပါတယ်ကိုတော့ဘာဖြစ်လို့လဲဘိုင်းနာတာအခုမှ3လပဲရှိသေးရဲ့လေမဟုတ်ဘူးနေ့လည်ကစားလိုက်တာကြောင့်လားအဲ့ဒါကြောင့်ပြောတာမစားပါနဲ့လို့ရှင်တို့စုနေပါလားမမသူပြောလိုက်တာစိတ်မရှိအွန်လိုင်းတဲ့တုံးကိုဆိုတာမဟုတ်ဘူးလေခဏစိတ်လင်းပေးမယ်မမအစွမ်းလေးပါလိမ့်စိပူလင်းယူပြီးတွန်းရဲ့အင်ဂျင်လှမ်းပြီးဘိုင်းလေးကိုစိတ်လင်းပေးလိုက်ပါတယ်ဟာတွန်းအောက်စင်းတာပဲကွာကို့ဖုန်းလေးနဲ့မခေါ်ချော်ကြရဲ့ဘယ်နဲ့လုံးမလဲမကြပါဘူးခုလဲပါဖြစ်လို့လေလာမမစိုင်ကောင်တာမှာထိုင်နေရင်နဲ့အောက်ထပ်လေးကိုဆင်းလာခဲ့တွန်းကိုသွားပြီးပြေးတွေ့ရပါတယ်အပေါ်တက်ကနေဆင်းလာတာမပေါ်မပိုင်းနဲ့ကွာမတော်လို့ချော်ကြရဲ့မန်တို့ရင်ကျိုးဟာကြရဲ့ဒီမှာထိုင်နောက်ဆိုအဲ့လိုမဆင်းလာနဲ့ကို့လမ်းပြောအဲ့မှာချော်ကြရဲ့ကိုပဲရှင်းပေးရမှာမကြပါဘူးတွန်းလဲတိပါတယ်တွန်းရေတွန်းအိတ်ခဲနဲ့မှထိုင်နေတော့ဝတီလာပါတယ်လာလေနင်အဖို့ကြမှာဆိုလို့လေတမနဲ့အတွက်အားစိတ်ဝင်လာပေးရအေးပါခလေးမပါဘူးလားပါရဲ့အောက်ထပ်မှာသူ့ဖေနဲ့ဒါနဲ့ကောင်းကတ်မင်းသမီးကိုတော့ငါကျွေးမှတော့လိုက်တော့မယ်မင်းကလည်းငါသမီးငငယ်လေးရှိသေးရဲ့ငါလည်းစတာပါငါတောင်းမွေးလို့သူ့အရွှေရောက်လာလို့သူ့ကြိုက်တဲ့သူနဲ့ပဲတဖောတူမှာအဲ့ဒါကောင်းတယ်လေကော်ဖီတောက်မလားတောက်လေတော့ပါပြီကွာမန်တုံးကိုခေါ်ပြီးကိုလေးဖက်ပြီးနှက်ခမ်းလေးကိုနှမ်းလိုက်တော့တယ်လက်ထဲမှာကြည့်နေတဲ့ဖုန်းလေးကိုယူပြီးဘေးကိုချလိုက်ပြီးအဲ့တော့သူ့မအိတ်ချင်သေးဘူးဖိုက်စားတယ်ဖိုက်စားတယ်ဟာလားပေါင်းမုံကြောက်ပြီးမယ်စားမလားထမင်းစားပါအော်အဲ့ဒါဆိုရင်ခဏကိုဟင်းအပူလေးပြန်လောက်ပေးမယ်နော်ပေးရင်တော့အခန်းကိုရှိုးလာခဲ့ပေးမယ်မန်အောက်ထပ်စွန်းပြီးသူ့အတွက်ထမင်းနဲ့ဟန်ရှိုးလာပေးပါတယ်အိမ်မပြန်တက်လာတော့အခန်းထဲဝင်လာပြီးသူ့ဟာအိပ်ပြုံနေပြီဖြစ်ပါတယ်ဟာအိပ်ပြုံနေပြီရဲ့လားတော့ကြအချိန်မရှိဘိုက်စာနေအောင်ပဲမိမရေကိုမိမလေးကိုချမျက်နှာတက်ပြီးမနန်းစာနွားနူးနဲ့ပေါင်မုံကြုံထားပြီးရင်စားလိုက်နော်ကိုရေကျုပ်ခန်းထဲမှာလိုက်ပို့ပေးမယ်တွန်းစီတွန်းကတာသူတွန်းတိုက်မယ်
ကိုတိုက်ပေးမယ်ဓမ္မထိုင်မနဲ့စာစားမယ်တားလေးရေဟာကန်နေရနိုးနေပြီပေါ့ကိုမစားဘူးလားစားမယ်ဟာတွန်းခွတ်ပေးမယ်စားမလားစားမှာပေါ့စားကောင်းလိုက်တာတာယာရဲ့မနက်ခင်းလေးမှာချစ်စရာဇနီးမောင်နှံလေးဟာအပြုံးနေဝေးစားလျက်ပါမန်မေကန်ရှိမှာရှေးရှောင်းနောက်ရှောင်းနဲ့ပြပြနေရောတယ်သူကမွေးကန်နဲ့ဝင်သွားမနေကြလာပြီပါဇက်ကဖျားစားရီရောမွေးကန်တကားပွင့်ပြီးဆရာဝန်ထွက်လာပြီးသူနာပြုတ်လေးလက်ထက်မှာအနီးလေးတွေထွေးထားတဲ့တားလေးကိုမှန်ကြည့်ပြီးတားရဲ့ဘာတားလေးလားကိုပေးအောင်လေဗိုက်စာပြီလားရှင်လေးရဲ့ဟဲအော်မမေချိုထိုက်မယ်နော်ဘာလာလို့တာလဲတွားဟဲ့ငါတို့မင်းတားလေးကိုလာကြည့်ရလေဟာဟဲ့ဘာဖြစ်တာလဲခလေးလာကြည့်ရနောက်ပြီးမှဝင်ကြည့်ငါသာနှိုးဆုပ်နေအော်အေးပါဟဲ့မင်းသားမျက်နာကြည့်နေငါသာပါဆိုမှငါနဲ့တူမှာပေါ့ဘာတွေပြောနေမှမသိဘူးဒီကအမလီဖိုးဖိုးမြင်းလေးရဲ့ချစ်စရာကြီးကွာဖဖိတောင်တူလေးပေါ့နော်ချစ်စရာလေးမမေလာကြည့်တော့နမစန်းစားထားပြီလားမဲထက်ရှိန်နေဗျာမိမအတွက်ဆိုင်ရဲ့အမျက်ငွေတရားလေးဟမ်ကြိုက်လားလာကိုဆွဲပေးမယ်မဲတော့ဆွဲကျူလေးဆွဲပေးလိုက်ပြီလှတယ်ဟာဘာရီအော်နေရလဲကွာပပနဲ့အောက်ထပ်ကိုတွားမယ်ကွာပပနဲ့အောက်ထပ်ကိုတွားကြမယ်ကိုကြီးခလေးကိုနည်းနည်းပါးပါးအောက်မှာချထောင်လက်ကြိုက်သွားမယ်မိမမင်းသားနေလျာဘာပြောလဲတိတ်လားကျောင်းမှာကောင်းမကြီးတဲအောင်ချစ်စရာလေးတဲ့ဘလို့ကောင်းမလေးရှိန်နေဗျာကျောင်းအခုမှသွားတာကောင်းမလေးကတွေ့ရလားမဟုတ်ဘူးလေပပဘာရီလျှောက်ပြောနေရလဲဒါပြောဟာရှိန်လေးအင်ဂျီတွေဘယ်ရောက်သွားရင်မမေကဘယ်မှာထားရဲ့ပဲရှိန်လေးအင်ဂျီတွေပြီးရဲမှာမှွေးလာပေးရှားနေပါတယ်မမေရဲ့တတအင်ဂျီတွေဘယ်မှာထားလဲဘယ်အင်ဂျီလဲပပောင်းဝင်လာပေးရလေမနီယာအဲတော့အစ်စ်ကြီးကိုအင်ဂျီအစ်စ်ကြီးလည်းဝက်မှာပဲရှင်းလေးတော့ကတခါရီထူပြီးတခါအစ်စ်လေမမေအင်ဂျီရဝက်ဖို့အတွက်ဝဲတာမဟုတ်ဘူးလားအေးလေအပြန်သွားခွင့်မော့မိမမဲသားလေးအခုတလောအရန်တနေတယ်လို့ပဲကိုနဲ့တူလူနေပါပေါ့ကိုအဲ့လောက်ထိမတပါဘူးငငယ်ရရှိရောကိုနဲ့တူရဲဆိုမိမချက်တာလဲတူမှာပေါ့ဟမ်မဟုတ်ဘူးလားနီနေမိဖို့ထုံးနေရဲ့ထားလိုက်တော့ကွာလာအိတ်မယ်အင်ဂျီရီထဲအောင်မယ်မနေ့မှထဲအိတ်မယ်အဂျီမိဖို့ထိုးရမှာကောင်းမလေးဖေကိုမခိုင်းမဲနဲ့တားအိတ်သွားရည်လားကိုသိလိုက်တာလေဟုတ်လို့လားတော့ကြာသူတယောက်တည်းအိတ်ရတယ်ဆိုပြီးပြောနေအောင်မယ်မပြောပါဘူးကွာတညတက်လေတော့အိတ်အောင်ပေါ့ကိုလည်းမိမဖက်ပြီးတော့အိတ်ချန်တာပေါ့အဲ့ဒါဆိုလဲအိတ်တော့အနန်းလေးအိတ်ပါဆိုမအိတ်ဘူးကွာမရဘူးပေးဟာဖဲအိတ်တော့မတက်ချက်ပြုံးလိုက်ပြီးမအိတ်ချင်သူအနာလေးကပ်ပြီးပြောလိုက်တဲ့စကားကြောင့်ညနာတစ်ခုလုံးရှဲဖလောင်းခတ်သွားပါတယ်သူဟာတွန်းကိုလေးဖက်ပြီးပြုံးနေရောတယ်မန်တုံးအကျဉ်းဟာမြောက်ဝလေးနဲ့ကြည့်ပြီးနှကန်းလေးပေါ်မှာအနမ်းတွေကြားရောက်သွားပြန်ပါတယ်နူးညံ့ချုံမြောက်တဲ့နှကန်းကိုစုပ်ယူရွှဲမှုလိုက်ပြီးတပြေးပြေးအစ်စ်နေတက်လာပြီးမချစ်ဆုံးနိုင်တဲ့အကျက်ပင်လေးရဲ့ပေါင်ကုခတ်သွားပါတယ်ရိတ်သက်များရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်ဆုံးရေးကြတဲ့တယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်ရှင်